အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ခုကတော့ညီကိုတွေစုံတော့ဗောနော်ဒါကတော့ကိုစမိုင်းလို့ခေါ်ပါတယ်Ever Smile မှာကိုစမိုင်းကတော့ဒီအခုလက်ရှိမှာတော့ဒီဝိသမဟိဒီမှာ body ပထမမှာပထမဆရာဗောနော်ပထမဆရာလားခိုင်းဖွင့်တတိယတန်းခိုင်းဖွင့်ပထမဆရာဗောနော်အဲ့လိုဒါကတော့ကျွန်တော်ညီဖြစ်ပါတယ်သူကတော့ဆရာတဆူလို့ပြောတယ်ဗောနော်သူကဒီလိုနေရာမှာဆရာတဆူဖြစ်ပါတယ်နော်ဒါကျွန်တော်ကတော့မိတ်ဆွေတွေအတိုင်းပဲတားရပိုင်နေဖြစ်ပါတယ်ခင်ဗျာအဲ့လိုမျိုးဆိုတော့ကိုစမိုင်းကျင်လည်ခဲ့တဲ့နယ်ပယ်လေးတစ်ချက်အသေးသေးမဟုတ်ဘယ်လိုပြောမလဲအကြမ်းမြင့်လေးပေါ့ဟိုဘလို့ကိုကဖြတ်တန်းခဲ့ရဆိုပုံစံလေးနည်းနည်းဖြတ်တန်းခဲ့ရပေါ့ကျင်လည်ခဲ့တဲ့နယ်ပယ်ကတော့ကြီးတာပေါ့ဒီတော့အောက်လန်းဆရာခုတော့လိမ္မာပါပါအောက်လန်းဆရာဆိုအဲ့ဆိုအောက်လန်းဆရာဆိုတော့ဘယ်နှစ်ခုလက်ကောက်လောက်ကနေစခဲ့ဘယ်နှစ်ခုနှစ်လောက်ကစခဲ့လဲဆိုတော့ကျွန်တော်ဟိုလောက်က2020လောက်ကပေါ့2020လောက်ကအဲ့ဆိုရင်အောက်လန်းဆရာဘွားမှာ3နှစ်4နှစ်အဲ့လောက်လားအေးပေါ့3နှစ်ပေါ့အဲ့လောက်တော့ပါပဲအဲ့တော့မနေ့ရောက်လာတာ2နှစ်လောက်တော့ရှိပြီအခုကျွန်တော်တို့ရဒါညီကိုတွေပေါ့နော်စုံတော့ကျွန်တော်တို့ရစကားဝိုင်းလေးတစ်ခုလုံးမှဖြစ်ပါတယ်စကားဝိုင်းဆိုတာကတော့အဲ့လိုဥတီရတော့မရှိဘူးပေါ့နော်ကျွန်တော်တို့ပြောမယ်ပေါ့ဗျာအဓိကတော့ဒီ login နဲ့ပဲနဲ့ပတ်သက်တာတွေပြောမယ်ဟုတ်တယ်နော်အော်ဒီအောက်လန်းနေနဲ့ပတ်သက်တာတွေပေါ့အောက်လန်းဝယ်သုံးမလားလက်ဝဲလို့သုံးရမလားအောက်လန်းလို့သုံးရမလားလက်ဝဲပဲကောင်းပါအေးလက်ဝဲပဲသုံးတာကောင်းတယ်ပေါ့နော်အောက်လန်းလို့ပြောရင်လူနည်းနည်းဟိုဖြစ်သွားလိမ့်မယ်နော်အဲ့လိုမျိုးဆိုတော့ဒီလက်ဝဲနဲ့လက်ရာအခုဒီမြန်မာနိုင်ငံမှာဆိုရင်ရှိရပေါ့လက်ဝဲရဲ့လက်ရာရဲ့အဲ့နှစ်ကိုင်းကွဲနေရှိရပေါ့နော်အဲ့ဒါနဲ့ပတ်သက်တာတွေလည်းငါတို့ပြောသွားမယ်အဲ့ဒါကအဲ့လိုရောက်တဲ့ရာလေးပေါ့ငါတို့ဆက်မိဆက်ရာလေးပြောသွားမှာဆိုတော့ဒါစကားဝိုင်းပေါ့နော်ဆိုတော့ကြီးတဲ့သူတွေလည်းဒါမပြင်းရအောင်ပြီးတော့နားထောင်တဲ့သူတွေလည်းမပြင်းရအောင်ကျွန်တော်တို့ကတော့ဒါအပေါ့ပါလေးနဲ့အဲ့လိုပညာဖလှယ်ရင်းနဲ့အဲ့လိုတရားနဲ့ဆွေးနွေးတဲ့ပုံစံမျိုးပေါ့ဟိုမှာအကြောင်းအရာပေါ်လာလို့ရှိရင်ငါတို့အဖြေရှာမယ်ရီစာလေးလည်းပြောဟာတာလေးပြောမယ်အဲ့လိုမျိုးလေးသွားတော့ပါပေါ့နော်အဲ့လိုမျိုးပတ်သက်တွေးကြုံလေးကိုယ်ဖြတ်တန်းခဲ့ရတွေးကြုံလေးအဲ့လိုမျိုးကိုခင်းကတော့ဝါရင်ဆိုတော့ပြောတာပေါ့အဲ့လိုမျိုးဆိုတော့ဒါဆိုလို့ရှိရင်ဥမာကိုစမိုင်းဆိုလို့ရှိရင်အောက်လန်းနယ်ပယ်မှာလည်းနေရာတစ်ခုကွာသိမလားအနေထားတစ်ခုပြီးတော့ဒီအောက်လန်းနဲ့ပတ်သက်တာဒီလက်ဝဲပဲဆိုတော့เนาะလက်ဝဲနဲ့ပတ်သက်ပြီးတော့မှအနေထားတစ်ခုရောက်ခဲ့ရဆိုတော့လက်ဝဲနဲ့ပတ်သက်တာတွေကိုကိုစမိုင်းကျော်ပို့သိတယ်ကျွန်တော်ကကျတော့ तू ကလက်ဝဲနဲ့တိတ်မပြောနဲ့ကျွန်တော်လည်းဝိုင်းဆဲနေအဲ့လိုမျိုးပေါ့ဆိုတော့ကိုစမိုင်းနဲ့ကျွန်တော်ကြားထဲမှာကွာဟာချက်တစ်ခုရှိသေးလားဟုတ်ကဲ့ကွာဟာချက်တစ်ခုရှိရင်ဥပမာကျွန်တော်ကျတော့သိမလားကျွန်တော်သိတဲ့နယ်ပယ်ဘောင်နည်းနည်းကျင်းနေဗျာဆိုလို့ကျင်တာနားလေလားကျွန်တော်သိတဲ့နယ်ပယ်ပေါင်းဆိုတာဒီ logi ပညာရေးထဲမှာပေါ့သူအများကြီးပဲရှိတာဟုတ်တယ်မလားဒီအင်းတွေသုံးတာရှိမယ်ဆေးတွေသုံးတာရှိမယ်စသဖြင့်လက်ဝဲမှာဆိုလို့ရှိရင်အများကြီးပဲဆိုတော့ကျွန်တော်ကလက်ရနဲ့ပတ်သက်တာဟိုပဲကျွန်တော်သိတာလက်ရဆိုတာတဲ့ဒီအထက်လမ်းပိုင်းပေါ့စသဖြင့်ပေါ့ဒါတွေနဲ့ပတ်သက်တာကိုပဲသိတာအိမ်ပေါ့ဒီဘေးနေအဟောပြောတဲ့ကျွန်တော်အဓိကအာသနာဘေးနေအဟောပြောတဲ့အာသနာပေါ့ကိုစမိုင်းကကြတော့ဒီလက်ဝဲနဲ့ပတ်သက်တာတွေအာသနာဆိုတော့ကိုစမိုင်းအမျိုးတစ်ချက်ပြောကြည့်လက်ဝဲနဲ့လက်ရနဲ့မှာဆိုလို့ရှိရင်အခုလက်ရှိပေါ့နော်လိုင်းအောင်မှာလည်းလူတွေအဲ့လိုလုံနေရအများကြီးရှိတယ်ကွာငါတို့လိုမျိုးဆရာတွေအများကြီးပဲရှိတယ်ဟုတ်တယ်မလားလက်ဝဲဆရာတွေအများကြီးပဲလေလက်ရဆရာတွေလည်းအများကြီးပဲလေဆိုတော့အဲ့နှစ်ခုရဲ့ဂျားထဲမှာခြားနာချက်ကဘာဖြစ်နေမလဲဟိုခြားနာချက်ဆိုတာအဓိကမေးချင်တာကွာကောင်းတာမကောင်းတာဆိုလို့ချင်တာမျိုးမဟုတ်ဘူးသူတို့ရဲ့ခြားနာချက်လေးပေါ့အဲ့ပညာဂန်းပိုင်းဆိုင်ရာပဲဖြစ်သို့မဟုတ်အဲ့လိုကိုစမိုင်းအမြင်ပေါ့ကွာဘာတွေကွာခြားလဲပေါ့ဟိုဒါကြီးကတော့မကောင်းပါဘူးဒါမကောင်းတဲ့လုပ်ရကြီးပါသို့မဟုတ်ဒါကြီးကတော့ကောင်းတဲ့လုပ်ရပါအဲ့လိုမျိုးခွဲခြားချင်တာမျိုးမဟုတ်ဘူးဆိုလို့ချင်တာပညာရဲ့အပိုင်းလေးတွေမှာဘယ်လိုလေးတွေကွဲပြားမှုရှိလဲဆိုကိုစမိုင်းအမြင်ကွာအဲ့လိုမသိချင်တာပညာရဲ့အပိုင်းကိုမပြောခင်ရင်ဆုံးပေါ့နော်တို့ဘယ်လိုခေါ်မလဲစီရင်ပိုင်းကဏ္ဍမှာဆိုလို့ရှိရင်တော့အဲ့ဒါကြည့်ကြလေးပြောလက်ဝဲကတော့ပတ်စံပူရတယ်ဟာရှိပြောဟေးပေါ့အဲ့တော့လက်ဝဲလုတ်တော့ဟာတိတ်10နဲ့ချီပြီးလဲဝင်ခဲ့တာပဲရာနဲ့ချီပြီးလဲဝင်ခဲ့တာပဲဒါလက်ဝဲဆရာတော်တော်များများလည်းသိပါတယ်ဟာဘာလို့ဆိုလက်ဝဲဆရာတော်တော်များများကအစီရင်လုတ်တဲ့အခါမှာတချို့သောကိစ္စတွေကြတော့တစောက်ကန်းနေလို့တော့အသက်အန္တရာယ်ပါရှိရတယ်ရှိတယ်တို့ဒီလက်ရာမှာကျတော့အဲ့ဒါမျိုးအသက်အန္တရာယ်ရှိတဲ့ကိစ္စဆိုတာနည်းနည်းတော့မရှိပါဘူးလက်ဝဲမှာဥမာဆိုပါစို့နော်ကျွန်တော်တို့ဒီလက်ဝဲအင်းတွေပါတွေဆွဲတဲ့အခါမှာပေါ့နော်ကျွန်တော်တို့ကအခုဒီဘယ်လိုခေါ်မလဲဒေါင်းလိုက်မြင်းတားတဲ့အခါကြလို့ရှိရင်အထက်ကနေအောက်ကိုဆွဲရင်ကျွန်တော်တို့ဒီလိုဒဲဆွဲလို့မရဘူးသူကဒီလိုစောင်းပြီးဆွဲရတာအေးပေါ့ဟုတ်တာပေါ့အဲ့ဒါဟိုကိုယ့်ရဲ့အသွားလာဒါမှတော့ဘဲတဲ့ညာတဲ့တောင်မှဆွဲရဟာပုံစံနဲ့ကွဲဦးမယ်နော်ဒါသူ့ရဲ့ဒီပေါ့ဟိတ်ကပေါ့နော်ကို့အရင်လာမှန်တယ်ဆိုတဲ့ပုံစံမျိုးတွေကစတော့အများကြီးစင်ញင်ရတယ်နောက်အဲ့လိုဘယ်လိုခေါ်မလဲလက်ဝဲကတော့ဘယ်လိုခေါ်မလဲပေါ့ဘယ်လိုပြောမှမသိဘူးလက်ဝဲနဲ့လက်ရရဲ့ကွာခြားချက်ကဆိုလို့ရှိရင်တော့ခုနကပြောသလိုပေါ့နော်
လက်ဝဲလမ်းမှာတော့အဲ့လိုမျိုးအသက်အန္တရာယ်ဘိုင်းနဲ့ဆိုင်တဲ့ဟာလေးတွေလုံးရတယ်နောက်ထပ်အပေးယူဘိုင်းလေးတွေနော်အဲ့ကျွန်တော်ကြားဘူးတယ်ကျွန်တော်ကြားဘူးတယ်ဆိုတာဟိုကျွန်တော်မှာတော့ပေါ့2019 2020အဲ့ဝင်းကျင်လောက်ကပေါ့နော်သူကဘယ်လိုမျိုးလို့ဆိုပြအဲ့လက်ဝဲနဲ့ပတ်သက်တာကဒါလက်ဝဲဆရာတွေငါတို့ဗလိန်နေရတော့မဟုတ်ဘူးနော်အဲ့လိုမျိုးလေဟိုကျွန်တော်ရဲ့အတွေ့အကြုံကပြပြတာပေါ့နော်ဆိုတော့ကျွန်တော်အဲ့မှာဆရာတယောက်နဲ့ရင်းနှီးရရှိတယ်ဟုတ်ရောအဲ့လိုမျိုးအစီရင်လုပ်တယ်ဆိုလို့ရှိရင်ကွာအဲ့ဒီခေတ်တုန်းကအဲ့လို2018စားပါတော့အဲ့ခေတ်တုန်းကဆိုလို့ရှိရင်သူကအစီရင်ပေါ့နော်အဲ့ခေတ်တုန်းကမင်းပတ်စံတစ်သိန်းအများကြီးပဲကွာဟုတ်တယ်မလားအဲ့တော့သူက9သိန်း10သိန်းသူအဲ့လိုသွားတာဒါငွေချင်းအကြောင်းပြောနေမှာမဟုတ်ဘူးကွာငါ့ကောင်တွေကငွေချင်းနဲ့ပတ်သက်တဲ့အကြောင်းသွားလာမဟုတ်ဘူးသူကဘယ်လိုဆိုတော့ပတ်စံတောင်းရဲတယ်အစီရင်လာရတယ်ဥမာမြစ်တိုင်းနဲ့ပတ်သက်တာကောင်လေးနဲ့ဆက်မပြေနေလို့ကောင်မလေးနဲ့ဆက်မပြေနေလို့လာရတယ်သူတောင်းရဲတယ်ကွာဒီလားပြီးတော့အာမခံချက်ပေးတယ်တလအတွင်းတို့45ရက်သူကပတ်စံများရင်သူကရက်ကနင်းနေလာတာသိရမလားအဲ့လိုပေးရတယ်အဲ့ဆိုဥမာကျွန်တော်အနေနဲ့ဆိုစဉ်းစားကြည့်တာပေါ့နော်ဟာအကယ်၍များပေါ့နော်ငါများအဲ့လိုမျိုးအစီရင်နေလာအဲ့လိုကြီးပတ်စံအမောင်းကြီးတစ်ခုယူပြီးတော့မှအစီရင်လုပ်ပေးလို့မလို့မဖြစ်သွားရင်ဆိုတော့စိတ်ခံစားချက်မျိုးကျွန်တော်ဒီမှာရှိတယ်တော်တော်ညာလဲအဲ့ဒီကျွန်တော်လည်းရင်းနှီးခဲ့တဲ့ဆရာတယောက်အနေနဲ့မှဆိုလို့ရှိရင်ကျတော့အဲ့လိုစိတ်မျိုးမရှိဘူးသူဟာသူယုံတယ်လို့ပဲပြောရမှာပဲเนาะသူပညာသူပေါ့เนาะအဲ့တော့ကတော့ဒီအထက်လန်းနဲ့အောက်လန်းဆိုတာမျိုးဆိုတော့ကျွန်တော်တို့ခေါင်းထဲမှာသိမရှိဘူးဗျာသိရမလားဆိုလို့ချင်းကဘာဖြစ်ဆရာတယောက်ပဲဟုတ်တယ်မလားအဲ့လိုမျိုးအဲ့ဆိုသူ့ရဲ့ပညာပေါ်မှာသူကယုံကြည်မှုရှိရလားဘယ်လိုလဲမသိဘူးသူတောင်းရတယ်ဒါပေမဲ့လည်းအဲ့ဒါတကယ်နော်တလောက်လည်းနေရောတော်တော်သူပြန်ဆင်ပြီးသွားတာပဲအဲ့လိုရှိအဲ့နေရာမှာသူအစီအစဉ်ပိုင်းလုတ်တော့ကျွန်တော်ကလည်းဆက်မိဆက်ရဆိုတော့မေးတာပေါ့မေးတဲ့ခါမှာသူကဘယ်လိုလဲဆိုတော့ဒီတရေတွေပေါ့နော်နာနာဘဝဟိုလူများနားလည်းပြောမယ်ဆိုလို့ကျွန်တော်တို့တရေလို့ပဲပြောမှာနော်ခေါ်တာအေးပေါ့အဲ့လိုမျိုးသူကတရေခေါ်မလားဘယ်လိုခေါ်မလားပဲဗျာဒါလူနားလည်းပြောတရေတွေကိုအဲ့လိုမျိုးသူကခေါ်လိုက်တယ်ခေါ်ပြီးတော့ကျတော့သူကချုပ်ထားတဲ့ပုံစံကိုလုပ်လိုက်တာသူတို့အစာကျွေးအဲ့အစာကျွေးတဲ့နေရာမှာသူကအဲ့လိုစီးတွေပါလေတားလို့တော့မသိဘူးသူအစာလာစားတဲ့ကောင်သူကချုပ်လိုက်တာအဲ့ဆိုတော့ဟိုကောင်နဲ့လာစားတဲ့ခါမှာအဲ့သူ့ရဲ့ကြော်ဝင်းထဲမှာမိသွားတာပေါ့မိသွားတော့သူကအစာလဲစားပြီးသွားပြီဟိုကိုကျွေးရလဲယူပြီးသွားပြီဆိုတော့ပြီးတော့ကိုကလွတ်ပေးမှလည်းအဲ့ကောင်ကလွတ်မှာဖြစ်တဲ့အတွက်သူကပြန်ခိုင်းတာမင်းဒီဘာနေသားသမီးဘလူးပေါ့နော်အဲ့ဒါမျိုးကိုသူတို့နှစ်ယောက်အဆင်မပြေသေးဘူးအဲ့ဒါမင်းအဆင်ပြေအောင်သွားလုပ်ပေးအဲ့လုပ်ပေးပြီးရင်မင်းကိုအစာလဲပြန်ကျွေးမယ်ပြန်လုပ်ပေးမယ်သူအဲ့လိုသွားတယ်အဲ့ဆိုတော့အဲ့လိုမျိုးလုပ်တာကရောဒီကိုစမိုင်းဒီလက်ဝဲတွေပေါ့နော်လေးလာခဲ့တုန်းကတကယ်ရောအဲ့လိုမျိုးတွေရှိခဲ့လားဟိုဒါကျွန်တော်အမြင်ကိုပြပြတာဟုတ်ကဲ့ဟိုကျွန်တော်ဒီလက်ဝဲကညသိနားမလဲဘူးလေအဲ့လိုရှိအဲ့ဒါမျိုးတွေတော့ကိုယ်တိုင်လည်းမလုပ်ဘူးပေါ့နော်ဟိုဘယ်လိုခေါ်မလဲလုပ်တဲ့ဆရာလည်းနည်းနည်းလောက်ပါမယ်ဟိုကျွန်တော်တို့ဟိုများသောအားဖြင့်လုံးလေးလောက်ထားရှိကြတာကြတော့တချို့ကြတော့လေဇရက်တီမှာတုံးတယ်တချို့ကြတော့လေဖျားမြေမှာမှသွားပြီးတော့အဲ့လိုအောက်အတိုက်တွေလောက်တာရှိများသောအားဖြင့်ဒီဘက်ခေတ်မှာတော့လူတော်များများမြင်မှုနေကြရတော့တင်းញိုင်းပေါ့တင်းញိုင်းရတော့အသွားများတာပေါ့တင်းញိုင်းသွားများတာဆိုလို့ဘယ်လိုခေါ်မလဲခုနကပြောသလိုပေါ့နော်အသက်အန္တရာယ်နဲ့ဘယ်လိုမျိုးဟိုဘယ်လိုခေါ်မလဲအခက်အခဲလေးတွေကြုံခဲ့ရလဲဆိုတော့ဒါကြည့်နေတဲ့သူတွေရောပေါ့နော်သိအောင်လို့ဒါကျွန်တော်ဟိုရင်ဖွင့်နေတာလေးပေါ့ပထမအဆုံးကျွန်တော်ဆရာဆက်လုပ်တဲ့အခါကျတော့တိတ်ပြီးတော့တွေးကြုံလည်းမရှိသေးဘူးလေဆရာလုပ်တဲ့လူကလည်းဒါပေါ့လုပ်ပေါ့ဆိုတော့ဖြစ်ချင်တော့ကျွန်တော်လည်းအဲ့ဒီလေးရက်ကွက်ထဲမှာပဲဒါဟိုဘယ်လန်းဘယ်သူဘယ်ဝါတော့မပြောတော့ဘူးပေါ့နော်အဖိုးကြီးတယောက်ကတဲ့သူတို့အိမ်ခေါင်းရင်းမှာမနေ့ဆိုလေသားသမီးတွေကိုလည်းမှုန်နေအောင်ဆဲတာတဲ့ဒီညဆိုလို့ရှိရင်လည်းသူတို့အလောက်ကပြန်လာတယ်ပေါ့နော်ခေါင်းမအိပ်ရဘူးပေါ့အဲ့လိုမျိုးဆဲဆန်ဆူဆန်နေနေသူတို့စင်မပြေတဲ့အခါကျတော့ဒီအဖိုးကြီးမကျင်လက်ဘူးပေါ့ဗျာပြောရမယ်ဆိုလို့ရှိရင်တို့နော်ကောင်းကောင်းနေရတော့ပေါ့ဖြစ်နိုင်အောင်မှလုပ်ပေးပေါ့ဆိုတော့ကိုကလည်းခုမှပညာမန်းလေတက်တုံးလေးဆိုတော့နော်ငါကောက်ကြေးပဲမြင်ဘယ်လောက်ပေးမှလဲပုံပေးနိုင်တယ်ပေးနိုင်โอเคယူတယ်လုပ်မယ်ဆိုပြီးချကြအောင်ဆိုတော့အဲ့ဒီမှာကျွန်တော်ကဖြစ်ချင်တော့ကျွန်တော်ဒီသူလက်ရှိတော်တော်များများလေးသိပါတယ်ထုံးစံတိုင်းကျွန်တော်ပြင်အောင်သုံးတန်းပြင်အောင်သုံးတန်းဒါကျစကြက်လေးကျွန်တော်ချက်စားလို့ရတယ်ဒီပြင်အောင်မှာဆိုလို့ဝဝင်ပေါ့သူတို့ကြွေးတာစားခဲ့ရတာကျေးဇူးရှင်အဲ့မှာသွားပြီးတော့လုပ်တယ်ကျွန်တော်ကပထမဆုံးစလုပ်တာမဲ့တက်တိခဲဗျပွဲကန်တာလုပ်တာကျွန်တော်တို့ကဒီပွဲထိုးပွဲခုတ်ပွဲမောက်ပွဲကန်အဲ့လိုဟာမျိုးပွဲကန်ဆိုတာလိုင်းပေါ်မှာခေတ်သားဆိုပွဲချောတဲ့ပုံပြကန်အဲ့လိုဟုတ်တယ်ကျွန်တော်တို့ဟိုပြကန်တာမဟုတ်ကျွန်တော်တို့အုံးသီးကိုဟိုအုံးဆောင်တို့တပြေဆောင်ထိုးတာရှိတယ်ကျွန်တော်ပွဲပေးတဲ့ခါမှာအဲ့ငါပြောသီးနှစ်ပြီးကိုစောက်ထိုးထားတာအုံးသီးကိုလည်းစောက်ထိုးအညာကိုချိုးပလိုက်တယ်ပြီးမှအဲ့ဖင်ကိုဖျောင်းစောက်ထိုးတင်တော့တာဒီမှာတော့အင်းနေပါတွေတော့မပြောတော့ဘူးပေါ့တခြားတွေပေါ့ရန်နဲ့တင်းရိုင်းစီးတွေပါရှိသေးတယ်ဝင်ဘယ်ရက်ကဝင်ရထွက်ရင်ဘယ်ရက်ကထွက်ရတယ်ဆိုတဲ့ဟာပေါ့အဲ့တော့ဟိုအဲ့အုံးသီးကိုကျွန်တော်က6တင်ထားတာ
တင်ထားပြီးတော့ရွတ်ဆရာရှိတယ်ရွတ်ဖတ်ပေါ်ပလောင်မာသားကျူးတွေပါရှိတယ်တောင်မောပလောင်မာသားကျူးတို့တောင်ပလောင်မာသားကျူးတို့ဇော်ကနီကျူးတို့ပေါ့ရှိတယ်အဲ့ဒါကျွန်တော်သက်ဆိုင်ရဘာညာလောက်တာပေါ့အင်းနေပိုင်းနဲ့ဖိုးကြီးနန်နေပိုင်းတွင်းပြီးတော့ပွဲလဲအကန်ကျွန်တော်တွေးလဲအန်တာပဲအဲ့ဒါနဲ့မသိဘူးမသိတော့အဲ့ဒါဆရာကိုဖုံးဆက်တယ်ကျွန်တော်ဆရာကိုဆရာဒီလိုဒီကြောင်းဖြစ်တယ်ဘယ်လိုဖြစ်လို့လဲနင်းဒါဒီမှားလို့နေမှာတာမမအောင်အဲ့ဒါဟိုကမှားလို့နေမှာအဲ့ဒါလည်းမမအောင်အဲ့ဒါဆိုကိုယ့်ကိုအဖြေရှာကြီးဘာညာဆိုသူလည်းစိတ်မရှိတော့ဘူးကိုလည်းသူ့မေးသမျှတစ်ခုမှမမဟုတ်တယ်လေကိုခုမှစားလို့တာဆိုတိတိကျကျလုပ်တာကျွန်တော်တို့တကယ်တိတိကျကျလုပ်တယ်ကွာတကယ်လည်းအမှန်ကန်ကျုံးလိုက်တယ်တွေးတွေပါအံပြီးတော့အဲ့ဒီနေ့ညနေပဲကျွန်တော်အဲ့ဆလိုင်းချိတ်ထားရင်းနဲ့အဲ့ကွာဆရာကိုလှမ်းမိတာမေးပြီးနောက်တနေ့ကျတော့ဘာမှမမလို့ရှိရင်ဖိုးရင်သွားမယ်ဆိုပြီးတော့ကန်ကောင်းတာဗျာနှုတ်မှုဆိုရင်ကျွန်တော်တက်အနေရှိရအောင်ဖိုးရင်သွားတာတော့ဖြစ်ကျွန်တော်မနေ့ဟိုလောက်9နာရီလောက်ပေါ့အဲ့ဒီတုန်းကလည်းကျွန်တော်ကအတန်ရုံးမှာလှုပ်နေနေအဲ့တော့ဒီမှာနာမည်လည်းမရသေးဘူးအတန်ရုံးမှာလှုပ်နေနေဒီပညာတွေကိုလှုပ်တာလှုပ်တဲ့ခါကျတော့ကျွန်တော်ဟို9နာရီပြီးသွားမှာမသွားခင်ကျွန်တော်မနေ့9နာရီလောက်ကိုလှုပ်ပစ္စည်းပါညာထဲပဲအဲ့ကနေတန်းသွားမယ်ပေါ့အဲ့တော့ကျွန်တော်နေတာ15ရက်ကွက်ထဲမှာနေတာအဲ့ဒါကျွန်တော်9ရက်ကွက်ပို့ sorry 4ကွက်4ကွက်ကျွန်တော်သွားကြည့်တဲ့အခါကျတော့အဲ့ဒီအဖိုးကြီးရဲ့အိမ်နေရာဆိုတော့ပြောထားတာကိုကျွန်တော်သွားတော့အဖိုးကြီးရဲ့အိမ်သားမရောက်သေးဘူးနားထဲမှာမဟာသမယသုတ်တန်တဲ့တဲ့လေးကြားနေရပြီမဟုတ်တော့ဘူးထင်တာတကယ်ဟုတ်နေတာဒါအဲ့ဒီအိမ်ကသူတို့အိမ်နံပါတ်ကအစားအတိကျဒီဘိုးတော်ကြီးပြီးတော့အိုကြီးကြီးရွတ်ပြီးဆိုမှကြီးစီတောင်းတောင်းဆိုသွားပြီလားအဲ့မှာငါဘာမှလည်းသိပါပြီဖိုးကြီးပြန်လာတယ်မဲစောစီဖိုးကြီးကမှခြေတွေလက်တွေပါပါဆက်ပြီးတော့အဖေးဆိုင်သွားတယ်သွားတဲ့အချိန်မှာပဲကျွန်တော်အဲ့ဒါအိတ်ထဲကနေပြီးတော့ပါလာတယ်1000ခွဲအဲ့တုန်းကအဲ့လေးကိုဖိုးရဲလို့ဖိုးကိုလေးစားလို့ပါညာဆိုပြီးတော့ဖိုးကြီးကြောခဲ့ရတယ်ဒါဘဝမှာဒါပထမဦးဆုံးအကျိန်လောက်တာမှမအောင်မြင်တဲ့အကျိန်မအောင်မြင်တဲ့အပြင်ပေါ့နော်ဒါတကယ်သူတော်ကောင်းတော့ပြစ်မှားမိတာအောက်ပညာခွင်မှာလဲကျွန်တော်လှုပ်လို့ရတဲ့အတိုင်းတာရှိတယ်သူကလူတူးကအတိုက်စင်နန်းကိုရင်နှိမ်ရမယ်ဟုတ်တယ်နန်းနေပါတွေနှိမ်ရသေးတယ်တစ်ဖက်လူကနန်းနှိမ်ဖို့တော့ကပြောမယ်ဆိုရင်သူ့ပါဝါနဲ့ကိုပါဝါဆိုရှိသေးတယ်ကျွန်တော်ဟုတ်တယ်ဒါလှုပ်လို့မရတဲ့သူမျိုးပေါ့ဟုတ်တယ်ပြစ်မှားမိသူ့အဆောင်ရှောင်းနေသူ့ဆောင်ရှောင်းနေတာလားပေါ့ဒါကြောင့်ဖိုးကြီးကသူ့ဘာလုံးမသိတော့သိတယ်မှာမဟုတ်ဘူးသူ့ပုံစံဒါဘွားရဲ့အမှတ်တရလေးတွေပေါ့ဗျာအဲ့ဆိုခုနကပြောရလေးပြန်ဆက်တာပေါ့အဲ့ဒီဆိုတော့အဲ့လိုမျိုးလုပ်တယ်ဆိုတာခုနကကျွန်တော်ပြောလိုက်တဲ့ဟာရှိလေအဲ့တရေကိုသူကချုပ်တဲ့ပုံစံမျိုးလုပ်ထားပြီးတော့ခိုင်းတာပေါ့အဲ့လိုမျိုးဟာအဲ့အောက်ပညာကွယ်မှာရှိလားရှိတာပေါ့ရှိကိုယ်တိုင်လည်းမွေးတာရှိတယ်အဲ့လိုမျိုးတကူးတကကြီးငယ်တော့ဟောဇကားတွေဘာတွေထဲမှာဆိုရင်ကြည်ဘူးလေကွာဇကားတွေထဲမှာဆိုရင်အဲ့လိုသူကအဲ့လိုတရေတွေမွေးထားပြီးမှလို့ပြန်ခိုင်းစားတာတို့ပြီးရင်သူကန်နေနေတဲ့ခါကျရင်တရေတွေကနေအဲ့လိုပြန်ပြီးတော့မှတရေပဲထားပါတော့တရေတွေကနေပြီးတော့မှသူတို့ပြန်ပြီးတော့ဟိုကန်နေသွားတဲ့ခါမှာပြန်ပြီးတော့တွန်းပြန်ချတာတို့မျိုးအဲ့လိုမျိုးတွေဆိုတာအဲ့ဒါတကယ်လက်ဝဲလန်းကိုလုံးဝအဲ့လိုအုတ်တုံကြီးလိုက်နေသူတွေအဖို့မှာအဲ့ပြဿနာကြောက်စရာတစ်ခုနေနေရှိတာပေါ့အဲ့ဒါဆိုအေးတရေတွေအဲ့လိုသူတို့ပြန်လွတ်သွားချင်းပို့ပြန်မျိုးလားမလွတ်သွားခင်တော့ကျွေးထားမွေးထားရင်တော့ဘာပြောငကဲမခိုင်းလဲစားနေရတယ်ဆိုပြဿနာမရှိဘူးပေါ့နော်ဒါပေမဲ့အခုနကပြောသလိုပေါ့နော်ဟိုဖြစ်ခဲ့တဲ့ဆန်းမကိုလုတ်ခဲ့တဲ့အလုပ်ကိုကိစ္စမတိမ်မင်းနဲ့ထားခဲ့မယ်ဆိုလို့ရှိရင်တော့ဒီအိမ်မှာနောက်တစ်ယောက်နေမဲ့သူအနေနဲ့ကတော့အန္တရာယ်ရှိတာပေါ့ကိုပြန်ညှိုးတာပဲလို့ပဲပေါ့ဒီလိုရရှိမှာပေါ့ဘာလို့ဆိုတော့ तू ကလက်ဝဲလိုင်းလို့ပြောလိုက်တယ်ဆိုရင်ကျွန်တော်လက်ဝဲလိုင်းမှာကလည်းသူ့ဟာနဲ့သူအများကြီးရှိသေးတယ်ဟုတ်တော့လည်းပဲကြည့်နော်အကျိုးအပိုင်းလေးတွေရှိမှာပေါ့နော်ဒီလိုမျိုးမွေးတာတွေပါတယ်ရတော့ကျွန်တော်တိတ်ပြီးတွေးလေးတွေးထားတော့မရှိဘူးသို့တော့ဟိုမှာတော့ကျွန်တော်ပိုကလေးပဲသွားတော့ဟိုကြားခဲ့တာပေါ့နော်ဒါမြင်ခဲ့တာလည်းမဟုတ်ဘူးကြားခဲ့တာလေးတွေသူတို့ကအဲ့ဒီဟိုလေမှာ6ရင်းရှိတယ်ဟိုဘက်ဒီဘက်သူကရွာလေးတွေသူတို့ကဗါလေသားသမီးတယောက်မွေးဝက်တကောင်မွေးတယ်တဲ့အဲ့သားသမီးအရွယ်ရောက်အချိန်တန်လို့ရှိရင်အဲ့ဝက်ကိုပဲပေါ်ပြီးတော့မင်္ဂလာပြန်ဆောင်ပြီးတာဈေးကြီးပါရင်မရှိဘူးအဲ့ဝက်ဆိုတာတခုပြောမယ်ငါတို့ကရင်ဘက်လားဘယ်လိုလဲမသိဘူးဝက်ကဝက်အတီကောင်နဲ့လားအိမ်အောင်ပြုတ်ရင်လားဘယ်လိုဆိုလဲဟုတ်တယ်အဲ့ဒလန်းကြောင်းရောတကယ်လားအဲ့ဒါလည်းကျွန်တော်လည်းကြားခဲ့ဘူးလားကိုရိုးရခေါ်လားဘယ်လိုအဲ့ဝက်အတီကောင်ကြီးထပြီးတော့မှအဲ့သရိုးသားအိမ်ကိုပြေးတာဆိုတာပဲသရိုးသားမဟုတ်သရိုးသမီးလားအေးသရိုးသမီးအိမ်ကိုပြေးတယ်သူကအဲ့ဒီဘာခေါ်လဲဝက်ကိုပေါ့နော်သူတို့ကအဲ့ဒီလိုမျိုးစပွဲပေါ်မှာအကုန်ဘိုက်ထဲကလီစာဘာညာအကုန်ထုတ်ပြီးတော့မှောက်ထားပြီးတော့ဒီသရိုးသားဘက်ကနက်ဆရာကကြတော့အဲ့ဗာလေငရုတ်သီးရဲ့အညာကိုတော့ဒီလိုရှေ့ကိုထိုးလာဒီနောက်ရှေ့ကနေနောက်ကိုပြန်ထိုးလာငရုတ်သီးရဲ့ဝက်ကိုဘယ်နေရာထိုးရှ
သူ့ငကက်ပေါက်မှာ ဩ သူထိုးတာအမျိုးသမီးရှင်ဘက်ကနတ်ဆရာကကြတော့သူကနောက်မှထိုးပြီးတော့စောင့်နေရတာ ဩ သူအဲ့လိုအဲ့ဒီအချိန်မှာဒီအမျိုးသားဘက်ကအဲ့နတ်ဆရာကအဲ့ဝက်ကိုနှင်းစီပန်းပေးလိုက်ပြီးတော့သူကမန်းမှုတ်ပြီးတော့အဲ့ဒီဟာလေးချုပ်ပြီးတော့ဖင်ဝင်တွိတ်ဆိုထိုးလိုက်အဲ့ဝက်ကထပြေးတာတဲ့ အဲ့အမျိုးသမီးအိမ်ကိုရောက်ပြီဆိုလို့ရှိရင် तू အသင့်ထားတဲ့စပွဲကို तू တခါတည်းမှောက်ပြီးသားအကယ်အဲ့ဒီဝက်ကအမျိုးသမီးအိမ်မရောက်လို့လမ်းမှာနေဘုံကနေပြုတ်ကြံအမျိုးသားဘက်ကဝက်ကောင်ထက်ရောရတယ်သူတို့ယူရ သူတို့ delete ဟုတ်တယ် delete ဟုတ်နော်အဲ့လိုမျိုးအဲ့လို delay တို့ရိုးရာတို့ဒီကရိုးရာနဲ့ပတ်သက်တာပေါ့နော်မြန်မာနိုင်ငံမှာဆိုလည်းအဲ့လိုမျိုးကွာဒီအညာဘက်တွေရှိမယ်အညာဘက်မှာဆိုလို့ရှိရင်လည်းအဲ့လိုဒီဘယ်လိုခေါ်မလဲအဲ့လိုမြေနောက်ဘက်ခေါ်တာပေါ့ငါတို့ဘက်မှာဆိုလို့ရှိရင်တော့ဒီအမေကြီးနယ်မှာဆိုလို့ရှိရင်လည်းတခါရိုးရာတွေကအများကြီးပဲရှိသေးရနော်အမေကြီးနယ်တွေအေးမင်းမျိုးအဲ့လိုမျိုးတွေရိုးရာသူ့အိမ်နဲ့သူအများကြီးပဲရှိရနော်အဲ့လိုမျိုးလေးတနေ့တည်းတော့မတူကြဘူးပြီးအေးရောက်ဒီတိုင်းမှာကျတော့ရှင်တမျိုးအေးရောက်ဒီတိုင်းမှာဆိုလို့ရှိရင်အဲ့လိုရိုးရာတမျိုးပြီးရင်ကရင်ဘက်တွေမှာဖတ်အန်တွေပါအောင်အဲ့လိုဘက်တွေမှာဆိုတော့သူရွမ်းနေသူတမျိုးနော်အဲ့လိုရှိဆိုတော့လက်ဝဲနဲ့လက်ရနဲ့ကွာတဲ့ဟာဆိုဥပမာကိုစမိုင်းနေရဆိုလို့ရှိရင်အခုလက်ရှိမှာဆိုလို့ရှိရင်ဘယ်ဟာကိုပိုပြီးမှသဘောကျတယ်လက်ဝဲရလက်ရဒါအခုလက်ရှိမှာတော့ဒါထက်လန်းစရာဖြစ်နေဆိုပေမဲ့လည်းပေါ့နော်တကယ်ကွာဥပမာကိုကအဲ့တစ်ခုတည်းတစ်ခုရွေးရတော့မယ်ဆိုလို့ရှိရင်ဘယ်ဟာကိုရွေးချင်လဲအဲ့နှစ်ခုတွေကတစ်ခုတေချာပုတ်ရွေးရတော့မယ်ဆိုရင်တော့ကျွန်တော်လက်ရလမ်းကိုရွေးချင်တယ်อืมဘာဖြစ်လို့လက်ရလမ်းကိုရွေးချင်လဲဆိုတော့ကျွန်တော်လက်ရှိကျွန်တော်ဆရာဆိုင်မင်းခန့်ကျေးဇူးကြောင့်လည်းပါဒီဆရာသာမကယ်ဘူးဆိုရင်အခုချိန်မှာကျွန်တော်ကဗုဒ္ဓဘာသာမှာအမိခံဗုဒ္ဓဘာသာဖြစ်နေလောက်ပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ခြေဘွားမှာအဲ့ဖျားပုံထိုးဖို့ဘာညာအထိကိုကျွန်တော်တို့တိုင်မယ်ဘာဆရာလုပ်တယ်လို့ဩဝါဒကောင်းတယ်လေစမိုင်းနဲ့မလေးအထက်ကိုတိုင်လဲရအောင်တဲ့အောက်ကိုစင်ဟဲ့ကောင်ခုံသာချဆိုတော့ဟာသူကဖျားကွင်ပို့စွမ်းတယ်ဆိုတော့ကျွန်တော်အဲ့ခြေဘွားမှာအဲ့ဒါတွေထိုးဖို့ယူကျွန်တော်အဲ့ငါပြောဟိုကအဲ့ခြေထောက်မှာဖျားပုံတိုးလိုက်အဲ့လူကအဲ့အောက်လမ်းမှာသူကတော့ဆရာ level ဖြစ်တယ်အဲ့လိုတော့လည်းမဟုတ်ဘူးဗျအဲ့လိုတော့မဟုတ်ဘူးဗျဟုတ်သူကအာကုသိုလ်နဲ့လို့တာထင်တယ်သူကအာကုသိုလ်ကန်ကြီးလီလီသူတို့ပညာပို့ဆန်းထတယ်လို့လားအဲ့လိုလည်းမဟုတ်ဗျပညာခွင်မှာပါတာကဒီအဆင့်ကိုတက်ချင်ဒီနေရာမှာဖះကိုကြီးညိုသည်နေ့တိုင်းဖះရှစ်ကိုရင်ဖြစ်စေမရှိကိုရင်ဖြစ်စေဟုတ်ကိုတော့ထိုးထားရမယ်ကျွန်တော်အခုပညာခွင်နာမည်တော့ထုတ်မပြောတော့ဘူးကျွန်တော်တို့ဇနာပရဂန္ဓာတွေလိုင်းမှာကျွန်တော်အမေရင်ကြောကိုကျွန်တော်တို့ဒီနက်လိုကိုးကွယ်တဲ့ကိုးစားတယ်ပေါ့နော်ကိုးကွယ်တယ်လို့မပြောတော့ဘူးဒါတရဏဂုံပြတ်မှာဆိုလို့ကိုးစားကြတဲ့ပညာရှင်တွေလည်းရှိတယ်လို့ဒီအယူသေးပြုတဲ့ဝိဇ္ဇာလိုကိုးစားကြတဲ့ဒီဟိုဟာတွေလည်းရှိတယ်နောက်ထပ်တစ်ခုကျွန်တော်ထူးထူးဆန်းဆန်းသွားတွေ့တယ်ပညာခွင်တစ်ခုမှဆိုရင်ပညာခွင်နာမည်တော့ထည့်မပြောတော့အမေရင်ကြောလက်ပြန်ရိုးတုတ်ထားတဲ့ရုပ်ထုပုံစံနဲ့ပြန်စေစားတယ်ခိုင်းစားတယ်ဆိုတော့အဲ့လိုကြီးတစ်ခုရှိသေးတယ်ဩအဲ့ဒါကြတော့ကျွန်တော်ရောက်လာရောမျိုးလုံးပြူသွားတယ်အဲ့ဒါဘယ်လိုဖြစ်တာလဲပေါ့အဲ့ဒါနောက်ကြမှာသူအမေရင်ကဒီကြော်လေးပါးထဲမှာသူအမြင့်ဆုံးဒါပေမဲ့အဲ့ဒီထုတ်ပြီးတော့သူတို့ဟိုလောက်ကြတဲ့ဆရာတွေအနေနဲ့အမေကြီးကိုရောဒါဘယ်လိုလဲခိုင်းစားတဲ့ဟာမှာသူတို့တုံးလာလားဆိုအဲ့လိုတော့လည်းမဟုတ်ပြန်ဘူးလေပညာကွင်းသဘောတရားအရသူတို့ဒီရုပ်ထားရမယ်သူတို့မန်တန်ဒီမှာလဲဟိုဒါဂရော့ပါရဲ့နော်ဒါလက်ဝဲပညာရှင်များပါလို့ရှင်ပေါ့နော်ဒါအဲ့ဒီပညာကွင်းရဲ့ကြောင့်သူတို့စကားပြောရင်ဟဲ့ရေရင်ကြောဟဲ့ရေရင်ကြောသူတို့ကျွန်တော်လက်ဝဲတို့ဘာတော့မှနေတော့ဆိုအမေကြီးနော်ကိုကတော့ချစ်စနိုးနဲ့ပေါ့အဖွားကြီးဘာညာတော့ဖွားကြီးဘာညာအဲ့ဒါအဲ့လိုကိုရီးယားတနေတာလေကိုရီးယားဝိဇ္ဇာလိုကိုးစားတာဟုတ်တယ်ဟုတ်တာပေါ့အဲ့ပညာကွန်ရောက်တော့လက်တီကအောက်ဝိဇ္ဇာပုံစံမျိုးပဲမလားဟုတ်တယ်အောက်ဝိဇ္ဇာအဲ့လိုပုံမလားအေးပေါ့သူလက်ဝဲမှာဆိုလဲနည်းနည်း high level ရောက်သွားပါငါတို့ခေတ်စကားလေးပြောတာဆိုသူအချုပ်လားလက်ဝဲထဲချုပ်သူအထက်ကြော်ကျုပ်၄ပါးထဲမှာပါတယ်10ကြော်ကင်းကြော်မြောက်ဖက်ရှင်မှာရေရင်ကြော်ဆိုတော့ညီမတွေပဲဟုတ်ဒီ၄ဘော်ထဲမှာတော့ဒါအမေရင်ငယ်ဆုံးနဲ့သူစေတကူရမှာအထက်ဆုံးဝေးတွေကဝေဇောဒရကဝေဇက်နဲ့ရစ်ပတ်ပြီးဖွာလာတဲ့ပုံကိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒါသူနောက်ပိုင်းမှာတော့ကြောရုပ်ယာလူနေရာမှာရှိတယ်လို့တော့ဒါခုချိန်နေပေါ့နော်ကျွန်တော်အဲ့လိုကျွန်တော်ကိုရီမူရဲ့ဇာတိကကျတော့ဒီငါတို့ကအညာဘက်ကကွာအညာဘက်ကဆိုတော့အဲ့ဒီဟိုဟာနဲ့ငါတို့ဘက်မှာဆိုလို့ရှိရင်အမေကြီးပွဲအဲ့မှာအမေကြီးလို့ပဲခေါ်တာပဲဆိုတော့အမေကြီးပွဲယာတီဆိုလို့ရှိရင်အဲ့လိုအိမ်နန်းကနေကွာတယောက်ကို1000ခွဲ2000နဲ့သူစုစုကြီးမှာလိုက်တော့ကားနဲ့သူအဲ့လိုသွားကြတာအဲ့လိုသွားချိန်မှာကိုကြီးလည်းရောက်ဘူးတယ်အဲ့သွားတော့အဲ့မှာဆိုလို့ရှိရင်လေအဲ့လိုအနီအောင်တွေကာထားပြီးတော့မှလေနားလဲလားဟိုမှာနန်းရှိမယ်ကွာနန်းကြီးရဲ့အဲ့လိုဒီဘက်လိုနေရာမျိုးမှာကွာနန်းရဲ့အရှိလိုမျိုးပေါ့ဒီလိုမျက်စောင်းတို့လိုပုံစံမျိုးလေးမှာအများစုညာကြီးပဲအဲ့လိုမျိုးခရော်တွေပေါ့ကွာခရော်တွေဆိုတော့နက်ခရော်ကမှာပေါ့အဲ့နက်ကတော့အဲ့နက်စားရသူ့ဖိုင်နဲ့သူနော်အဲ့မှာအဲ့လိုမျိုးတွေအများကြီးပဲရှိတာကိုရီးယားအဲ့တော့ကလေးဆိုတော့တီးဘူးလीနော်အဲ့လိုမျိုးလေးတွေအများကြီးပဲအဲ့ဆိုတော့အဲ့မှာအမေတို့ကအဲ့တော့ပြောဘူးတာတခုရှိတယ်သူကဒီအောက်
အဲ့တော့အောက်လန်းလိုပဲခေါ်တာပေါ့ငါတို့ငယ်တော့လေလက်ဝဲလက်ရရဲ့လို့ဟိုလိုသုံးတာမဟုတ်ဘူးလေလူကြီးတွေပြောတာဆိုတော့ဒီတဲ့အဲ့များသောအဖြစ်နဲ့ဒီလမ်းကိုလိုက်စားတဲ့သူတွေတော်တော်များများကတဲ့အဲ့အမေကြီးပွဲမှာဆိုလို့ရှိရင်တဲ့သူတို့ကဟိုအဲ့အမေကြီးပွဲကိုမဖြစ်မနေလာဘူးလားတဲ့လာပြီးတော့မှသူတို့ကဘယ်လိုလဲမသိပညာအဆင့်တက်တယ်ဆိုလားဘယ်လိုဆိုလားအဲ့လိုမျိုးအမေကြီးရဲ့အဲ့လိုဩဝါဒခံယူတယ်အဲ့လိုသူတို့အတွက်ဘယ်လိုရမလဲသူတို့အတွက်ပွဲတစ်ခုပေါ့စုံစည်းတဲ့ပွဲပေါ့အဲ့လိုပုံစံမျိုးလို့သွားကြတယ်မျိုးရှိအဲ့လိုမျိုးလို့အတန်ကြားဘူးတာမနော်ငယ်တော့ကြားဘူးတာ သူအဲ့ဒီအမေရင်ကလေးမူလနန်းရင်ကကျွန်တော်မောင်းတုံရွာဆိုတာရှိတယ်ကျွန်တော်တစ်ခေါက်ပဲရောက်ဘူးတာအဲ့တော့ကတော့ဟိုဘယ်လိုခေါ်မလဲကျွန်တော်ဒီဆရာတယောက်မိတ်ဆွေနဲ့ကျွန်တော်လိုက်သွားတာတော့ဟိုရောက်တော့ဒါအဲ့အမေရင်ကလေးနန်းရင်ဆိုပြီးတော့နန်းတော်ကြီးရှိတယ်ဟုတ်တယ်အဲ့အထဲထဲမှာသူကသူ့ဆိုင်ဝိုင်းနဲ့သူ့ရွာဆိုင်ဟုတ်တယ်သူအဲ့မှာ2နာရီကနားဆိုတာရှိတယ်သူကဒီနက်ကြော်တွေပေါ့ sorry နက်ကြော်တော့မသုံးဘူးနော်နက်ဆရာအဲ့ပေါ့နက်ဆရာပဲပေါ့ဒါသူတို့ဒေဝပညာရှင်တွေပေါ့နော်ဟိုနက်ကြော်ဆိုရင်တချို့ကနက်ရကြော်လားလို့မဟုတ်ဘူးတကယ်တည်းနက်ခတော်နက်ခစားတာတော်လို့မဟုတ်လို့နက်ခတော်ကလည်းခေါ်ပြောတော့နက်ကြော်ဖြစ်အဲ့ပေါ့နက်ဒါဒေဝပညာရှင်တွေကသူတို့2နာရီကနားပေါ့နော်အမြဲတမ်းသူတို့အမေကြီးကိုအဲ့ရနေပြီးတော့ဟိုဘလို့ခေါ်မလဲအကနဲ့ပူဇော်တယ်ပေါ့နော်အေးပေါ့သူတို့တီယူတယ်ပေါ့ကွာအဲ့လိုမျိုးတော့ယူတီပေးတယ်ဘယ်လိုပြောရမလဲအောင်ပွဲလို့ပုံစံမျိုးတွေပေါ့အဲ့လိုသွားကြတယ်မျိုးရှိတယ်ပေါ့အဲ့ဒီမှာကျွန်တော်တို့ပညာယူထားကြတယ်ဒါကျွန်တော်တို့နောက်ထပ်ဆရာတွေအများကြီးရှိတယ်ပေါ့သူတို့အဲ့မှာအမေရင်ကတော်ရဲ့မူလအသက်ဘူးလို့ပြောတယ်ပညာဘူးလားအသက်ဘူးလားမသိဘူးသူအဲ့တို့ဟိုဂွန်းလေးတွေခံပြီးထည့်ထားတယ်ကျွန်တော်အဲ့ဒါလေးရှူရတယ်ပြီးအဲ့ဂွန်းလေးပေးလိုက်တယ်ကျွန်တော်ပညာစဉ်တက်ရင်အဲ့ဂွန်းလေးနည်းနည်းနဲ့အမေကြီးဆိုတချို့ဆိုလို့ရှိရင်လေအဲ့အမေရင်ခေါ်မလားအမေကြီးပေါ့ထားပါတော့အဲ့ဒီကနန်းရလာတယ်ပဝါစအဲ့ပဝါစကိုကျုပ်ထဲကိုထည့်ပြီးလည်းဆွဲထားတာတို့အဲ့လိုမျိုးတွေကြားဘူးတယ်အဲ့လိုမျိုးလေးကျွန်တော်တော့အဲ့ဒါအမေကြီးလည်းပင်ကပဝါစတော့ကိုကထင်းနေကြီးလို့ဗောတောင်းတော့လည်းနောက်တော့လည်းမမင်းတဲ့ရိတ်တာဗောရိတ်တော့အဲ့ဒါနဲ့ဘာညာရေလေးပါလေးလောင်းလိုက်တော့ပဝါလေးတစ်ထည့်တော့ရလာတယ်အဲ့ဒါနဲ့အိမ်ရောက်တော့အိမ်ကကျွန်တော်အမေရုပ်ထုမှာပဲအဲ့ဒီ sorry ပုံတော်ဗောနော်အမေပုံတော်မှာပဲကျွန်တော်အဲ့ပဝါလေးအဲ့သူနိုင်ရင်ရတဲ့ပဝါလေးဗောဒါကရင်ငွေ့လုံထားတယ်ဘာညာဗောအေးဗောတကယ်တော့ကိုစိတ်ထဲကသူ့စိတ်ကအတိပဲပြတာအဲ့လိုပဲနော်အဲ့ကကျတော့ဒါကျွန်တော်တို့ဒီလက်ဝဲပိုင်းကတော့ထောင်းတော့ဗောနော်ကျွန်တော်သိတာတွေဗောနော်အဲဒီတဲရော့ဘေရာလို့ခေါ်ရဲဗောနော်ဒီတဲရော့လို့နောက်ထပ်ဘေရင်မဟာဘုတ်3တန်ပေါ်နေနောက်ထပ်ဒီငါဝိဇာအစရှိသဖြင့်ဗောနော်ဘေရင်လိုင်းနေမှာကျတော့ဒါကျွန်တော်တို့မကျင်လဲဘူးဆိုတော့အခုချိန်ဒီလဲကောင်းကောင်းမကျင်လဲဘူးပါအောင်နည်းနည်းတိမိခေါက်မိလောက်ဗောနော်ဒါကိုနေထူးနေအားဖြင့်ဆိုလို့ရှိရင်ကျွန်တော်တို့အများကြီးဗောထောက်လျှောက်ခေါ်လာခဲ့တဲ့တက်တန်းမှာအခက်အခဲလေးတွေနော်ဒီလိုနာမည်တစ်လုံးရလာဖို့ပေါ့နော်ဘလူတွေစူးစမ်းခဲ့ရတယ်အဲ့ဒါကတော့အေးပေါ့စူးစမ်းခဲ့ရတာတော့ဒါလူတိုင်းအနေနဲ့ဆိုလို့ရှိရင်တော့လေအဲ့လိုအခြေအနေတစ်ခုအနေထားတစ်ခုရောက်ဖို့အတွက်ကတော့လူတိုင်းတော့စူးစမ်းရတာမျိုးပဲပေါ့နော်အဲ့လိုမျိုးပေါ့အဲ့ဆိုတော့ကျွန်တော်ကြတော့လေလုံရင်းနဲ့ပဲအဲ့လိုမျိုးကိုယ့်ရဲ့စမ်းကောင်းတာလေးပါတယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့အခိုက်အတန့်လေးတစ်ခုနဲ့ပေါ့နော်အဲ့လိုကြုံရောက်သွားတာဆိုတော့တချို့ຢာတွေဆိုလို့ရှိရင်တော့မထင်မှတ်ဘဲနဲ့ဖြစ်သွားတဲ့ခါတွေရှိတယ်တိတ်ပြီးတော့ဘာမှအဲ့လိုမျိုးအရင်ကြီးအားစိုက်လိုက်ရတာမျိုးမဟုတ်ဘဲနဲ့အဲ့လိုတခုဆိုရင်ဟိုပေါ်ပင်ဖြစ်သွားတာပေါ့နော်ပေါ်ပင်ဆိုတာထက်ဘယ်လိုပြောရမလဲပေါက်သွားတယ်ပေါ့နော်အဲ့လိုဟာမျိုးကြီးလည်းရှိတယ်ဒါပေမဲ့ဘေးနေမှရှုပ်တယ်အဲ့လော်ဂီယာမှာနည်းနည်းရှင်းဦးမယ်ထင်တယ်ကျွန်တော်ထင်တော့ဆိုတော့ကျွန်တော်ကစသချင်းမှာကျွန်တော်ကတားရောနဲ့ပတ်သက်တာလေ့လာတယ်အဲ့တားရောကနေမှတခါဘေးနေဘက်ကိုရောက်တခါဘေးနေကနေမှကျွန်တော်ကလော်ဂီလန်ကိုစလိုက်မယ်ဆိုပြီးဘာလို့ဆိုတော့ဘေးနေမှာနေကျွန်တော်လိန်နေတော့မှာလေသိမလားစတော့မှဆိုလို့ရှိရင်ကျွန်တော်တားတော့အရန်လေ့လာခဲ့တဲ့အချိန်ခါမှာတားတော့မှပြီးသွားပြီပဲဒီလားပြီးသွားပြီဆိုတာကျွန်တော်အယူဆတာပြောတာပါဟိုတခြားဟိုတားတော့ဆရာကြီးတွေနေဆိုလို့ရှင်တော့တားတော့လန်ဆင်ရမပြီးဆုံးလို့ပြောကြအောင်ပေါ့တိုးတော့ညာလဲကို့အနေနဲ့ဘက်ကယူဆလိုက်မယ်ဆိုလို့ရှင်ရင်ငါတားတော့လေ့လာတယ်ဟောနိုင်ပြီပြောနိုင်ပြီတားတော့နဲ့ပတ်သက်တာကွာဘယ်ကက်လာမသိတာမရှိသို့မဟုတ်လူတယောက်ရဲ့အကျိုးကောင်းအဆိုးအကြောင်းတွေမှလည်းများအကုန်လုံးဝေဖန်ပိုင်းချပြီးတော့မှပြောနိုင်ဆိုနိုင်လို့တဲ့အနေထားကြီးရောက်သွားပြီပေါ့ဆိုတော့ဒီတားတော့နဲ့ပတ်သက်တာကျွန်တော်တော့ကုံသွားတယ်ကုံသွားဆိုတော့ထက်လေ့လာအောင်ငါလည်းဘာလေ့လာမှမသိဘူးလေနော်ပြီးတော့ဟိုတားတော့ကိုတင်ပေးခဲ့တဲ့ဆရာဆိုတာလည်းသိပြီးတော့အဲ့လောက်ထိမရှိနေတော့အဲ့မှာတားတော့လမ်းကိုကုံသွားပြီဖြစ်တဲ့အတွက်ကျွန်တော်ဒီတိုင်းမနေတော့မယ်ဆိုလို့ရှိရင်အဲ့တားတော့မှာလိန်နေတော့မှာလေတက်မလားဟာဒီကောင်ကတက်မလားတစ်နှစ်နေလဲတားတော့ဆရာနှစ်နှစ်နေလဲတားတော့ဆရာမင်းသုံးနှစ်နေလဲတားတော့ဆရာအကယ်၍တားတော့ကနေတာမတက်ဖ ೇನೆ တခြားဟာတွေကိုဒါမလေ့လာခဲ့ဘူးဆိုလို့ရှိရင်ခုချိန်ထိလဲကလေးဆွဲနေတာတက်မလားအဲ့လိုဒီလိုနေထားတဲ့ရောက်လာမှာမဟုတ်ဘူးကွာအဲ့ဒါနေပြီးတော့မှကျွန်တော်ကဘေးနေဘက်ကိုသွားမယ်ဆိုပြီးတော့ဘေးနေကိုလေ့လာဘေးနေမှာလည်းတော်တော်လဲသေးတယ်ဆိုတော့ဘေးနေမှာကအများကြီးရှိတာဟိုမဟာဘုတ်တွေရှိမယ်လွယ်တော့မဟာဘုတ်ပေါ့အခေထားပါတော့ဆိုတော့အင်္ဂါဝိဇ္ဇာတွေရှိမယ်အဲ့ထင်မှာကျွန်တော်မဟာဘုတ်ကိုသွားလေ့လာတယ်အဲဆိုတော့တားတော့ရမယ်တခါမဟာဘုတ်ရမယ်အဲ့ရနေမှာတခါရရအစီရင်ပိုင်းတွေတခါပြန်လာတာသူကဖြည်းဖြည်းရောလာတာအဲ့လိုမျိုးစအောင်ကကျွန်တော်ဒါတော့သီးတဲ့အဲ့လိုမျိုး
ပြီးတော့တားတော့ဆရာကြီးတွေမှာလည်းခိုင်းခွဲတယ်အများကြီးပဲသူကဘလို့ခိုင်းခွဲရအောင်လို့ဆိုလို့ရှိရင်တားတော့ဘေးနေမဟုတ်ဘူးဆိုတဲ့ကောင်တစ်ကောင်ရှိဟိုဒါတော့နည်းနည်း personality ပါလောင်လားမသိဘူးသူကတားတော့ဘေးနေမဟုတ်ဘူးတဲ့သူကပြောတာဘေးနေမဟုတ်ရင်ဘာတော့တားတော့ပဲတဲ့အဲ့လိုမျိုးဆိုတော့ကျွန်တော်တို့လည်းအဲ့လိုနောက်20 21ပေါ့အစသဖြင့်အဲ့ဝင်းကျင်လောက်မှာအဲ့လိုတားတော့နဲ့ပတ်သက်ပြီးတော့မှအဲ့လိုဖေးဖို့မှာဆိုတော့ကျွန်တော်တို့တစ်ခါလေးရန်နေဖြစ်ဘူးတဲ့အဲ့လိုပုံစံမျိုးလေးအဲ့တားတော့တွေမှာလည်းခိုင်းခွဲတယ်အများကြီးပဲတချို့ကတားတော့မှာဆိုရင်တော့လည်းတစ်ခါမေဂျာနဲ့မိုင်နာနဲ့ခိုင်းခွဲတဲ့ဟာသက်သက်ရှိသေးတယ်ဟိုတာတစ်ခါဆိုလို့ရှိရင်တားတော့က22ကတ်ရှိတယ်ကွာတားတော့22ကတ်ကိုသူကမိုင်နာဆိုတဲ့ကတ်လေးရှိသေးတယ်စုအောင်ပေါင်းလိုက်မယ်ဆိုလို့ရှိရင်အဲ့ဆိုတော့မေဂျာနဲ့မိုင်နာနဲ့ပေါင်းလိုက်မယ်ဆိုတော့မကတ်တွေအများကြီးပဲရှိနေ90ကျော်နေကွာအဲ့ဒါကို तू ကနောက်ထပ်တစ်ခါတားတော့ကတ်တစ်ခါထပ်ဖြည့်ပြီးတော့မှ तू ကတစ်ခါထပ်ဟောတာ तू စုစုပေါင်းဆိုပေါင်းလိုက်မယ်ဆိုတော့88ကတ်ဖြစ်နေပြီ88ကတ်ကိုနောက်ထပ်22ကတ်ထပ်ပေါင်းတော့ကတ်100တဲ့ကတ်100နဲ့ဟောတဲ့ကောင်ကတတ်ရှိသေးတာအဲ့လိုမျိုးကတ်100ကကျွန်တော်ရွှေမျက်နှာတို့ဘာလို့တော့တွေ့ဘူးတယ်ရွှေမျက်နှာကျတော့ तू ကနတ်ဝင်တဲ့ကတ်လို့ခေါ်တာအဲ့မှာလည်းတစ်ခါထပ်ကွဲသေးတယ်နတ်ဝင်တဲ့ကတ်တဲ့ Oracle တဲ့အင်္ဂလိပ်လိုပြောမယ်ဆိုလို့ရှိရင် Oracle တဲ့အဲ့လိုပုံစံမျိုးကျွန်တော်မေးချင်တာဟိုပေါ့တားတော့ကကျတော့ तू ကတကယ်ချင်းစီရဲ့ဟောစရန်ကိုအလွတ်ကြရတာလားဒုမဟုတ်ရင်သူ့မှာမြင်တဲ့နမိတ်ကိုပြောရတာလားဘယ်လိုမျိုးလဲပေါ့စပြီးတော့မှလေးလာမယ်ဆိုလို့ရှိရင်တော့သဘောတရားရဆိုလို့ရှိရင်တော့ तू ကတကယ်ချင်းစီဟာတွေအကုန်လုံးကိုအလွတ်လိုက်ပြီးတော့မှတ်ပလိုက်တာအဲ့လိုမှတ်ပလိုက်တဲ့အခါမျိုးမှာကျွန်တော်ကြုံရတဲ့ပြဿနာပြပြနော်တကယ်ချင်းစီဟာကိုလိုက်မှတ်တဲ့အခါမှာ तू ကဒီတကက်ဆိုရင်ဒါဟောရမယ်ဆိုရင်ဘိုင်းသေးကြီးဖြစ်သွားတာအဲ့နေရာမှာတားတော့လန်တစ်ခါဆုံးတယ်ကိုကိုတိုင်းလည်းအဲ့ဒါတကယ်ဖြစ်ခဲ့ဘူးလေ तू ကဘယ်လိုရမလဲဟိုပုံသေးကြီးကွာစာအုပ်ထဲမှာရိုက်ထည့်ထားသလိုကြီးကွာတင်မလားမင်းဒီကတ်ကြပြီဆိုတာနဲ့ဒါဟောရမယ်ဆိုဖြစ်သွားတာဥပမာကတ်နံပါတ်1ကြရထား The Magician ကဘာဖြစ်လို့ဟုတ်တယ်မလားကောင်းတယ်လေကွာစာအုပ်ထဲမှာရေးထားတယ်မင်းသိခါစာအုပ်ဝယ်ဖတ်မလားရှာဆာလာဒီကိုစာအုပ်ဝယ်ဖတ်မလားကောင်းတယ်လို့ရေးထားတယ်ဆိုတော့လူတွေအကုန်လုံးကအခုဒါတော့လေးလိုက်နေခါအများကြီးရှင်အဲ့အကုန်လုံးက The Magician ကကြပြီဆိုရင်ကောင်းတယ်ဖြစ်မယ်ဟိုမဲ့လာမေးတဲ့ကောင်ငိုယုံနေပြီဟိုကကောင်းတယ်လို့ကောင်းတယ်လို့ဟောတယ်တဲ့မလားသူကဟိုစာအုပ်ကြီးတိုင်းသွားတာကွာအဲ့လိုပုံစံမျိုးလေးစာအုပ်ကြီးတိုင်းသွားတာအဲ့လိုမျိုးဖြစ်သွားတာအဲ့ဆိုကျွန်တော်ကလည်းအဲ့လိုဖြစ်ခဲ့ဘူးလေအဲ့တော့တစ်ဖက်ပိတ်သွားတာသူကဒီတာရော့ဘေဒင်ကပေါ့နော်အကိအဲ့လိုမျိုးတကယ်ချင်းစီတိုင်းကိုကျွန်တော်တို့လိုက်ကြက်ထားရမယ်ဆိုလို့ရှိရင်ဗျာအကိonline ပေါ်မှာမေးတဲ့အခါမှာကျွန်တော်မမေးခင်နေကဒီတကယ်ချင်းစီရဲ့ခေါ်စတဲ့ကိုစာစီလိုက်ဒီကက်ကြရင်ဒါဆိုတာကိုပြောလို့ရလားအဲ့ဒါတော့မင်းလူပိန်းကြီးပဲအဲ့လိုလုပ်တဲ့ကောင်တွေတကယ်စောက်တလွဲတွေစောက်တော့လည်းမြင်မှုတယ်နော်ဆရာမတယောက်မြင်မှုတယ်ဟုတ်တယ်အဲ့ဒါပြမယ်ဆိုကွာပတ်စံလွယ်ရတယ်ကွာဒီမှာချိန်ကုန်တာတက်တာတယ်လူမပင်ပန်းဘူးတော်ညာလဲဒါတနည်းအားဖြင့်ပြောမယ်ဆိုလိန်စားတဲ့ပုံစံမျိုးဖြစ်သွားမှာပေါ့ငါပြတာကဟုတ်တယ်မလားဟိုဟောမယ်ဆိုလို့ရှိရင်မနေ့ကမင်းကတ်တော့ဆွဲပေးရမယ်ဘာကြောင့်လို့ဆိုတားတော့မှာကသူ့ရဲ့အဓိကအသွားလာကကတ်ဆွဲတာရှိတာဟိုကျန်တဲ့အပြောဟိုကမင်းဒီဗသက်နဲ့ဆိုင်နေရကွာဒီလားဥပမာကိုစမိုင်းကဓမ္မချင်ကဲကိုတစ်မျိုးဟောမယ်ကျွန်တော်ကတစ်မျိုးဟောမယ်ဒါနောက်တားတော့ဆရာတယောက်လားတစ်မျိုးဟောဒါဆိုတော့တယောက်အဖြေရမင်း5မျိုးထွက်အဆင်မပြေဘူးတားတော့မှာအဲ့ပြဿနာတစ်ခုရှိတယ်အဲ့လိုမျိုးအဖြေတွေကလူတယောက်ရှိတယ်ကောင်မလေးတယောက်ဒါတော့ group အခုလက်ရှိ Facebook ပေါ်မှာလည်းအဲ့ဒါတော့ group ကရှိနေတုံးပဲအဲ့ group ထဲမှာကောင်မလေးတယောက်ကသူကအဲ့ဆရာတွေ9ယောက်10ယောက်လောက်ကိုသူပတ်မေးတာမေးခွန်းတစ်ခုတယ်ကျွန်တော်လည်းလာမေးခွန်းတစ်ခုတယ်အခုပတ်မေးတာဆရာ9ယောက်လောက်မေးတယ်အဖြေ9မျိုးထွက်တယ်အဲ့တော့အဖြေ9မျိုးထွက်တယ်အဲ့အချိန်မှာအဲ့ကောင်မလေးထပေါက်ကိုကြီးမှာ post တွေထိုင်ရေးတာတောက်လျှောက်စုပေါင်း22မှန်ရ ပို့ထိုင်ရေးတာအဲ့မှာဆရာတွေကတော့ပြားတုပ်ပြီသွားပြီလေတဲ့ပြားတုပ်ပြီလေဘယ်သူမှမဟာငါမှားသွားတယ်ဆိုတာ line ပေါ်မှာမကြော်ညာခြင်းဘူးလေစားတော့ပျောက်သွားမှာပေါ့သိရမလားစားတော့ပျောက်သွားမှာပေါ့အဲ့လိုမျိုးရှိတယ်အဲ့ချိန်မှာကျတော့သူကဘာနဲ့အဖြေထုတ်တုံးဆိုတော့ကိုစမိုင်း energy မကိုက်လို့အဲ့တားတော့မှ energy ဆိုတာအရင်သုံးနေကွာဒါဒီငါတို့ဒီဟာနားထောင်နေသူတွေမှာဆိုလို့ရှိရင်လေနားထောင်နေသူတွေမှာဆိုလို့ရှိရင်ဒီ energy နဲ့ပတ်သက်တာဆိုတော့တော်တော်သွားတယ်အဲ့တားတော့ဆရာတွေမှတည်းအကုန်လုံးဘာလုပ်တယ်မှမသိဘူးလိုင်းဝါဆိုတွေ့ဘူးမလားအဲ့လိုမျိုးကွာတချို့ဆိုရှိရဟာတဲ့တနေ့လိုလေတားကလည်း10ယောက်လောက်ဟောလိုက်လို့ energy တွေကုန်ဆုံးသွားပြီဆိုမဟုတ်ဘူးကွာဒီလားငါပြောပြတာကအမင်းဟောတတ်မယ်ဆိုလို့ရှိရင်မင်း10ယောက်ပဲနေဟောနိုင်ရမယ်ပြီးတော့ကိုစမိုင်းနဲ့တားတော့ဟောတတ်တယ်ကျွန်တော်လည်းဟောတတ်တယ်ဆိုရင်လူတယောက်ကလာမေးအဖြစ်တူတူပဲထွက်ရမယ်နားလေလားအဖြစ်တူတူပဲထွက်ရမယ်အဲ့ဒါကဘာကြောင့်မို့လို့အဲ့လိုတွေကွဲကုန်တာလဲဆိုတော့ခုနကပြောသလိုတားတော့ကတ်ကိုဘိုင်းသေးကြက်တဲ့ကောင်နဲ့ဘိုင်းသိမကြက်ဖဲနဲ့တားတော့ပညာရက်ကိုတတ်သွားတဲ့သူနဲ့နေရာမှာအဲ့ဒါကွာသွားမှာအဲ့လိုပုံစံမျိုးအချင်းဒီပုံမူဒီအေးပေါ့အချင်းအဲ့လိုမျိုးကွာသွားမှာပေါ့သူကဘေးနေဟောမယ်ဆိုလို့ရှိရင်ငါတို့ကောင်တွေကအဲ့လိုမျိုးကွာဒီထဲမှာရှိတဲ့ခံစားချက်ကိုပဲကြည့်လို့မရအောင် customer ရဲ့မျက်နှာမြင်တဲ့ကေကိုလည်းငါတို့ကြည့်ထည့်ရမယ်ဟုတ်တယ်မလားအဲ့လိုမျိုးရှိမယ်ပေါ့ဆိုတော့ဟိုရီးသားနဲ့ပြက်လို့မလို့အဆင်မပြေဘူးဆိုပြီးမှလာမေးတဲ့တယောက်ကတလဘာဆိုတဲ့ကက်ကြီးရတယ်ဟိုတားတော့စာအုပ်ထဲမှာသူလန်ကြည့်လိုက်အောင်စာအုပ်ရှိရောလန်ကြည့်လိုက်ရင်တလဘာကက်ဆိုကောင်းတယ်မလား
ဟုတ်တယ်ပြန်အဆင်ပြေမယ်လို့ဖြေထွက်တာမှာ အဲ့ပေါ့ ဖြေထွက်တာမှာအဲ့ဆိုသူကကက်ကြီးကတော့ဒလဘာကြာနော်ဟိုကောင်းဟောကကွဲနေပြီအဲ့ဒါမဲ့လည်းအဲ့ဆရာဘာပြောလိုက်တော့ဆိုတော့ပြန်အဆင်ပြေမယ်ဟုတ်တော့ပြန်အဆင်ပြေမယ်သူပြောလိုက်အဲ့ဒါဘာကြဘာရပြောလိုက်တာလဲဆိုတော့စာအုပ်ထဲရပြောလိုက်တာသူစာအုပ်ဒီစာအုပ်ပဲတားတော့ဒီတားတော့ပဲဟောတာဒီဟောတာပဲစာအုပ်ထဲကဟာဟောလို့မရဘူးမရဘူးဆိုတာဟိုရခိုင်လုံးပြတော့မဟုတ်ဘူးပေါ့ဗျာဆိုလိုချင်တာသိရမလား ပုံဒီချက်လို့မရ ပုံသေးမှတ်လို့လုံးဝရအောင်မရတာအဲ့လိုပုံစံမျိုး ဒါဆိုလက်ရှိမှာအဲ့ဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေးစရာပေါ်လာတာတားတော့စာအုပ်ကိုလွတ်ရတဲ့သူနဲ့တားတော့ပညာကိုရတယ်သူနဲ့အေးအဲ့ဒါကွာသွားပြီအဲ့နေရာမှာလူပိန်းနေရဲ့စကား energy မကိုက်လို့ဆိုစကားပေါ်လာတာအဲ့လူပိန်းနေလို့ပြောလိုက်ရင်တော့စိတ်ဆိုးမလို့မသိ စင်ကြီးပေးတာ အေးစင်ကြီးပေးတာကွာတဲ့မမှန်ဘူးပြောဗောမင်းငါနဲ့ energy မကိုက်ရော မင်းကတတ်တယ်ဟော အဲ့တော့ဟုတ်တယ်မလားပြပြတာကွာဒီလူတွေကိုကိုဟောလိုက်တယ်ဟာဆရာမရဲ့ဘလို့မှတော့မအောင်မိပါနဲ့ဆရာရဲ့ဘလို့မှတော့မအောင်မိပါနဲ့ဆရာဟောတဲ့ဟာနဲ့ကျမရဲ့ဖြစ်နေတဲ့အခြေအနေတွေကလုံးဝမတိုက်ဆိုင်ဘူးဆရာရဲ့ဟုတ်တယ်မလား customer ပြောလာပြီဆိုပါဆိုအဲ့ဆိုရင်အော်ဟုတ်ကဲ့အမကျွန်တော်မှားသွားပါတယ်မပြောဘူးအမနဲ့ကျွန်တော်နဲ့ energy မကိုက်ဘူးအဘာတော့ energy မကိုက်တာဟုတ်တယ်မလား energy မကိုက်တယ်ဘလို့တက်တက်ကပြတာမရှိဘူးဗသက်နဲ့မရှိတာ energy ဘာ energy လဲဘလို့ပြမလဲနှလုံးနဲ့တက်ပြဘလို့ပြ energy ဆိုတော့သိမလား ဒီပြားနောက်ကဗီဒီမေးတော့ view ဆိုင်ရတော့ဆရာ energy ရှိသေးလားဆိုပြီးရင်မေး ဟုတ်တယ်အဲ့ရောပြောတယ်ပြီးတော့ခုနကကိုစမိုင်းပြောသလိုမျိုးလေစာအုပ်ထဲမှာအဲ့တာရော့ကက်ဟောတဲ့နေကိုရေးထားပါသေးတယ်တောက်လာမေးပေး1000ပေး2000ရော့ငါရေးထားပြီးသားရှင်းပြီးယူသွားကိုစမိုင်းကြိုက်လား ဘယ်ကြိုက်မှာလဲဗျာ ဖဲကြိုက်လို့ fee out လေလို့တင်လားမင်းဆိုမေးမလားမင်းလားဆိုတာစစ်မပြေဘူးလीနော်တာရော့မှာအဓိကဟာကွာကက်လေးဆွဲရတဲ့ feeling လေးတစ်ခုရတယ်ကက်လေးဆွဲရတယ် စိတ်ခံစားမှု အေး feeling လေးတစ်ခုရမယ်ကွာဟိုဆွဲခြင်းနဲ့ဟိုတာတော့မေးတယ်ဆိုရင်အဓိကအကြောင်းရင်းကလူတွေကလည်းအဲ့ feeling ခံစားချက်လေးပေါ့ငါရဲ့ကက်ကြမှာငါလက်ထဲမှာပဲရှိပြီးတော့ငါရဲ့လက်ဖြားလေးပေါ်မှာကြာလာတဲ့ကက်ကိုဒီဆရာဟောပေးရဆိုရင် feeling လေးတစ်ခု emotion လေးတစ်ခုဖြစ်တယ်ပေါ့နော်ဟိုဘေးနေပါတွေကမှကွာတင်မလားဟိုချပြီးတွက်ပါညာလုံးဟိုကောင်ကက်လေးပတ်ဖြည့်ဒီမျိုး try ပတ်ဖြည့်ဒီမျိုး try အဲ့လိုပုံစံမျိုးပြီးအဲ့တာတော့ဆရာတွေတော်တော်များများလက်ဆောင်တာတစ်ခုရှိတယ်တော်ဘယ်လိုလဲဆိုတော့မိကုန်းတစ်ခုကိုလည်းနှစ်ခါပြန်မမေးရဘူးလို့ဖတ်ပြီးရင်တစ်လနေမှမေးရမယ်လို့ပြီးရင်တချို့ဆရာတွေဆိုလို့ရှိသေးတယ်တာတော့ကက်နဲ့အိမ်အောင်20ကြမယ်ဆိုတော့ဟောတဲ့သူတွေရှိသေးတယ် လူ တာတော့ကက်နဲ့အိမ်အောင်20ကြမယ်ဆိုတော့ဟောတဲ့ရှိသေးတယ်ငါတို့ဆိုလို့ရှိရင်တာတော့ဟောတဲ့တန်တော်ကြာပြီကွာဟိုစလိလာနေတွက်မယ်ဆိုလို့ရှိရင်တော့မှ9နှစ်10နှစ်10သူနှစ်တခုရှိမယ်ပဲဆိုပါစို့ပေါ့ထားပါတော့2026ဆိုလေဟုတ်လား10သူနှစ်တခုရှိမယ်ဆိုပါစို့တာတော့မှအိမ်အောင်20ကြပါမယ်ဆိုပြီးတော့မှဓာတ်ရိုက်ဟောလို့ရတဲ့မရှိဘူးရှိရင်လည်းအဲ့ဒါနည်းနည်း fall လိုက်တာမျိုးပဲဖြစ်ကောင်းဖြစ်မယ်အဲ့လိုမျိုးသူအကန့်အသတ်ရှိပဲဒီလား limit ရှိတယ်ဒါတော့မှဟောနိုင်ပြောနိုင်တဲ့ limit လေးတစ်ခုရှိတယ်အဲ့ limit ကလည်းဆိုဆရာတယောက်ဟောတဲ့ပုံစံပုံမှာတော့မူတည်မှာပေါ့အဲ့လိုပုံစံမျိုးအဘေးနေနဲ့ကြော်တော့သူကွာလားအဲ့ဒါကွာဘေးနေမှာတော့ limit မရှိဘူးဆိုတာကိုတက်ရင်တက်တယ်လို့သွားလို့ရတယ်လို့မျိုးလူတယောက်ရဲ့ကက်ကြမှာဇာတာခွင်သူ့ရဲ့မူလဇာတာခွင်ရှိမယ်လက်ရှိပြစ္ဆုတ်မှန်ဇာတာခွင်ရှိမယ်ငါတို့ကချိန်ထိုးပြီးတော့မှဘယ်အချိန်အိမ်အောင်ကြမယ်ဆိုတာလှမ်းထောက်လို့ရတယ်ဘယ်အချိန်မှာအိမ်အောင်ကြမယ်လှမ်းထောက်လို့ရတယ်ဘယ်အချိန်မှာအိမ်အောင်ကြတာမှန်တယ်ဆိုရင်ဘာဖြစ်မယ်ဆိုတာလှမ်းထောက်လို့ရတယ်ဥပမာကလေးမွေးမဲ့ကာလာဆိုတာလှမ်းထောက်လို့ရတယ်အဲ့လိုပုံစံမျိုးသွားထောက်လို့ရတယ်ဒါပေမဲ့တားတော့မှအဲ့လိုထောက်เสียဟိုလက်စုပ်လက်ကင်ပြကြမရှိဘူးငါတို့မဟာဘုံမှာကြလို့ရှိရင်တော့လက်စုပ်လက်ကင်ပြကြရှိတယ်ဒီအခြေအနေဒီအချက်လက်ကြောင့်မလို့ကျွန်တော်ကဒါကိုဟောတာပါဆိုပြီးတော့မှငါတို့ကတက်တက်ကထူပေးလို့ရတယ်ဟုတ်တယ်မလားအမရဲ့ဂျိုဝင်ကဘယ်ဂျိုဘယ်လိုရောက်နေတယ်မှာရင်ဘယ်ဂျိုလေးရတော့ကောင်းတဲ့ဂျိုလေးဖြစ်တဲ့အတွက်ကြောင့်အမဘယ်လိုလေးဖြစ်မယ်ဟုတ်တယ်မလားအမအိမ်အောင်ချတာကဘယ်ဂျိုထဲမှာဟောအမဘာနေသားနဲ့အမရဲ့ယောက်ျားရဲ့စာတာကွင်းကဘယ်လိုရှိတဲ့အတွက်ကြောင့်အမောင်တယောက်ကကြိုက်တယ်မကြိုက်ဘူးငါတို့ကအကုန်နှိုင်းရှင်သွားလို့ရတယ်တားတော့မှကြောအဲ့လိုမရဘူး limit ရှိတယ်အဲ့လိုပုံစံမျိုး ကိုဟဲ့ရတော့ကိုနေထူးညီဆိုတော့တားတော့တွေပါရောမရဘူး ကျွန်တော်တော့စိတ်ဝင်တယ် ဟာဒါနဲ့ပညာလေးပါလေမသင်ပေးဘူးလားကိုညီလေးကို သင်ပေးတယ်သူကဟိုထောတာပြောတာတိတ်အဲ့လိုမျိုးဝါသနာမပါဘူးကွာကျွန်တော်ပြောရတာဝါသနာပါတာပေါ့နော်ပြောရတာဝါသနာပါဆိုအဲ့လိုမျိုးလူတစ်ယောက်ကိုရှင်းပြပြောပြအဲ့လိုပုံစံမျိုးပေါ့အရင်ကလည်းအဲ့လိုစကားမင်းပြောနေရတယ်သူဆိုတော့လေပြောရတယ်တချို့ကြော်လဲဟုတ်တယ်တချို့ကြော်တော့လဲသူ့ရဲ့စိတ်ဝင်စားရပေါ့ဟောတယ်ပြောတဲ့ line ကျတော့တချို့ကြော်လဲမရတာမျိုးရှိတယ်တချို့ကြော်လဲပြင်းတာပေါ့ကျွန်တော်အိမ်ကဘိုးတော်ဆိုရှိတယ်အိမ်ကဖေဆိုလို့ရှိရင်သူဆရာကြီးတကယ်ဆရာကြီး တော့ greatest လောကသူကဘယ်လိုတိမ်မြုပ်ပြောက်ွယ်နေတယ်သူပန်းကလေးသူတိမ်မြုပ်ပြောက်ွယ်နေပန်းကလေး ရွပုံးသည် ဒီတော့ရပုံးသည်လောကတကယ်တော့မင်းရပုံးသည်အိမ်ကဘိုးတော်ဆိုသူပြောရတယ်ဟောရတယ်တိုးတော်ညာလည်းသူမလုပ်ဘူးဘာလို့ဆိုဟောမှာပြင်းလို့မလုပ် ရှင်းမှလည်းတိုင်းတာတစ်ခုထိပြောခဲ့ပြီးလို့ပြင်းသွားတာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဟုတ်တယ်အဲ့လိုမျိုးလေဒီကောင်းဖြစ်မှာ သူ့ကိုယ်တိုင်လည်းပြန်တင်ပေးဆိုတော့
ပြန်တင်ပေးဆိုတော့လည်းမတင်ပေးတတ်ဘူး တင်ပေးတဲ့ဟိုသူက ဘယ်လိုတင်ပေးရမလဲမသိဘူးဘယ်ရစတင်ပေးရမလဲမသိဘူးသူကိုယ်တိုင်လှုပ်စားလားဆိုတော့လေလှုပ်မစားပြင်းလို့အဲ့လိုပုံစံမျိုး ဟုတ်စရာကြီး အခုလောတဲ့ line ပေါ်မှာအဲ့လိုမျိုးနာမည်ကြီးနေတဲ့သူတွေတို့ hot fit နေတဲ့သူတွေတို့ဆိုတာတကယ်တိမ်မြုပ်ပြောက်ွယ်နေတဲ့ဆရာကြီးတွေနှိုင်းရှင်လိုက်ဟိုဆရာကြီးကြီးနေမှာဟောဆရာကြီးတွေမင်းရက်ခွက်ကရပြီးတော့မင်းအဲ့ကောင်လေး line ပေါ်မှာဟာဒီကောင်နာမည်ကြီးနေမှာဘာ hot line ထုတ်လိုက်ဘလို့ hot line တွေဟိုတချို့ဆိုရှိသေးတယ်နိုင်ငံနဲ့ချီတဲ့ hot line ထုတ်တာတို့သိမလားကဘာကြီးနဲ့ချီတဲ့ hot line ထုတ်တာတို့ဘာလို့ဟောနဲ့ခပါပါတော့သိမလားရက်ခွက်လေးကြိုက် ချီရတိုက် ချီရလေးတိုက်ရင်းနဲ့အာဖေးလေးကြီးဟားနေမှာအဲ့လိုဆရာကြီးအများကြီးပဲအဲ့လိုမျိုးလေး အဲ့ဆိုဒီကြားတော့နဲ့ပတ်သက်တဲ့ဟောတာပြောတာတွေဘိုင်းဘာညာတွေကြတော့ဒါခုနေသူရှင်းပြလို့တော့သိတဲ့လောက်တော့သိပြီပေါ့နော်တားတော့ဘာလို့ကြတော့သူ့ရဲ့တမိုင်းကြောင်းပေါ့နော်တားတော့ဒီကက်တွေဘာတွေအောင်ဘယ်ဆဖြစ်ပေါ်လာတာ အမိုင်းကြောင်းတော့ဟိုဒါတော့ငါတို့ပွင့်နေပြပြတာပေါ့နော်ငါတို့ရှက်လည်းမရှက်ဘူးကွာမသိပြောသိပြောစာအုပ်ထဲမှာရေးထားတော့ gypsy တွေဆင်းသက်လာတယ်ပြောတာပဲဒါပေမဲ့ gypsy တွေကဘယ်မှာမှလည်းမသိဘူးဟိုဘယ်နေရာမှာမှလည်းမသိဘူးသူတို့ပြောတော့ Egypt ကလိုလိုဟိုအနောက်ကဘာတချမ်းဟိုဘက်ကလိုလိုနဲ့ဆိုတော့ဟိုချစ်မြင့်ပေါ့နော်ဟိုကခါခါနာနာကြီးပေါ့ကွာဒီမလွယ်ကြီးပြသရအောင်ငါအနေထားမျိုးမှမရှိဘူးတချို့ကြလည်း Egypt ခေတ်ကလေးပေါ်ခဲ့တာတချို့ကြလည်း gypsy ပေါ့အင်ချီယာမဲ့တွေကနေမှပေါ်ခဲ့တာတဲ့တချို့ကြလည်းအဲ့လိုမျိုးဒီ Roman Catholic နဲ့ဆက်နေတဲ့ Christian သမိုင်းကြောင်းကနေဆင်းသက်လာတာလို့ပြောကြပြန်ဆိုတော့ဆရာတယောက်ကတမျိုးပဲဟိုပြီးတော့စာအုပ်တွေထဲမှာဆိုလဲဒီဒါတော့သမိုင်းကြောင်းနဲ့ပတ်သက်ပြီးတော့မှအဲ့လိုလုံးဝကြီးကွာတစ်ထစ်ချကြီးပြောထားတာမျိုးမရှိဘူးသူကအုပ်ရိုးကြောင်ရောဖြစ်နေတယ်လို့ပုံစံမျိုးအဲ့လိုလက်ဆုပ်လက်ကင်အေးလက်စုပ်လက်ကင်ပြချင်မျိုးမရှိဘူး နေဖို့သမိုင်းကတော့ကြာတော့ရင်းရင်သွားတော့အေးရင်းရင်သွားတာတွေရောပါတယ်ပြီးတော့အဲ့ပြီးတော့ဟိုစာအုပ်တွေကတစ်စင်းနဲ့လက်ဆင့်ကမ်းရင်းနဲ့ကွာအဲ့လိုမျိုးချဲ့ထွင်တာတွေနဲ့ရောဟိုရောဒီရောနေအဲ့လိုမျိုးရောကုန်တာစာအုပ်ထဲမှာဆိုလို့ရှိရင်တော့ gypsy ကဆင်းသက်တာဒါတော့သမိုင်းမှာမဟုတ်ပါဘူးကျွန်တော်တို့ခုနပြောသလိုလက်ဝဲမှာဆိုလို့ရှိရင်လေအမေရင်ရဲ့သမိုင်းမှာတချို့ကတမျိုးပြောတယ်ဟုတ်တယ်တမျိုးပြောတယ်ဒါကျွန်တော်တို့လည်းမှတ်သားဘူးတာတမျိုးမတူနေဘူးမို့အဲ့ဒီထိုင်ညင်းလေတော့မပြီးဘူးဟုတ်တယ်တားတော့ဆရာကြီးနဲ့အဲ့လိုစကားပဲပြောလို့ရှိရင်အဲ့ညင်းနေဟိုတယောက်ကဟိုဟာဆင်းသက်လာဒီကဆင်းသက်လာပြီးကတ်တွေမှာတော့အများကြီးရှိသေးတယ်တားတော့က gypsy ကတ် rider rate mic တဲ့ကတ်အများကြီးရှိသေးတာကတ်တွေမှာတော့မှာအဲ့တားတော့ဆရာကြီးကတော့တော်တော့မတည့်ရအောင်အဲ့ဒါလည်းမေးလို့ကျွန်တော်လည်းတွေ့ဘူးတယ်ဗျာဟုတ်တယ်တားတော့ခက်ကူ तू ကဟိုပုံစံမျိုးတချို့နတ်သမီးလေးတွေဟုတ်တယ်တချို့က fairy cat တွေပါရှိသေးတယ်ဟာတချို့ဆိုဓာတ်တွေအများကြီးဟုတ်တယ်အဲ့လိုဟာတွေအများကြီးပဲရှိသေးတယ်အဲ့ကတ်တွေရောပြီးတားတော့တောင်မှအဲ့ရှေ့ရဘားရှင်းတို့နောက်ကဘားရှင်းတို့အဲ့လိုတွေအများကြီးပဲရှိသေးတယ်ဒီကဒါကတော့ကျွန်တော်ထင်တာပြောတာပေါ့နော်ကျွန်တော်ထင်တာကအဲ့လိုကတ်တီနဲ့ဟောခဲ့တဲ့ဒီဘာခေါ်လဲခုနပြောသလိုပေါ့နော် gypsy ရဲ့စင်တက်လာဆိုလို့ရှိရင်ပေါ့နော်ဒီ gypsy ကနေပြီးတော့ပဲကျန်တဲ့အဲ့ဒီကတ်နမိတ်ခါတွေကခွဲထွက်တာမျိုးလားသူ့ရဲ့မူလကိုသွားကြည့်မယ်ဆိုလို့ရှိရင်ကြတော့ तू ကတ်ကအစတော့ကတစ်ခုပဲရှိတာတဲ့အဲ့တစ်ခုကနေမှ तू ကအီဆရာတွေကနေဥပမာကွာကျွန်တော်ဆိုလို့ရှိရင်ဒါတော့မှငါ10သူနှစ်တစ်ခုလောက်ငါဟောပြီးသွားရင်ငါဖက်တော့ငါကတ်ထုတ်တယ်ဆိုပြီးတော့ထက်ကွန်းလိုက်ရှိပြီးသားဟာကိုကွန့်လာကွာကွန့်ပြီးတော့မှသူ့ရဲ့မူရင်းဆိုရိုက်ထုတ်တာဆိုတော့အချိန်နဲ့ကြာလာတယ်မြတ်အဲ့ဒါကြီးကအသစ်ဆန်းလို့ဖြစ်သွားတာမျိုးပေါ့ဟိုတဲ့မလားဥမာကျွန်တော်တို့အနေနဲ့ဆိုလို့ရှိရင်ဥမာကျွန်တော်ဆိုလို့ရှိရင်အခုချိန်မှာကျွန်တော်သုံးတဲ့တာရော့ကတ်ဆိုထုတ်ခဲ့လို့ရှိရင်နောက်250 100စသဖြင့်အဲ့လိုမျိုးချိန်သွားလို့ရှိရင်ဟာဒါကြီးကဘယ်လိုကင်နေတဲ့ကတ်အဲ့လိုဖြစ်သွားတဲ့ပုံစံမျိုးပေါ့သွားတာမျိုးပဲမှန်တကယ်တော့နမိတ်ပညာပဲလေနမိတ်ပညာဆိုတာကျွန်တော်မြန်မာပြည်ရယူဆရသွားကြည့်မယ်ဆိုလို့ရှိရင်မင်းသိရွက်ကိုအောက်ကျွေကြတာကြည့်မှလည်းဟောလို့ရတာပဲဒါလည်းနမိတ်ပဲအေးပေါ့နမိတ်ပညာပဲလေသူကဟိုဒီဟိုဘေးဒီမှာဆိုလို့ရှိရင်သူကအခေါ်ဝေါ်ရှိပါလေပါနော်အခေါ်ဝေါ်ရှိတယ်ကွာဘယ်လိုလဲတွတ်တက်ချက်တဲ့ဟာတွေကတခုတွတ်တက်ချက်တဲ့ဟာတွေမဟုတ်ဘဲနဲ့နမိတ်ကိုယူပြောတဲ့ဟာတခုအဲ့လိုပုံစံမျိုးဟုတ်တယ်အေးစကလုံးတွေကအသုံးလုံးကပြောက်နေတယ်ဒီမှာပစ္စည်းလေးဟိုရွှေ့ဖုံးရွှေ့ပြီးဟုတ်တယ်အဲ့ဒါကလည်းအဲ့တရုတ်ကနေစဉ်းစားလာတရှိတယ်နောက်တစ်ခုကအဲ့သူဓာတ်သဘောတရားတွေကွာဓာတ်သဘောတရားတွေဆိုအခုငါတို့အခုလိုထိုင်နေတယ်ဆိုလို့ရှိရင်ထိုင်နေတဲ့နေရာမှာလည်းအဲ့လိုမျိုးသူ့ရဲ့ဓာတ်သဘောတရားရှိတယ်အခုဆိုလို့ရှိရင်ငါတို့သူကလူတယောက်ရဲ့ကံကြမ္မာကိုတဲ့ပစ္စည်းတစ်ခုလေးပြောင်းလိုက်အောင်လောင်းနဲ့ကံကြမ္မာကြီးတစ်ခုကိုပြောင်းသွားတာရှိတယ်တဲ့အဲ့စောက်တုံတွေမှာဖတ်ဘူးတာသူကဇီဝတန်တရာဖြစ်စဉ်လို့ခေါ်တယ်ဓာတ်တွေနေတဲ့ဆိုင်နေပေါ့အဲဒီရေမြေလေမီးရယ်ပြီးအာဂါသဓာတ်ရယ်ကြီးဆိုးထားတာပေါ့လူတိုင်းမှာဒီဓာတ်ကြီး၄ပါးကားတဲ့သူကညီညွတ်နေမှရမယ်တဲ့တခုမို့တစ်ခုကပုံနေလည်းမကောင်းဘူးလုံနေလည်းမကောင်းဘူးပေါ့အဲ့လိုပုံစံမျိုးရှိတယ်တဲ့ဆိုတော့လူတယောက်ကပျက်စီးခြင်းလို့ရှိရင်အဲ့ဓာတ်တွေအကုန်လုံးထည့်လိုက်ရအဲ့လိုပုံစံမျိုးပေါ့ဆိုတော့ငါတို့တွေနေထိုင်နေတဲ့အိမ်ကြီးမှာဆိုလေသူကဓာတ်တွေရှိတယ်တဲ့တစ်သားဆိုရင်ဘာဓာတ်ဘီယိုဆိုလို့ရှိရင်ဘလူးဓာတ်အဲ့လိုမျိုးဓာတ်တွေရှိတယ်အဲ့ဓာတ်လေးတစ်ခုတော့ပြောင်းလိုက်တာနဲ့လူတယောက်ရဲ့ကံကြမ္မာချက်ချင်းလက်ငင်းတို့အတက်ကြမြန်သွားနိုင်တယ်ဆိုတော့အခြေအနေတစ်ခုရှိတယ်ဥမာဘယ်နေရာမှာသုံးလဲဆိုလို့ရှိရင်ဈေးတိုင်းဥမာဈေးရောက်မကောင်းဘူးဆိုပါဆိုအဲ့ဆိုအဲ့ဆရာတယောက်ကအဲ့လိုဈေးတိုင်းကိုကြည့်လိုက်တယ်ကွာအဲ့လိုအမြင်နဲ့ပေါ့ကြည့်လိုက်တယ်
ကြည့်လိုက်တဲ့အခါမှာဆိုလို့ရှိရင်သူကကြည့်လိုက်မယ်ဆိုင်ကဘယ်ဘက်ကိုမျက်နှာမူထားတယ်ဆိုင်ပိုင်းရှင်းကဘာနေတာပြီးရင်ဆိုင်မှာအခုလက်ရှိဆိုင်ကိုဘတ်ဆိုကြည့်လိုက်တဲ့နေရာမှာထင်းသားမြင်သားရှိတဲ့ပစ္စည်းတွေကဘလူတွေဖြစ်နေတယ်အဲ့ဒါဆိုရင်နင့်ဈေးရမကောင်းဘူးမလားဒီပစ္စည်းတွေကိုနင်ဟိုဘက်ရွှေ့လိုက်အော်နင်ဒီကောင်တာလေးကိုနင်ဒီဘက်ကိုပြန်ရွှေ့နင်ဒီနေရာမှာနင်ဒီပစ္စည်းတွေကိုအမြဲတမ်းထားနေကြမလားအဲ့ဆိုအဲ့ပစ္စည်းတွေမထားအောင်နဲ့ဒီပစ္စည်းကိုနင်ဟိုဘက်ရွှေ့ဟိုကလေးကိုဒီဘက်ရွှေ့အော်နင်ကုံစုံဆိုင်ဖွင့်လာတယ်ဆိုလို့ရှိရင်နင်တောက်ရီအိုးနဲ့ပတ်သက်တဲ့ပစ္စည်းရီချိုးခန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေကိုနင်ဟိုဘက်မှာသွားထားနော်အင်သာသုံးပစ္စည်းတွေကိုနင်တက်ဟိုဘက်လေးမှာထားဘယ်ရက်မျက်နှာပဲဘယ်နေရာမှာသွားထားနော်ပြီးတော့ညင်းသားထင်းသားလူများများအမြဲတမ်းဝယ်လေးဝယ်ထားရှိတဲ့ပစ္စည်းဒီလိုဟာတွေမှာဆိုလို့ရှိရင်ရှေ့လုံးမှာထုတ်တာစသဖြင့်အဲ့လိုမျိုးလေးတော့ချင်းလိုက်တာနဲ့အဲ့စီးပွားရေးတစ်ခုလုံးကပြောင်းပြန်ပြီးတော့မှချင်းချင်းနိုင်ငံလူတွေအုံလာတာတို့ရောင်းဝယ်တွေကောင်းသွားတာတို့အဲ့လိုအခိုက်အတန့်မျိုးတွေအများကြီးပဲရှိတယ်အဲ့ဒါလည်းပညာရေးတစ်ခုပဲ ဒါတော့လက်ခံလို့ရတယ်ဗျာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ဒီလောကီပညာလို့ပြောတဲ့အချိန်မှာကျွန်တော်ဒီမြမရိုးရာဘိန်းတော်ပညာလည်းမပါမဖြစ်ပါဟုတ်ပါဒီဘိန်းတော်ဆိုတာတော့ဒါတော့အင်္ဂလိပ်တွေပေးခဲ့တဲ့နာမည်ပေါ့တော်တော်ပိန်းတိန်နေဟုတ်တယ်ဒီမြမရိုးရာစေးပညာရက်တွေပါဆိုလို့ရှိရင်ကျွန်တော်တို့အဓိကအပြင်ဘာလို့သိမ့်မလဲဓာတ်ကြီးလေးပါပဲဟုတ်တယ်ဓာတ်ကြီးလေးပါပဲဟုတ်တယ်ပထဝီမာချင်းပြောချင်းတေဇောပူချင်းအေးချင်းနော်နောက်ပါလဲအာဘောဓာတ်ဒါဆိုရင်ဖွဲ့စည်းခြင်းဟုတ်တယ်မာယောဓာတ်ဆိုလှုပ်ရှားခြင်းသွားလာခြင်းဆိုဒီတက်တွေမှာသူအပင်တစ်မျိုးမှဆိုကျွန်တော်တို့ကဒီအာရဏဓာတ်6ပါးကိုပြန်ကြည့်တာပေါ့ဟုတ်တယ်သူဟိုကျွန်တော်ကြားဘူးတာဆိုရင်အသီးမှာဆိုလို့ရှိရင်ဓာတ်ကတစ်မျိုးအညွန့်မှာတစ်မျိုးနော်ပေသီမှာတစ်မျိုးပြီးအမြင့်မှာတစ်မျိုးတချို့ဆိုဆေးဖော်မယ်ဆိုလို့ရှိရင်အမြင့်မရဘဲနဲ့အခောက်တွေမှာရတဲ့ဟာအဲ့လိုလေးရှိသေးတယ်လေနော်ချို့ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအသီးတစ်မျိုးလေးမှဓာတ်တစ်မျိုးရှိရအောင်ပါတယ်လေကျွန်တော်မကြီးသီးဆိုလို့ရှိရင်မကြီးသီးအမှဲ့ကိုစားပါမြန်ဝမ်းရှော့တယ်မကြီးသီးလှုံစားပါမြန်ဝင်းချုပ်တယ်ဟုတ်တယ်ဟုတ်တယ်ဒါကဓာတ်သဘောတရားဒါကိုဆိုင်းပြောရတဲ့ဆိုမှန်တယ်ဓာတ်သဘောတရားအရာတိတာမြင်တာထင်တာအောင်ပြတာမယ်အရာဟုတ်တယ်မလားချက်ချင်းလက်ငင်းတိနိုင်တယ်ကွာနော်အဲ့လိုမျိုးလေရှိရဲကျွန်တော်တခုကြားဖို့ရရှိတယ်သူကဘယ်လိုလဲဆိုလို့ရှိရင်ဟိုကပ်ပယ်ရည်နဲ့တော့ဝမ်းနေခဏခဏသွားတာတဲ့အဲစီးကျန်းထဲမှာရေးထားတာသူကကပ်ပယ်အိတ်ကိုတဲ့ရေးစိန်ပြီးတော့တဲ့ဘာရွက်နေဆိုတာမသိကြိတ်ပြီးတော့မှာတဲ့တောက်လိုက်လို့ရှိရင်တဲ့ဝမ်းချုပ်တာပျောက်တယ်တဲ့ဝမ်းလျှော့တာလားဝမ်းချုပ်တာပျောက်တယ်တဲ့သူကပ်ပယ်အိတ်ဆိုတာကနားလဲမလားပြောရဆိုယောက်ျားလေးရဲ့ဒီဟိုကနှလုံးကသူကကပ်ပိတ်ကိုရေးစိန်ဆိုတော့သူကစောင့်ကြောင်လေးထိုင်ရတာအောက်မှာရေးသလိုကြစောင့်ကြောင်လေးထိုင်ပြီးတော့သူကတွဲလက်လေးဖြစ်နေတာဆိုတော့ကွာသူကတွဲလက်လေးဖြစ်နေတယ်ဆိုတော့ကပ်ပိတ်ကိုရေးစိန်လိုက်တာရေရလည်းကြာစိန်လို့မရဘူးလေဟုတ်တယ်မလားမင်းစောင့်ကြောင်လေးထိုင်ရတာညောင်းတယ်ပေါ့အဲ့ဆိုအဲ့ကပ်ပိတ်စိန်ထားတဲ့ရေနဲ့သူကအဲ့ရွက်တမျိုးနဲ့ကြိတ်တိုက်တယ်ဟိုကမပြောက်ဘူးပျောက်တဲ့အခါမှာအဲ့မှာသူကတခါအဲ့ဒါဆိုတော့သူကမပျောက်တော့သူစေးနီးမားနေတာပေါ့မမဟုတ်ငါစာအုပ်တွေအတိုင်းပဲလုပ်တာမမဟုတ်မှန်းမှာဒါပေမဲ့တခြားဆရာတွေကလာတခြားဆရာတော်တွေ့ရဆရာရဲ့အဲ့လိုမျိုးပေါ့ပြန်ပြောပြတာပေါ့ကပ်ပယ်ကိုရေးစိန်တိုက်တာမပြောက်ဘူးဗျာဟဲ့မင်းကပ်ပယ်ကမင်းဘဲကပ်ပယ်ကိုရေးစိန်တိုက်တာဟာကပ်ပယ်ဆိုတာလူကပ်ပယ်မရှိတော့မဟုတ်ဘူးတဲ့စေးကျန်းရဲ့ဟိုလင်္ကာသဘောတရားတွေအရာသူကကပ်ပယ်ဆိုတာတဲ့မိုးရသည်မှာပွင့်တဲ့ပန်း sorry မိုးရသည်မှာပွင့်တဲ့အသီးဟောမိုးရသည်မှာတီးတဲ့အသီးပေါ့ဆက်မျိုးပေါ့မိုးရသည်မိုးကောင်းမှမိုးတွေကောင်းမှရာသီပေါ်သည်အဲ့လိုမျိုးအသီးကိုနဲ့ရေးစိန်ပြီးတော့မှတိုက်ရမယ်လို့ပြောတာဆိုတော့အဲ့မှာအယူဆအဲ့လိုလွဲသေးတယ်ဒါလည်းကျွန်တော်ကြုံမှုတယ်ကျွန်တော်ဒီအောက်ပညာမှာဆိုလို့ရှင် sorry အောက်ပညာလည်းဆိုပြီး sorry ဒီအောက်ပဲသွားခြင်းတယ်လောကီပညာကြီးတစ်ရက်လုံးမှာကျွန်တော်တမားတို့ရဲ့လှုပ်အခေါ်ဆိုတာရှိတယ်ဟုတ်တယ်ဆရာအချင်းချင်းကြောက်စီးစာရေးလမ်းကောင်းတယ်တို့ပီယာဆေးဆို red လိုချင်တာပေါ့ဗျာပီယာဆေးဘာညာဆိုပြီးလမ်းဖွင့်ဖက်ကြည့်မှာဆိုလှုပ်အခေါ်နဲ့ရေးထားတာရှိတယ်တို့ဟိုတဇူဝါတို့ဘာတော့လူတိုင်းသိကြပြီလေဟုတ်တယ်နောက်ပိုင်းဒီပါလေရေသူမမြဲရေတို့နောက်ဒီပါလေဘလူးမတတွေးတို့ခါတော့စောက်ထက်တွေ့ဟာဘယ်ဘလူးမတတွေးကိုသွားတွေးခိုင်းမှာအမှန်မဟုတ်ဘူးဗျတင်းချိုင်းကုန်းနေမှာတို့ရှိတဲ့အပင်တွေမနဲ့ဝီလီဝီလင်းပေါ့နော်အဲ့ဒီအေးတဲ့အချိန်မှာသူထိတ်မှာတီးနေတဲ့ရေစက်ကလေးတွေဒါလေးတွေကိုယူသွားတာအော်ငါကတော့ဟာတကယ်ကြောင်တောင်းနိုင်တာပေါ့ဗါလေဘရုံးနှကောင်ချီးဆိုဘရုံးနှကောင်ရဲ့ဘလို့ဖင်းကြီးတော့မှာရှိသေးတယ်ဒီလိုဆိုလို့ရှိရင်ဒီဘရုံးနှကောင်ရဲ့ဒီချီးကိုယူခိုင်းတာမုံဆိုးမရဲ့သေးတို့လေဟာသွားမုံဆိုးမသေးရှာမယ်ပြရသေးဖို့မုံဆိုးမသေးရတောင်းပါရိုက်ခံအောင်မတော်လို့ရှင်အေးရှိသေးကလေးချီကိုဆက်ချင်ရှာမှာတို့ဟာဘာတော့ကလေးချီကိုဆက်ချင်ရှာတော့ရောကြည့်ကလေးချီတော့ဟိုကလေးချီဆိုရင်တော့လောကီမှာသုံးသေးတယ်လေဟုတ်တယ်မလားကလေးရဲ့ဟိုကလေးမွေးကင်းသားကလေးပထမအဆုံးပါတဲ့ချီဒါဝင်နေပြီချီဒါပါတော့မစင်ပေါ့โอเคကလေးရဲ့ဟိုမွေးပြီးချင်းပထမအဆုံးသွားတဲ့ဝမ်းအဲ့ရဟာတော့မှတချို့ကသုံးတဲ့ဟာလေးတွေရှိသေးတယ်ဟို
အဲ့လိုမျိုးဆိုတော့ဟိုကအဲ့ကလေးရဲ့ချီကိုတောင်မှ तू ကဆက်ရှင်ချက်ရအောင်ပဲ ပါရလိုက်တာပေါ့ အဲ့လိုသုံးလို့ရှိသေးတယ်ဆိုတော့အဲ့လိုမျိုးလေအဲ့ဒါလေးတွေလူတွေနော်လူတွေဆိုအဲ့လိုဆရာတရားနဲ့လေဆိုဟိုငါတို့အခုခေတ်ဆိုဆရာဝန်တွေအဲ့လိုမျိုးဆေးတာတွေပါရေကိုတာမန်လူဖတ်ဖို့ဆိုတော်တော်ခဲရင်းတဲ့ကိစ္စနော်သူတို့ချင်းရောသိနေဟိုလှုပ်ဝက်ကုတ်လေးလိုမျိုးလေနော် မောက်စလင်းဆိုအမှန်လေးချစ်လိုက်တော့ အမောင်ဆိုအေးတို့ကြီးမှချစ်လိုက် အဲ့ လက်ဝဲမှာပြောကစစ်တိုင်ပဲရှိ ရှိတာပေါ့ ရှိရော ရှိတာပေါ့ အဲ့ပြောရစေနေအတွေ့အကြုံတွေဘယ်လိုအဲ့လိုမျိုးမရ လက်ဝဲမှာဘယောကစစ်တုံးကဆိုလို့ရှိရင်တော့ဒါကျွန်တော်ဒီစကိုင်းဘက်ပေါ့နော်အဲ့ဒီဘက်မှာကျွန်တော်သွားတဲ့အခါကျတော့အဲ့ဒီတော့ကလည်းပညာနှုတ်ပါသေးတယ်ဗျာယူပြီးတော့ဟိုလောက်မှာပေါ့တို့ဘာခေါ်လဲတစ်နှစ်ကြော်လောက်ပဲရှိပါသေးတယ်ကျွန်တော်အဲ့ဒီကျွန်တော်ရွာဘက်ကိုကျွန်တော်သွားတယ်သွားတော့အဲ့ဒီဘက်မှာကျွန်တော်တဲတဲ့ခါကျတော့ကိုကလည်းတည်တယ်မလားဘယောကတွေဘာတွေတိတ်ပြီးတော့ကုလိကုထမရှိဘူးအခုတော့ကျွန်တော်အသက်က22လေအဲ့ဒီတော့ကျွန်တော်အသက်ဘယ်လောက်ရှိပြီလဲဘယ်လောက်တို့တော့တလောက်ပေါ့ လူငယ်ပေါ့ လူငယ်လေးတွေလူငယ်မကလေးလေဆိုတော့ဒီမှာဆရာမနိုင်တဆရာနဲ့ကြုံတာလေဟိုမှာမေမင်းကြီးမဟိုမှာပူးလို့ပါကတ်လို့ပါအားနေနော်လာကူးတဲ့ဆရာတွေဟိုမှာကိုအင်းနဲ့ထပေါက်နော်ထွန်းရွှေအောင်နဲ့ကောက်ပေါက်ဆိုတော့ဆရာမနိုင်နှစ်ဆောင်မြိုင်ဖြစ်နေတယ်ဆိုတော့အဲ့တော့ဘာလုပ်ရမလဲမသိတဲ့ခါကျတငယ်ချင်းတယောက်ကလည်းအဲ့ဒီနေရာဖြစ်ချင်တော့အဲ့ဒီဘက်အိမ်ကနော် အေးကွာဒီလိုဘူးတယ်ဆိုလာပင့်တာပေါ့ မက်လာပင့်တာမဟုတ်ဘူးတီးပြီးခေါင်းနေနေကိုကလည်းသိတယ်မလားကိုပညာပြရင်တော့နော်ငါရတယ်ငါအဲ့ဒါမျိုးရှိတယ်ဟဟလားမင်းအဲ့ဒါငါနဲ့သိတယ်ဆိုတော့မင်းလိုက်ပို့မယ်မင်းကောင်းပါမလားကောင်းတယ်အဲ့ဒါနဲ့တွားတော့ခါကြတော့ကိုရောက်တော့ကြီးတော့တဲ့ဒီမှာကြီးတော့သမီးကိုဒီမှာကုပေးမယ်ဆရာပါတယ်တဲ့ဆိုတော့လှမ်းကြည့်လိုက်တော့ဟဲ့ကလေးလေးပါလားတဲ့ဆိုတော့ရတယ်လေကျွန်တော်ဒီပညာတွေပါတယ်ရတယ်ဘာညာဟောင်းမောင်းမှာ လို့ကွာကလေးရွယ်ဆိုလူတိတ်မလေးစားတော့ တိတ်မလေးစားဘူးမလေးစားတော့ရောက်လာတော့ပူးတယ်တဲ့ပူးတယ်ကတည်းကဘဲမှပူးတာလေအိမ်နောက်ခွေးမကြီးပင်ပါတဲ့ဟာဘယ်လိုမကြီးပင်သွားပေါ့ခင်ဗျာထူးဆန်းဟုတ်တယ်တဲ့ညရောက်လို့ရှိရင်တဲ့သူကအဲ့အိတ်ရတယ်ကနေလမ်းရောက်ပြီးထသွားတာတဲ့အဲ့မကြီးပင်ကြီးမှပူးတာတဲ့အဲ့ရောက်သွားလို့ရှိရင်လူတွေမိပြီဆိုအဲ့နားမှာဟီနဲ့တုံနေတာဟာမင်းကပါလေဘုံကြီးများလားဗောကိုလည်းတော့ကြည့်တာတွားကြည့်တော့အဲ့မကြီးပင်ကြီးအောက်ရောက်တော့ကြည့်လိုက်တော့သူ့အညာမီပေါ့ဗျာဟိုကောမလဲပတ်ကြားအပ်ပေါ့ဒါနွေရတီဆိုပတ်ကြားအပ်ပေါ့ဖြစ်တဲ့မိုးရတီဟုတ်ပေါ့ ခြေရလေးတွေရှိတယ်ခြေရလေးတွေရှိခြေရကလည်းတယောက်ထဲသွားထားတဲ့ခြေရဟုတ်နှစ်ယောက်သွားတာမေးကြည့်တော့လေဒီမကြီးပင်ကသူ့ပူးလို့ဘူးမှမသွားရဘူးဆိုတော့နာမည်ကြီးနေတာနာမည်ကြီးနေတာဆိုတော့အဲ့ဒါနဲ့ခြေရပြောမှခြေရနှစ်ထပ်ပေါ့ဗျာသိတယ်မလားနော်နှစ်ယောက်ဆိုတော့ကိုလေအဲ့ဒါနဲ့อีလို့အကောင်မြန်းကြီးသလားဘာမြန်းလဲကိုလည်းနည်းနည်းတော့လဲသွားတယ်ရမ်းမကုရဲဘူးနော်ထွန်းရွှေဘူးကြောက်ရတယ်ဘာမျိုးထွန်းရွှေဘူးကြောက်ရတော့ဗျာသိတဲ့အတိုင်းပဲအဲ့ဒါနဲ့ကိုလည်းပြန်လှည့်လာပြီးတော့ကြီးတော်လို့ကျွန်တော်တို့ဒိဋ္ဌံကိစ္စရှိလို့အမှန်တော့ဖောတာဘာမှမရှိဘူးထွန်းရွှေဘူးကြောက်လို့ဒိဋ္ဌံကိစ္စပြီးမှလာခဲ့မယ်လို့2ရက်လောက်ကျွန်တော်ခဏအခုနေ့ဖြစ်အောင်မယ်လို့ပြောသွားရောလက်ဖေးတိုင်းနဲ့ကြိုက်ရက်အဲ့ဘေးနားမှာလက်ဖေးတိုင်းရှိလက်ဖေးတိုင်းအဲ့သွားတော့ခါကျလက်ဖေးဆိုင်သူတို့အဲ့အညာဒေတာမှာကအဲ့ဒီတုံးကအထီကိုကျွန်တော်တို့ခြံစည်းရောကောင်းကောင်းမခတ်တာဟုတ်တချို့တကယ်ပတ်စံရှိတဲ့သူတွေကတော့နည်းနည်းသူတို့ဟာလေးတွေခိုးမှပါညာကြောက်လို့ဝက်ကက်လေးတွေကချားတစ်ချံနဲ့ချင်သူဟိုလက်ဒီလန်းသွားရဆင်းရင်းပေါက်တယ်လေအိမ်ထဲဖြစ်သွားဟာလက်ဖေးဆိုင်နောက်ဖေးလမ်းကြည့်မကြည့်မြင်မြင်ရတာအဲ့နဲ့ကျွန်တော်လည်းလက်ဖေးတောင်းနေနေအေးဒီဆိုင်ရကြည့်တော့ဒီမကြည့်မြင်ရတာဒါတွေပူးတာသူတို့သိမှာပဲဆိုဝီတာကောင်လေးကိုတော့ဖြစ်တယ်ပါတယ်2000နန်းနေကျွန်တော်ထည့်ပေးကောင်းပြီလို့မင်းအဲ့ညပဲအဲ့မကြီးပင်ကိုကြည့်တာပူးတယ်ကတ်တယ်ဘာညာမြင်တာအစငေါ့နောက်ပြီးပြန်ပြောပြီးဆိုတော့2ရက်လောက်နေမီးမယ်လို့ဆို2ရက်လောက်မကြာဘူးနော်နောက်တနေ့ကျတော့ကျွန်တော်အဲ့လက်ဖေးဆိုင်သွားထိုင်တယ်အမှန်တော့ဘာရမဟုတ်ဘူးဒီဟိုဘလာတာတို့ဘာလို့မနေ့ကသွားစားတာဆိုင်တယ်အစီတယ်မဲရောက်လာတယ်မောင်မကြီးသားအစီတယ်အဲ့ဒီမှာလေအဲ့ဒီအိမ်ကလည်းကျွန်တော်ဘယ်သူလဲတော့မသိဘူးပြအဲ့ဒီကောင်မလေးနေတယ်သူကြီးစားနေချိန်တွေ့တာကျွန်တော်တွေ့တယ်တဲ့မကြီးပင်ပါတွေ့တဲ့ခါကျတော့ဟာသွားပြီသွားပြီကဲဒါဆိုရင်တော့ဒါလူဘူးလူဘူးဖြစ်လိုက်ကြလားမျက်နှာလူဆိုတော့အဲ့ဒါโอเคရပြီဆိုတော့နောက်နေ့ခက်တီနဲ့ဘယောကသွားကူတာသွားကူတော့အဲ့တော့ကျွန်တော်ကစေးတော်တွေဘာတွေမပေါအဲ့တော့မတ်ဖို့ဆိုတဲ့တနခါခဲရှိတယ်သူရောင်းတာလို့ချက်လိုက်လေအဲ့မတ်ဖို့တနခါခဲကိုကျွန်တော်ကထောင်းပြီးတော့ကျွန်တော်ရေလေးနဲ့ဖြော်စေးတောင်ပြန်လုပ်တာမှန်အဲ့ဒီနေကိုမှလုတ်ကြံလို့
ဖိတ်တာ ကြာနာလုတ်ပြီးတော့အိတ်ကလေးအဲ့ဒါလေးတောင်ထဲသွားထဲသွားဟိုရတော့ခတ်တီပဲကဲပွဲတွေနော်မခတ်တီနေနဲ့သုံးပြီးပွဲကောက်ဖိုးပြီးတဲ့ခါကျတော့ငါနဲ့ပြောကဝေနာရှင်နဲ့2ယောက်ပဲတွေ့ရှင်နဲ့လို့ကျွန်တဲ့လူတွေဆင်းလို့ဆိုတော့သွားပြီးတယ်သွားပြီးအိမ်အောက်ရောက်တော့လှမ်းကြည့်တော့မြင်နေရတယ်ဒါပေမဲ့ကိုရီပြောတဲ့စကားကိုမကြားရဘူးဟိုကမန်ကိုဘာမှတော့မလို့ရသေးဘူးနော်မပူးရှင်နေပြီလိုလုံးနေတာဟိုကအဲ့ဒါဘာမရွရသေးဘူး မရွရသေးဘူးနေအောင်ခဏနေအောင်အမလို့အဲ့တော့ကိုထက်လည်းကြီးတယ်သူသမီးဆိုအမခဏနေအောင်လို့ခင်ဗျာဘဲနဲ့မြချင်းပြတာကျွန်တော်သိတယ်ဟာရီလာပြောနေတာလေအမဲတော့လုံနေတာဒါမျိုးရမလားဘာမှပြောတာမဟုတ်ဘူးလို့အခုပြန်တက်လာရင်ပြောလိုက်ရမလားလို့ဆိုတော့အဲ့ကျမှချက်ချင်းလေးမဲရုပ်တရက်ဗျာ तू မဟုတ်ဆိုပဲလက်ကလေးကမလုပ်ပါနဲ့ဆရာရဲ့နော်သူချစ်ချင်းကိုမခွဲပါနဲ့ငါလှုပ်တော့တာလှုပ်တော့ကျတော့ကဲအဲ့ဒါဆိုကုရင်ပြောင်းပါလားပြောင်းပါမယ်တေးကြတယ်နော်တေးကြနောက်မကြီးပင်မသွားနဲ့တစ်ချက်နေရပြောင်းမာဟာလေးရိုက်ထားပြီဟိုလက်ဝါးရိုက်ပြီโอเคကဲလားကုန်ပြန်တက်လာကြခက်တီတီပဲအဲပွဲတွေပါရွတ်နော်ရွတ်လှုပ်စင်တိုင်းကိုရွတ်ဖတ်တယ်တော့အမှန်ဝင်လာတာတော့အမှန်သူများစီရတယ်ကောက်ပေါက်လားမပေါက်လားတော့မသိဘူးကိုတော့မှနော် လောက်တွေပါကောက်ရှိ ပညာဆွတ်မှလားဆိုဆွတ်မယ်ဆိုတာကြီးပဲ ဇာနာတော့ နားထောင်တာပေါ့အဲ့ဒါနဲ့ထူးထူးကမတ်ဖို့တနခါခဲတွေဖြော်ပြီးဆေးတော်ဆိုတိုက်ခဲအဲ့ဗမရအဲ့တော့တော်တော်များတယ်ထောင်နေဘယ်နည်းလဲမသိဘူးဟိုတသိန်းတော့မရှိပါဘူးသူတို့အဲ့လိုတေးဝင်းလေးနဲ့စီးပြီးတော့ကျွန်တော်ကျေးဇူးတွေတင်လို့ကြော့တာ အဲ့ပေါ်နေလောက် ကိုလည်းစိတ်မတန့်တာနဲ့ခက်တီတီပဲအဲ့ဒါ1000နဲ့တရွက်ကောင်းလို့ပြောပြီးဒါပဲစိတ်နာကြီးပဲယူပြန်ပါညာ အဲ့ခေတ်လေထောင်းနေအုပ်တယ်တန်မိုးရှိ ရှိတယ်ဒါပေမဲ့ကွာလောက်ပါပဲ1000ကျော်လောက်ပါပဲသူတို့ကြော့တာလေ အဲ့ပေါ်တောင်းပဲပေါ့ဟုတ်ကဲ့နေဘက်ဆိုတာတောင်းပဲများတယ်များတယ် ဘောအဲ့တလူမျိုးအဲ့လက်ဖေးကျေးဇူးပေါ့ ဝီတာကောင်လေးကျေးဇူးနဲ့ပေါ့ သူကမင်းအဲ့နေဘက်မှာတရက်လုံးပဲနှုတ်မှာမှ800 1000လို့ပဲရတယ်အဲ့တော့ ဒီဘက်ကသူကဒီပါလေတို့လဲတွေပါတွေလဲလုတ်ကြတယ်လေလဲတွေပါတွေလုတ်တယ်ဆိုလို့အမမရပြောပြအောင်မယ်ကျွန်တော်ကထုံးစံတိုင်းကျွန်တော်လူရိုးလုတ်စင်ရင်ကျွန်တော်ဒါတော်တော်များဆရာတွေလည်းလုတ်ကြပါတယ်ဟိုတုန်းကကျွန်တော်ရွာစာချတယ်ဆိုတာရှိတယ် ဟုတ်တယ် ကျွန်တော်ကိစ္စတွေအောင်မြင်တဲ့ခါမှာရွာစာဘာလို့ရွာစာချလဲဆိုတော့ဒီကျွန်တော်ကခုနလက်ဝဲလို့ပြောမယ်ကျွန်တော်သုံးပညာယူထားတာသုံးပညာယူထားတာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီအစီရင်ကိစ္စတွေကိုလုတ်ပြီးတဲ့အချိန်မှာကျွန်တော်ရွာသူလို့ခေါ်တယ်ပေါ့နော်ဒီပုံကိုယ်တွေကိုကျွန်တော်တို့ရွာစာချတယ်ဆိုတာဟိုအရင်တော့ဒီဘက်ခေတ်လိုမျိုးသိတယ်မလားအောက်လန်းဆရာဆိုလောက်ကြီးရှိပြီးတော့မော်ဖူးနေတာမဟုတ်ဘူးအဲဒီဘက်ခေတ်ကြမှာဟိုခေတ်တုန်းကပညာသေးဆိုရွာပြင်တာမဟုတ်တာအဲ့ဒါလောက်ကြီးဆိုတော့ခါကျတော့ရွာသူဆိုခက်ချေချေအတိကိုမခံဘူးပြီးတော့ဒီပညာတက်တဲ့သူတွေတော်တော်များများလဲဟိုတို့ပဲလေးရောင်းပါလေးရောင်းပေါ့သူတို့ကသူတို့နေကြရှိကြတချို့ဆိုစားဖို့တော့နဲ့အဲ့လိုမျိုးရှိရခါကျတော့ကျွန်တော်ပိုက်ဆံရှိတဲ့သူများကတကယ်တော့အမှန်တို့လှုပ်လို့ပါရွာသူတွေကခဏခဏလှုပ်ပါများတော့သူတို့ကိစ္စလေးတွေလုပ်မယ်ဆိုရွာသားဆိုတာချပေးရတယ်ဒါလေးတော့စားပါမယ်ရွာသားနဲ့ခေါ်တာနဲ့တူလား မတူခေါ်တာကျတော့သူခေါ်ကြော်ပိုင်တာသူခုလက်ကြော်ကျုပ်၄ပါးထဲမှာပါတယ်ဒါနောက်ပိုင်းမှာပြောပြမှာဘူးဒါတော့တယ်ကျတော့ကျွန်တော်ဒီခုနခေါ်တာပေါ့ပြစ်တာပေါ့မဲရွာသားပြစ်တာရွာသားချရွာသားချတာဟုတ်နေပြီရွာသားချတော့အဲ့ဒါသူတို့ဒီကတော့ကျွေးတာပေါ့ဗျာဟိုပဲအခုခေတ်ကတော့မခေါ်တာမပြောပါနဲ့နော်ဟိုတယ်တက်ဖိတ်ကျွေးတော့စားချင်မှစားတော့လားရောသူတွေကနည်းမြင့်ကုန်ပြီဒါရိုးရမပြတ်ပေါ့အခုတော့ကားရွာဖြစ်ကုန်ကားရလိုက်တာဗျာနော်ဒီကိကတော့နွားလည်းနဲ့ပြင်ရအဲ့ဒါနဲ့သူစီရင်အောင်တဲ့ခါကျတော့ကျွန်တော်ခေါ်တာပြအော်ဆိုရွာသားချတာမျိုးတွေမှာဆိုကျွန်တော်တို့အိမ်တောင်းလမ်းဆောင်လမ်းကွာဒီလိုချတယ်လမ်းလေးတောင်းရွာတွေဘာတွေမှာကျတော့ကျွန်တော်တို့ကဒီလေနာကွင်းနာပေါ့ဒီလိုနေရာတွေချတော့ထုံးစံနဲ့ကိုဆရာမတဲ့အတိုင်းဓာလေးထမ်းပြီးတော့ကျွန်တော်ကအမင်းသူများဟိုရွာသားတွေထက်မြင့်နေကျွန်တော်ရွာသားကွက်ကိုမမြင်ပါဆိုလို့၄ဘက်၄ထဲမှာကျွန်တော်စီမီကွက်၄တိုင်းပါတယ်ရေကွက်၄တွေရောထည့်ပြီးတာအချက်ပြမီနဲ့အဲ့ဒါကျွန်တော်ခက်တီနဲ့ဓာထမ်းပြီးတော့ထွက်မယ်လို့တော့ကျွန်တော်တပည့်ဆိုတာဟိုလိုတပည့်မဟုတ်ဘူးသူကပြောဆက်စုတဲ့ကောင်ဗျာဝါဒနာရှင်ဘာလေးလို့ဆရာဒါလေးကဘာလဲဝါလေးပါလိုက်မေးတဲ့ကောင်အဲ့ဒီကောင်ဖြစ်ချင်တော့အဲ့ကျွန်တော်ညဘက်ကြီးမန်ခတ်တီနဲ့ထွက်မယ်ဆိုဓာတ်ကောက်ထမ်းတော့ဆရာဘာသွားလို့မလို့လဲငါခေါ်လာပြင်မယ်လိုက်ခဲ့မယ်မလိုက်နဲ့တယောက်တည်းသွားမှာလို့ဆိုတော့ဟာအဲ့ဒါဆိုကျွန်တော်မလိုက်ရဘူးလားမင်းချချင်မင်းတယောက်တည်းသွားချလေလို့ဆိုရတယ်လားရတယ်ဘာပြောရမစားလို့ပြောပြီးချအေးဘုံစားကြီးပဲလုံးနေတော့စားနော်ရွာစာချပါတယ်စားပေါ့မင်းပြောတဲ့ဆိုတဲ့ဟဲ့ကောင်မင်း net ဒီပိုင်းပင်လည်းမြင်ဝင်လုတ်ပေါ်ပါလို့ရတယ်ကျွန်တော်ကတော့ပြောတဲ့အဓိကကျွန်တော်ကြွေးတာဟိုစားပါပေါ့ဒီစုတင်ပါတယ်ပြောခင်ရတယ်အဲ့ဒါနဲ့ကမောင်မင်းကြီးသားအဲ့ဒါယူသွားပြီဓာလီထမ်းပြီးကောက်သွား
ကိုကဒီမှာဘာမှမလို့ဈေးလေးကလေးမီးကြီးဖို့စောင့်နေခဏနေတော့ဓာတ်ထိုင်ပြေးလာဆရာသမိုင်းနဲ့ဟာဘာဖြစ်လို့ကျလေကွင်းမီးလောင်နေတယ်လို့ဟာသွားလိုက်လဲကြည့်ရောဟိုမှာဟိုဘယ်လိုခေါ်မလဲလူနှစ်ဖက်စာလောက်ရှိပြီလောင်းတာကိုမရောက်သေးဘူးဟိုမှာရွာသားတွေကဝိုင်းငိမ့်နေပြီပြီးတယ်ပြီးတော့အဲ့ဒါဒီကောင်လေးပါလို့တော့ကောင်လေးကလည်းတစ္ဆာရှိရှာပါတယ်ကျွန်တော်လက်ညှိုးထိုးတယ်သူလုတ်ခိုင်းတာအဲ့တော့ယော်ခဲ့ရတယ်ဘယ်လောက်လဲတို့တသိန်းကြော်ယော်ခဲ့ရတယ် ညို့မမြေဘူးကိုစမိုင်းပြောလို့လေဟေးလိုက်ခဲ့ကြ तू ကဒီဘာလဲအဲ့ဒီနားလေးကိုဒီတိုင်းနားလေးချခဲ့ကိုပြောတာဗောသကောတော့ပြန်ယူခဲ့အဲ့ဒါငါအတော်ဟာလို့ပြောခဲ့တော့ तू ကဒီလိုဖက်ကလေးဖယ်ပြီးတာလေးမချခဲ့ပဲနဲ့ဟိုကအဲ့လေတော့တဲ့ဟိုမှာစပားတွေကလည်းအကုန်လုံးကတီးမဲ့နေ6ကတ်နေတဲ့ထဲကိုဟောလို့ပြစ်ထဲတယ် စဘာရိတ်စီခါလေ စပားရိတ်ချိန်နဲ့တိုးတော့ခါလေအကုန်လုံးတော်တယ်ဝင်းလုံးပြောင်းလို့ထောင်ထဲဝင်ရမှာ တော်တယ်ဟိုအရက်လေးမတော့ကြရက်လေးမတော့လဲ အဲ့လိုမျိုး ဒီကူရဲ့စမိုင်းပြောတော့ဟုတ်တယ်နော်ကိုစမိုင်းပြောဟေးလိုက်ခဲ့ထုတ်တန်းနေပါတော့တော်တော်ကို အဲ့ဒါကရှိတယ်အဲ့ဒါကအခုချိန်ကြီးဒါကျွန်တော်လက်ရှိအတော်ဒါကျွန်တော်အတော်ဆိုအမေအငယ်ချင်းပေါ့ကျွန်တော်ဒီတောင်းမလား10ရက်ကွက်ထဲမှာ အဲ့လိုလုပ်လို့ သူ့တူကပြောရရင်နည်းနည်းဟိုချက်မပြေဘူးဗျာဟိုဦးကြောင်အဖွားဆုံးတဲ့အခါကျတော့ထုံးစံတိုင်းကျွန်တော်ဒီမြောက်ဥက္ကလာဒီရေဝေးပေါ့မြောက်ဥက္ကလာဒီသူကောင်းကြီးနောက်ကရေဝေးမှာသူသွားပြီးတော့တုတ်တန်ချတဲ့အခါကျတော့ဒီဘာခေါ်လဲကုန်းလုံးတကြိုပြီးစီးပြီးတော့သူတို့ငိုတဲ့လူကငိုရေတဲ့လူကရေလောက်ပြီးပြန်လာခဲ့ကြတော့သူမြန်မာလူကဘလို့အတူပိုင်းမှာဘလို့ကြီးရတော့ ဘောက်တငုံတရီကြီး အေးဘောတငုံတရီကြီး ပြောတာတငုံတရီကြီးဘလို့ဖြစ်စီ မသိရင်ကိုသားလိုက်တာကြားလို့ လို့ပါနဲ့ ထားပါတော့ အဲ့ဒါနဲ့ဟိုကနေပြီးတော့သူတို့ကိစ္စပြီးတော့ထုံးစံတိုင်းတို့မြန်မာရိုးရလေ อืม နှင်းစီပန်းလေးမှာတို့ဝင်း ဟုတ်တယ်ခေါ်လာတယ်ဂရင်မှာထားတာ အဲ့ဒါမေ့ပြီးမပါလာဘူးတဲ့အဲ့ဒါနဲ့ဒုက္ခပဲတဲ့ ဟိုမှာထားခဲ့တာဒီကနေ့နေဦးထားခဲ့တာ နော်ထားခဲ့တယ်ပြန်ရောက်ကမှဟဲငါအမေဟိုဟာဟောပေါ့ဓာတ်ပုံကြီးတော့ပါလာနှင်းစီပန်းပါမလားပါလာတော့အဲ့ဒါဘယ်လိုလုပ်မလဲဆိုတော့တူခုနကြက်မပြေးတဲ့ကောင်ဘာဖြစ်ဖြစ်ဒီကောင်ဖင်ပေါ့တယ်ခိုင်းတာပေါ့ဝိညာဉ်သွားခေါ်ကြီးတဲ့ဘယ်လိုခေါ်ရမလဲအဖွားဘယ်သူပေါ့ဆိုပြီးတော့ဝိညာဉ်ကပ်ဖို့အတွက်တစ်ကိုင်းသုံးမဝင်ပန်းအေးပေါ့အရာဝတ္ထုတစ်ခုယူပြီးတော့ခေါ်ပြီးနေစကားမပြောနဲ့တဲ့ဒီတိုင်းအိမ်ကိုခေါ်လာခဲ့ကြီးတဲ့ဆိုတော့မောင်မင်းကြီးကလည်းခတ်တုတ်တုတ်ပဲတက်စီနဲ့သွားပြီးကိုကြခက်ရပါလို့လေကြောက်ခဲတစ်လုံးကောက်ဟေးလိုက်ခဲ့ကြမကောဘူးအဲ့ဒါတကယ်အဲ့ဘလို့တို့အဲ့ဒါဟိုမှာလေအိမ်လည်းပြန်ရောအဲ့ဒီဟာဒါနဲ့ပဲခေါ်လာတယ်ကမထူးဆိုတော့ပကံများလေးလည်းကြောက်တုံးလေးထဲတာညလည်းကြောက်တော့တပြက်စီးညကုန်လိုက်ရိုက်တယ်ခေါင်းခေါင်းစီးကိုလေဟဲ့ဘာတွေဖြစ်တာတော့အိမ်ကြီးကြပြောင်းပြန်နေဖြစ်တော့မှာဟိုမလေးတဲ့နေတာတွေမဟုတ်ဘူးလေဘာကောင်နေမှလည်းမသိဘူးဘာညာလေးပြုတ်ကတိုက်လုံးရတာပုံတကားတိုက်တယ်လို့ပဲကြပြောင်းပြန်အဲ့ဒါဖုန်းကြီးတွေခေါ်ပြီးတော့မှတခါလေတရားတွေဘာတွေဟိုဟောကမ်မွာတွေဘာတွေရွတ်အကုန်လုံးသူ့အနေနဲ့သူကားနဲ့မပြန်ပို့လိုက်ရတယ်တက်စီနဲ့ပြန်ပို့တက်စီနဲ့ဖော်ကားကြီးဖော်ကားကြီးအဲ့ဒါတော်ဆူဆူပဲနော်အဲ့နေရာမှာတယ်ဆိုတော့စကားတစ်ခုကစားနော်အဲ့လိုမျိုးအေးအမှားယွန်းမခံတာလေးဒီအဲ့လိုလေးရှိရင်တော့ဟိုအဲ့ဟိုငါတို့တင်းချိုင်းနေပါရွှေ့နေတာမှာနော်မင်းမိန်နဲ့အဲ့လိုမျိုးအဲ့ငယ်တော့ကြုံမှုတယ်ကျွန်တော်တို့ကမုံရွာမှာကြီးခဲ့တယ်ဆိုတော့မုံရွာကားလေးကွင်းဆိုရှိတယ်ဆိုတော့ကားလေးကွင်းမဖြစ်ခင်တော့သူကအဲ့ငယ်တုတ်တိုင်အဲ့တုတ်တိုင်ရဖြစ်ချင်တော့ကြတော့ဗျာဟိုအရင်ခေတ်ရွာမှာဆိုလို့ရှိရင်ကြတော့သူကရွာတွေဆိုလို့ရှိရင်ရွာရဲ့အပြင်လိုနေရာမျိုးမှာတင်းချိုင်းကုန်ထားတာဟုတ်တယ်မလားတုတ်တန်ထားတာလေအေးရွာပြင်လိုထားတာလေဒါပေမဲ့အဲ့လိုရွာနေကွာတဖြည်းဖြည်းကြီးလိုက်မြို့လိုဖြစ်လာတော့လမ်းမဆက်သွယ်ကြီးကောင်းလာတော့မြို့အဝင်ကြီးမှာတုတ်တိုင်ဖြစ်နေသူတွေဖြစ်မနေဘူးလားဖြစ်နေတဲ့အခါမှာ तू ကအဲ့ဒါညီတို့ဟိုခီးတွေပါသွားတွေ့ရမျိုးဝင်ပြီးဆိုဟုတ်တယ်မျိုးဝင်ပြီးဆိုတာဟုတ်တယ်အခုဆိုလို့ရှိရင်ကြီးလိုက်အခုဆိုလို့ရှိရင်ဟိုငါတို့ဘကိုးဘတ်တို့ဘာလို့သွားရဆိုတော့သိတာသေးတယ်ဘကိုးမျိုးဝင်ကနေလို့ရှိရင်အဲ့လိုတုတ်တန်လို့ဘာလို့တွေ့တယ်အဲ့လိုပုံစံမျိုးပေါ့ဒါကဟိုအရင်ခေတ်တုန်းကတော့ပန့်နေကွာရွာအနေနဲ့တခုရှိတာရွာရဲ့ထိတ်လို့သို့မဟုတ်နောက်လို့နေရာမျိုးအဝင်ထွက်လို့နေရာမျိုးမှာဟိုတုတ်တန်ထားကြတဲ့ဆိုတော့ညာလဲမျိုးတွေခေတ်မိလာတဲ့ခါမှာကျတော့မျိုးဝင်မှာမျိုးဝင်စိုက်ပုတ်ကြီးနားလေးမှာတုတ်တန်ကြီးရောက်နေသူဖြစ်နေတာအဲဆိုတော့အဲ့မှာအစိုးရကနေပြီးတော့မှ तू ကတုတ်တန်ကြီးကိုရွှေ့မယ်တခြားနေရာကို तू ကထားမယ်ပေါ့နော်မျိုးအစုံဘက်ပေါ့ဒါခါပြန်ထားမယ်အဲ့နေရာကိုကျတော့ तू အချက်ချကြတာဟိုလမ်းအချက်ချကြတော့ဆိုတော့ကားကွင်းလုပ်မယ်ဆိုပြီးတော့ तू ကမင်းမိန်နဲ့အဲ့လိုဖောကားကြီးတွေပေါ့ကွာအရင်ခေတ်တော့ဖောကားလို့ပဲခေါ်တာဖောကားကြီးတွေနဲ့မြေသေးကားကြီးတွေနဲ့မြေသေးကား3-4စီး तू တန်းထားတာနောက်ဖုန်းတွေပါလှတ်ထားတယ်အဲ့ဒါနေ तू အမိတ်သာရွတ်တဲ့ तू ကဘရူကြီးအမိတ်အကြောင်းရာသူကရွတ်တာငယ်တော့ကလေးဆိုဆက်စုတာအိမ်နဲ့နီးနေရလေအမြင်နေရတာခြေလမ်းလေး3လမ်းလောက်လမ်းထိပ်လေးထွက်တယ်နဲ့သူကရောက်တော့တာအဲ့ဆိုကလေးဆိုသွားကြည့်အဲ့လိုမျိုးကိုရဲ့ငယ်လေးပဲရှိသေးတယ်သွားလဲသွားကြည့်တော့အဲ့လူရအဲ့လိုရွတ်တဲ့ခါမှာကဲ
ကားပေါ်ဤကားပေါ့နော်ကားနံပါတ်ကလည်းသူထည့်ယူရသေးတယ် ဟောအဲ့လို ကားနံပါတ်တော့မဟုတ်ဘူးမစီမဆိုင်ကားတွေလည်းပါပြီးရှောက်သွားရောက်သွားသလိုကားနံပါတ် မြေကူးတယ်ပဲ မြေတွေခုတယ်ပြီးနေအဲ့ကြောင့်လို့သူကားနံပါတ်ထည့်ယူတက်ကြတော့ဆိုပြီးအလို့လည်းပြောလဲပြန်လာရောအတန်ပေါ့ကွာအတန်အဲ့လိုတေးတတာကြီးတော့မဟုတ်ဘူးဒုံအဲ့လိုမျိုးပေါ့နော်နည်းနည်းပေါ့အဲ့လိုကားပေါ်မှာကွာလူဝင်းတဲ့ပုံစံမျိုးပေါ့ကားတွေဆိုနည်းနည်းအိကြသွားတဲ့ပုံစံမျိုးလေးဖြစ်သွားတာဖြစ်သွားတဲ့အချိန်မှာအဲ့နဲ့ကားမောင်းတဲ့ကောင်တွေကလည်းသူကနည်းနည်းအရက်လေးပါလေးကစ်ထားသေးတယ်အဲ့လိုကစ်မှလည်းမောင်းရင်မဟုတ်အဲ့လိုသူကစ်ထားသေးတယ်ကစ်ထားပြီးတော့မှသူကကားကိုတက်တာမောင်းတော့ဖြစ်ကျင်တော့ကားမထွက်ဘူးမထွက်တော့အဲ့နဲ့ပြန်အဲ့ကားမောင်းတဲ့ကောင်နဲ့ဆင်းလာတာအဘတဲ့လူများနေတယ်တင်တယ်ကားမရွေးတော့ဘူးတဲ့အမိသာနောက်တစ်ခုလေးထပ်ထုတ်ပြီးတော့တဲ့နည်းနည်းပြန်ဆင်းအောင်လေးပြောပေးပါဦးဆိုတော့ဟိုကသူကလည်းမင်းမိန်ဆိုတာသိရမလားစာနဲ့ပေနဲ့ထုတ်ရတာဟုတ်တို့အကြောင်းအရာပုံဘူးအမိတ်ဟုတ်တယ်မလားအဲ့လိုသွားရတာဟုတ်ဆိုတော့စာထုတ်စာထပ်ထုတ်ပြီးတော့မှနည်းနည်းပြန်ဆင်းကြပါဦး မင်းမရလည်းပြင်းတယ်နော် ဟုတ်တယ် မင်းတော့ရေမြင့်တခင် ဟုတ်တယ်သူက အဲ့လိုအဲ့လိုသူတို့ကကြတော့ဗာမင်းဆိုသူတို့ကဘယ်လိုလဲနေရတယ်ကိုယ့်ရဲ့ဒီရေမြေပိုင်းသူ့အိမ်မှာနေရတယ်လို့ဖြစ်နေ အဲ့လိုမျိုးပေါ့အင်းရှင်အိမ်ငါသဘောတရားမျိုးပေါ့အဲ့လိုပုံစံမျိုးဖြစ်နေအောင်အဲ့ဒါနဲ့မှ तू ကနည်းနည်းလောက်ပြန်ဆင်းကြမအောင်ဆိုတော့အဲ့မှာပြန်ဆင်းသွားတယ်ဆင်းတော့မှအဲ့ကားကြီးကမောင်းပြီးတော့တစ်ခါပြန်ရွှေ့တာအဲ့တော့မှအဲ့ကားကွင်းကြီးနဲ့ဆောက်ပြီးတော့တချို့ကောင်တွေကသူ့နေရာကိုမဆုံးခွာနိုင်လို့ဖတ်တွယ်နေကြတဲ့ကောင်တွေရှိသေးတယ်အဲ့ဒါတစ်ခါကားနဲ့တစ်ခါလိုက်ပြန်ခေါ် အဲ့မင်းက အဲ့ဒီဟာလည်းနော်အခုမှဒါဒီကအခုလက်ရှိဆိုရင်ကျွန်တော်တို့ဒါခစ်မိတဲ့အချိန်ကာလပေါ့ဥပမာ2016 19လောက်ကနေ2026ပေါ့ဒါအခုဆို2026အတွင်းမှာအဲ့လိုမျိုးပုံစံမျိုးလေးတွေတိတ်မကြုံရတာနော်ဟို live မှာဆိုတော့တိတ်မတက်လာဘူးဟိုးရင်ဒီ2013 14 15နည်းနည်းရှိတယ်အဲ့လိုပုံစံမျိုးလေးရှိတယ်ဒီမျိုးကြီးပြကြီးဒီရန်ကုန်တို့ဘာမှတော့ကိုတွေရောက်လာတဲ့အချိန်ခါနဲ့ဆိုလို့ရှိရင်အဲ့လိုဟာတွေမမိခဲ့ဘူးတိုးတော်ညာလဲဒီနယ်ဘက်တွေမှာဆိုလို့ရှိရင်အဲ့လိုမျိုးတွေရှိခဲ့သေးတယ် တော့ကိုကြီးပြောတယ်လေခုနကမင်းကတော့ဘယ်လိုလဲငါတို့လူတွေပါလို့တော့အမျှဟို ဟုတ်တယ်ရေသက်ချပြီးတော့အမြောက်ဝင်တော့မှ ရေမြင့်တခင်ပြည့်ရှင် ရေမြင့်တခင်ပြည့်ရှင်မင်းဆိုတာထည့်ရတာအဲ့လိုပုံစံ ဟိုရှေးလက်ထက်တွေတည်း ဟုတ်တယ်အဲ့လို အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရင်းမြေတင်းင်းနေကြတော့ကျွန်တော်တို့တင်းချိုင်းနေပါလေပေါ့နော်အမိတ်နေပါလေမိသားထုတ်လိုက်ပြီးတင်းချိုင်းတစ်ခုလုံးတော့ရွှေ့လို့ရတယ်ကျုပ်လောကီဆရာတယောက်ကျတော့တင်းချိုင်းနေပါလေမှာအမိတ်ပြန်နေတယ်ဆိုလို့ရှိရင်ပေါ့နော်ကိုတင်းချိုင်းမော်တွေပါလေအောင်ထားမှာဒါကျွန်တော်ဆိုရင်အောက်ပညာကွယ်မှာကျွန်တော်ကိုတင်းချိုင်းမော်အောင်ပြီးသားဟာဟိုလက်ရှိမှာတော့တချို့ဆရာတွေကတော့တင်းချိုင်းနေမှာတော့အမိတ်နေပြန်ပြီးရင်းနေလုံနေရတော့တွေ့တာပဲဘာမောအောင်နေလို့လည်းတစ်ခါမှမတွေ့ပါဘူး အဲ့ကိုတင်းကြီး ကြီးမော် ကိုတင်းကြီးအတွေ့အကြုံပြောသမှာ ကိုတင်းချိုင်းတွေ့ကြုံဘာပြောမလဲ အဲ့ကိုတင်းကြီးဝင်တော့အမှတ်တရလေးပါ မှတ်တရပရိစိတ်နေနဲ့မအောင်ငင်သေးပေါ့ပရိကဒီမှာစိတ်နေတာအဲ့ညဘက်ကြီးအဲ့လိုမျိုးတရက်ထဲမှာပရိစိတ်တာစိတ်တဲ့အခါကျတော့အဲ့တော့ကျွန်တော်စီးချကားထားပုံမှန်ခါတိုင်းနဲ့စိတ်နေကြဆိုတော့စီးရချမနေတော့လုံနေတော့အဲ့ဒီတိုင်းမှာပရိစိတ်စိတ်တော့ကိုကလည်းထုံးတယ်နိုင်ပေါ့အောက်ဆရာဆိုတော့မန်ဟိုကနေ အဲ့ပေါ့အညိုးစင်းနဲ့ပေါ်မယ်အောင်ပဲယူနီဖောင်းယူမလား အော်ဘလက်နဲ့သွားတာခက်တီတီပဲပရိစိတ်နဲ့စိတ်တော့ဒီလိုတင်မြင်ခွေလေးပေါ့ကိုယ့်ကိုပတိလေးနဲ့ခက်ခိုင်နဲ့ဆက်ဆက်ရိုက်နေအဲ့ဒါပြီးကနေဘယ်နှပတ်လောက်လဲမသိဘူးကျွန်တော်လည်းမမှတ်မိတော့အဲ့ချိန်မှာကျွန်တော်ဒီကပတိတစ်လုံးချရင်ရှေ့ကပတိတစ်လုံးချတယ်ကြောက်ပြန်ချတော့ဟာဘာများလဲပေါ့ညလုံးလေးตาလေးလည်းဖွင့်လေကြည့်လေကြည့်ရောအမေရှေ့မှာလဲစမိုင်းညနေချင်းဆိုင်ကြမှာသိပြန်တယ်မတူတာဘာမတူလဲဆိုဒီဘက်တစ်ချမ်းလုံးညကျွန်တော်တို့သွားတွေပေါ်တာဒါကြီးမရှိဘာကြီးကဦးရဲ့ကြွေကြအာနော်ဖေနဲ့ကိုကန်တော့ဂရီးနဲ့ပေါက်ပြေးတာဆိုပေါ်ပြတ်သွားသေးတယ်အဲ့အောက်ခွင်မှာလည်းမော်တွေရှိရပေါ့လူတက်ရတယ်မော်တွေပေါ့အဲ့လက်ဝဲမှာလည်းတော့သူတို့မော်တွေရှိတယ်ဟုတ်တယ်ဒါပေမဲ့ဘဲဟာဒီဘလူတွေပဲဘလောက်တွေပဲဘလူတွေပဲသွားမင်းမိန်ကိုကြတော့လွန်ဆန်လို့မရဘူးအဲ့ဒါခုရှင်တော့ငါတို့အခုဒီလော်ဂီအဆောင်တွေကွာမင်းဘလောက်ထိတောင်ဆောက်ရမ်းအစွမ်းထက်တဲ့အဆောင်တွေပဲဖြစ်ဖြစ်မင်းမိန်နဲ့ဖြတ်ချန်ပြတ်တာမင်းမိန်နဲ့ချုပ်ဖြတ်လိုက်ရင်အိတ်ဆောင်လုံးမလုပ်တော့ဒါပေမဲ့အိတ်ဆောင်လုံးတဲ့ဟာတွေကလည်းအဲ့မင်းမိန်ကိုလွန်ဆန်ပြီးလုပ်တဲ့ဟာတွေလည်းရှိတယ်ဒါတွေပြောလို့မရဘူးဟိုခေတ်မှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီမြင်းမောက်တန်စာ၅ပါးပေါ့နော်ခြေနင်းတန်လျက်နောက်မကိုက်နော်နောက်ထပ်ဒီဆက်ဝတ်တော့ဆိုရှိမှာလားမဟုတ်ဘူးကွာဗာလေဘာခေါ်လဲတာမီရဲ့နောက်ကတာမီရဲ့ဟုတ်တယ် TV ပါဒီမြင်းမြောက်တန်စာ၅ပါးရှိတဲ့ပုံကိုဆိုလို့ရှိရင်ကျွန်တော်လောကီပညာနဲ့လုံးလို့မရဘူးဘာဖြစ်လို့မရဘူးလဲဆိုတော့ခါကျတော့
ရေမြေတနင်းပြည့်ရှင်မင်းဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းဒီပြည်ထဲမှာဒီရေကိုလည်းသူပိုင်နေဒီမြေကိုလည်းသူပိုင်ဒီရေဒီမြေပေါ်မှာနေသမျှသူပြန်သူ့ကိုပြန်လန့်လို့မရအောင်တော့ဒီရာသာပိတိကအ ကြီးကဲလို့ဖြစ်နေတာပေါ့နော် အေးပေါ့ ငါပြောရရင် ရာသာပိတိကဒီဟိုခံယူပြီးသားတန်လေးရက်ပေါ့နော်ကင်ဆောင်ရတဲ့ပုံကိုမော်ဖူးစီဆိုမှဖူးရတယ်နမို့မကြည့်ရတော့မော်မကြည့်ရဘူးသူကအဲ့လောက်ဒီအာနာပြင်းတာပေါ့ဟိုးရင်ဆိုလို့ရှိရင်ငါတို့အဲ့လိုငငယ်တော့ဝတ္ထုလိုပုံမြင်လိုဒဏ္ဍာရီလိုအဲ့လိုမျိုးနဲ့ဆိုလို့ရှိရင်အရင်ခေတ်တော့ဟိုမင်းအဲ့ပကံမင်းနေလားအဲ့လိုမင်းနေမှာဆိုလို့ရှိရင်သူတို့ကဘယ်နေမှာဘ누구ကဘလို့အစွမ်းထန်နေရဲဆိုရင်လာစေဆိုရင်လာပြီးတော့လာရတာနော်အဲ့လိုမျိုးရှိတာဆိုတော့ဟိုးရင်ခေတ်မင်းနေအဆက်မှာကအစကွာဒီမင်းမိတ်အာနာဇက်ကပြင်းတာမင်းဒီဘက်ကဆိုလို့ရှိရင်ပို့ဆိုးတာပေါ့နော် အဲ့မင်းနေဘယ်လောက်ရေးပါတယ်အဲ့ဘယ်လိုရောသူတော်ဖုံးဒိုးကြီးရဲ့မင်းကြားမင်းကိုယ်တိုင်လာပြီးဆက်တာပဲအေးနော်အဲ့လိုမျိုးရှိနော်ဘာလို့ဆိုလူတကောက်တစ်ဖြစ်လေလူမင်းဖုံးကြီးနာမည်မနေနာအဲ့လိုမျိုးရှိလေနော်အဲ့ဆိုအရင်ခေတ်ကလေးကဒီအာနာဇက်ပြင်းခဲ့တဲ့ဟာတွေကခုချိန်ကြီးကြံနေတော့မယ်ဒါခုခေတ်လို့တာလူတွေကပေါ့ပေါ့တန်တွေးနေကြတာမျိုးကွာနော်အဲ့လိုပုံစံမျိုးလေငါတို့လောကီဘက်ကနေကြည့်မယ်ဆိုလို့ရှိရင်ဒါလည်းဟိုအကြီးကဲအကြီးမှုပေါ့နော်အဲ့လိုနေရာမှာကိုယ့်ရဲ့ဘယ်လိုရမလဲဟိုအဖိုးဘွားဆိုတာတက်စားဘယ်လိုပြကိုယ့်ရဲ့ဦးကြီးတယောက်လို့ဟုတ်တယ်မလားကိုကလည်းအဲ့လိုမျိုးကိုယ်ွယ်မဟုတ်ပေါ့ကွာယိုသေးခါဝရပြပါမယ်ထဲမှာလေကြီးဖားနေရပေါ့အေးပေါ့အဖကြီးပေါ့အဘိုးကြီးပေါ့စသဖြင့်ပေါ့အယိုသေးအဲ့လိုမျိုးပေးရတဲ့ထဲမှာပါလာပဲနော်ငါမြစ်တာပို့ရင်တော့ပါရတယ်လေအေးလေမြစ်ဟုတ်တယ်နော်ကြားမင်းရေတနင်းယမမင်းရေမြေတနင်းပြည့်ရှင်မင်းဟုတ်တယ်ရေသက်ချရင်အလူတွေရေသက်ချရင်အဲ့ဒါတွေဖုံးကြီးရွတ်ပါဟုတ်တယ်ပြည့်ရှင်မင်းကသက်ထည့်ရွတ်ရတာအဲ့လိုမျိုးလေအဲ့ဒါတချို့ဟာတွေရှိသေးတယ်ဒါတော့နည်းနည်းပြောလို့ကောင်းမသိပြောလိုက်တချို့ဟာတွေဆိုလို့ရှိရင်ဘာလုပ်လို့မရဘူးလားလို့သိရမလားအဲ့လိုမျိုးလေမင်းလေးဟိုဘာလုပ်လို့မရဘူးလားညာလုပ်လို့မရဘူးလားအဲ့တော့ပြန်ပြောရင်ရန်ဖြစ်ရမှာဆိုလို့သိလားသူကငါတို့အဲ့နောက်မှာကွာဟိုအရန်ခက်ခဲတဲ့အပိုင်းတွေရှိရောသိလားခက်ခဲတဲ့အပိုင်းတွေဆိုတာဘယ်လိုပြောရမလဲသူ့ရဲ့စီးတွေဘောင်တွေကနားတွေရှိတယ်သူကလူများတွေပြောလိုက်တာလွယ်တယ်ဟာမင်းတို့ပညာရေးဘယ်တော့တက်ကြွယ်ပြနေတာဘာဖြစ်နေညာပဲလေမရဘူးပေါ်မှာအုပ်ထားတဲ့ဟာရှိငါတို့သဘောလားသူတို့ဘယ်လိုပြောမလဲသူတို့ယူတာမလို့ဒါတွေမသိဘူးလေဒီဟာကျသူတို့ပြောမှာဟုတ်တယ်အဲ့လိုမျိုးပေါ့နော်ဒါကျွန်တော်တို့စီးပွားရေးသမားပဲဖြစ်ဖြစ်လောကီစီရင်တက်ပညာလောက်ကြတဲ့သူတွေပဲဖြစ်ဖြစ်ဒါကျွန်တော်တို့ဟိုဘာတူလဲဟိုအောင်သမားကြီးဥအောင်ပြောခဲ့တဲ့စကားလို့ပေါ့ဗျာနော်ဗာလဲမင်းနဲ့လည်းမရောနဲ့မင်းကိုလည်းမဆန့်ကျင်နဲ့ဟုတ်တယ်ဆိုတော့ဒါကျွန်တော်တို့ဟိုစကားပြောတဲ့အထက်မှာအမှားတွေပါတွေလည်းပါကောင်းပါသွားနိုင်တယ်နော်ဆိုတော့တကယ်တမ်းဒါဟိုဘယ်လိုခေါ်မလဲအခုကြည့်နေတဲ့ပြည်သက်တွေရောဒါကျွန်တော်နားလည်အောင်ပြောပြတာပါလောကီအစီရင်အတက်ပညာနဲ့ရှင်ဘယုံပြန်လုပ်လို့ရတယ်ဆိုတာမြန်မာသမိုင်းမှာမရှိခဲ့ဘူးဟုတ်တယ်ဒါပေမဲ့အဲ့ဒါနဲ့ဒုံတွဲပြီးဒီမှာရှိရတဲ့တခုရှိတယ်ခေဆက်ဆက်ကမင်းနေတိုင်းလူဒီလောကီပညာနဲ့မကင်းဘူးဒါပေါ့လောကီပညာနဲ့မကင်းဘူးဆိုတာလောကီပညာကြီးကိုတယုံတစားကြီးဖြစ်နေရဘူးဆိုလို့ကျင်တာမဟုတ်ဘူးလောကီအစီရင်နက်ခတ်ဒလီထုံတန်နဲ့ကင်းနေတာမျိုးမရှိဘူးကတော့ပါအခုရှင်းလို့မရဘူးအခုလက်ရှိရန်ကုန်မှာတိုက်ဆောက်တယ်မင်းပွဲမပေးတဲ့တိုက်မရှိဘူးဟုတ်တယ်မလုပ်ရဘူးပွဲမပေးနဲ့ရေတွင်းတူမြေတောင်းနဲ့ပူတော်ရတာပဲမီးစက်နှိုးမရရင်တော့တစ်ဖက်လေးထင်ပြီးတော့နှိုးရတာပဲအဲ့ကျတကယ်နှိုးတာတော့ဟုတ်တယ်ဟုတ်တယ်မိုးတာလားအလူဟုတ်တယ်မောင်ရှင်လောင်းကိုနက်အပ်တာတွေပါတချို့ရှိသေးတယ်စောင့်ရှောက်တကယ်အဲ့ဒါတကယ်ကိုတွေးကြုံမှုမီးစက်လုံးဝနှိုးမရဘူးဘာဘလောက်ဆက်ပြင်ရတာလားနှိုးမရလက်ဖက်လေးတွေနှိုးတာပဲမီးစက်ကအဲ့လိုအခုမိုးရသည်အခုငါတို့ဆိုတာအခုလက်ရှိမှာဆိုရင်4လပိုင်း5လပိုင်းဟုတ်တယ်မလား4လပိုင်း5လပိုင်းနောက်ရှေ့တိုးလို့ရှိရင်ဒါမိုးရသည်ရောက်တော့မယ်မိုးရသည်ဆိုလို့ရှိရင်တိုက်ဆောက်မဲ့သူတွေကမိုးတားရတယ်ဟုတ်တယ်မလားမြေတွေပါတူးမယ်ဆိုမိုးကြရင်ဘာမှဆက်လုပ်လို့မရဘူးလေမိုးတားရတယ်ဒါပေမဲ့အဲ့ဒီအခုလက်ရှိကန်ထရိုက်ဆောက်တဲ့သူတွေကိုလိုက်ပြီးတော့မှမေးကြည့်မိုးတားတာကတကယ်ထိရောက်လားမထိရောက်လားထင်းဥပကုဋ္ဌပွဲတော့ပေါ့အဲ့လိုလောက်တာရှိတယ်ဟုတ်ဗျာတခြားအများကြီးမပြောဘူးကိုမြင်မှုရနော်ဟုတ်ဒီလောကီပညာဘာမှမဆိုင်ဘူးငါတို့ကဟိုဘယ်လိုခေါ်မလဲဒါဖျားတဲ့တန်ကရတနာမြတ်3ပါးနဲ့ပတ်သက်တယ်ကျွန်တော်တို့ဒီမှာဒါဇေဒီ၄မျိုးရှိမယ်ဓာတုဇေဒီဓမ္မဇေဒီဩရိဒဇေဒီပရိဘောဂဇေဒီစရှိရကျွန်တော်တို့ဒီလိုဇေဒီတော်ကြီးတွေတဲတဲ့တီထားကိုးဝယ်တဲ့အခါမှာတော့မြေနေရာရွေးရတယ်နက်ခတ်အချိန်ခါဖျားကြီးတော်တင်တဲ့အခါမှာညံပြင်ရတဲရတာတွင်းရတဲတွင်းရတော့တဲလို့မရဘူးအဲ့လိုမျိုးတွေရှိသေးတယ်အဲ့လိုမျိုးအဲ့ဆိုတော့ကျွန်တော်ကတခါကြက်လို့ရှိရင်အဲ့လိုကွန်မန့်တွေပါရေးရကွာကျွန်တော်အဲ့လိုဗီဒီယိုပဲတင်ပို့စီပဲတင်မင်းတို့ဘေးတွေယုံကြည်မရှိဘူးမင်းတို့လောကီတွေယုံကြည်မရှိဘူးငါးဘောင်းတွေကဖျားတဲရတာအဓိကအဲ့ဒီဖျားတရားသာအဓိကလောကီကိုယုံကြည်မရှိဘူးလို့ပြောတဲ့ကောင်တွေပဲသူ့မိမကလေးမွေးကနေရက်သွားတတ်ပြီဟာတော့လားမင်းလောကီပညာကိုမယုံဘူးဘေးနက်ခတ်တွေမင်းမယုံဘူးဆိုတဲ့ကောင်သူအိမ်အောင်ပြုရင်မင်းရက်လေးရတော့နည်းနည်းတော့ကြည့်လိုက်တာမင်္ဂလာဆောင်မရက်လေးမင်္ဂလာဆောင်မရက်တော့မင်းရွေးကိုရွေးအဲ့လိုမျိုးမလုပ်ဘူးဆိုတဲ့ကောင်တွေငါခေါ်နေတာအေးလားမင်းမယုံဘူးလားနက်ခတ်တွေပဲမယုံလားအေးလား
မင်းအိမ်ခုဘယ်လေးစောက်မှာပြောငါမကောင်းတဲ့နေငါရွေးပေးမယ်မင်းအိမ်နေစောက်ကြည့်တယ်ဘယ်လက်သမားဆရာမမလုပ်ဘူး ဟုတ်တယ် ဟိုလက်သမားဆရာတွေလည်းဒီလောကီကိုမဖယ်ဘူး မဖဲဘူးအဲ့လိုမျိုးဆက်ဆက်နေတာကွာသိလား လောကီထဲမှာလေသိလား အဲ့လိုမျိုး အဲ့မပေါင်းအပ်တဲ့သူတွေထဲမှာလေလက်သမားဆရာမကောင်းတဲ့လက်သမားဆရာမပေါင်းအပ်ဘူးနော် ဟုတ်တယ်နောက်တစ်ခုကပယံဆရာလက်သမားဆရာရမပြစ်နဲ့ ရမဖြစ်နဲ့ အဲ့အတွေ့အကြုံတစ်ခုရှိတယ်အဲ့လိုအရင်အဲ့နေမှာပဲစကိုင်းမှာပဲသူကဘယ်လိုလဲဆိုလို့ရှိရင်ပယံဆရာနဲ့ရန်ဖြစ်တာပယံဆရာအဲ့ဒါသူအချင်းမှတ်ပြီးတော့သူဘယ်လိုလုပ်ဆိုတော့ဒီလိုမျိုးနိုင်ရန်ကိုအချောတက်တဲ့နေရာမှာလေသူအချောမတက်ခင်အုပ်စီပြီးတော့တစ်ထက်အရင်ဆုံးလုပ်သေးတယ်တစ်ထက်အရင်ဆုံးဟိုဘီလက်မီနဲ့ပြေးလိုက်တယ်အကျန်းကန်ကန်လိုက်တယ်အဲ့လိုပြေးလိုက်တဲ့အခါမှာတော့ဘာလို့လဲဆိုတော့ဘလူးပုံဆွဲတာဘာအစီရင်မှမပါဘူးနော်ဘလူးပုံပဲတန်လျက်နဲ့ပဲဘလူးပုံလေးပေါ်သွားတာပြီးမှသူအပေါ်ကနေပတ်တိထက်ရိုက်တယ်စေးပြန်တော့တယ်ဟာလူနေလို့မရ ဩ အဲ့နေရာမှာတော့ဘလူးလဲဆိုဘာမှအစီရင်နေဘာတွေညာတွေကွာအဲ့လိုဥမာကတော့ဟိုဒါကတော့နီးပေးလမ်းပြောင်းနေဖြစ်သွားမလားမသိဘူးတုတ်တန်မြေယူထဲတာတို့တုတ်တန်ကတုတ်တန်ဒီအခေါင်းကတန်တွေမှတည်းအကုန်လိုက်နှုတ်ပြီးတော့မှအိမ်ဆောက်လို့စီရမှာထည့်ရိုက်တာတော့ဘတ်ဘတ်ဟဲ့လာသမားကနီးပေးလမ်းပြောင်းလိုက်လို့မလုပ်နဲ့နော်အဲ့လိုမျိုးလုပ်တာတချို့ဆိုမကောင်းတဲ့ကောင်တွေဆိုရင်ကွာအဲ့တုတ်တန်အဲ့လိုမျိုးအလောင်းတော့မှတော့ချက်ချင်းနဲ့ငင်ချတာမဟုတ်ဘူးနော်နည်းနည်းအဲ့လိုချပြီးတော့ရိုးကြနေတဲ့အလောင်းကတန်တွေကိုခွာပြီးတော့မှအဲ့လက်သမားတွေတန်ဘုံဆိုတာရှိရကွာဟုတ်တယ်မလားအိမ်တွေပါအရင်ဟိုနဲမှာကျတော့တန်နဲ့မရိုက်တာလीဟုတ်တယ်မလားတန်ဘုံနဲ့လင်းချောင်းဘောဆိုပြစ်ထဲကဟာအိမ်သွားပြီစီးပွားမတက်တော့သူတို့ကနေလို့မရတော့သူအိမ်6တယ်ဆိုတာလည်းရှိရလေအိမ်6တယ်ဆိုတာဥပမာအိမ်ထဲမှာတရေ6နေရအောင်ဆိုလိုချင်တာမျိုးမဟုတ်ဘူးအိမ်ကနေချင်းသပွဲမဖြစ်တာမပြောဘူးအိမ်ရဲ့ဘယ်လိုမှဆိုဆိုပြီးပြီးအေးဆိုပြီးပေါ့ဥပမာသူများအလဲလာရင်တော့မှတိတ်ကြမနေချင်ဘူးပေါ့အဲ့လိုပုံစံမျိုးတွေသွားတာကိုအဲ့လိုမျိုးရှိတာမျိုးပေါ့အဲ့ဆိုတော့အဲ့နေရာတော်တော်ရေးကြီးရဲ့ပယံဆရာနဲ့ရမဖြစ်တဲ့လက်သမားဆရာနဲ့ရမဖြစ်နေဆိုတော့ရုံမှချင်းလည်းအဲ့လိုလောကီနီးမှာလွယ်လင်းတစ်ခုလေးနဲ့မထင်မှတ်တော်ညာလဲပြုတ်လိုက်တဲ့အရာလေးတစ်ခုကပြဿနာအရင်ကြီးသွားပြီးတော့နောက်တစ်ချိန်မှာဒီအိမ်ကြီးကဘုံကတိုက်ထားတယ်လိုသေးရဲ့6ထားတယ်လိုမသိရင်လူပဲကျိုးသွဲချတက်တည်ထားတယ်လိုအခုလက်ရှိမှာကျွန်တော်တို့ရန်ကုန်မြို့ထဲမှာကိုလိုက်ကြည့်လိုက်တချို့အိမ်ကြီးတွေဆိုလို့ရှိရင်ဟုတ်တယ်အိမ်ကြီးအိမ်ကောင်းကြီးတွေနော်အိမ်ကြီးအိမ်ကောင်းကြီးတွေနော်ပိတ်ထားခဲ့တဲ့အိမ်တွေအများကြီးရှိတယ်ဟုတ်တယ်ဒါတွေမယုံရင်နောက်ကျောင်းကိုပြန်လိုက်ကြည့်လောကီပညာနဲ့ဟုတ်တယ်အဲ့လောကီကဘယ်လိုပြောမလဲလူတယောက်ကောင်းအောင်လည်းလုပ်ပြီးတော့စိုးအောင်လည်းလုပ်ပြီးတော့ဟုတ်တယ်အကန်လေးတစ်ခုပဲကွာ3နိုင်သေးပဲတဲ့မလားအဲ့လိုမျိုးရှိအဲ့ဘုရားဆိုရင်ဟိုပြောရမယ်ဆိုလို့ရှိရင်ကွာအခုလက်ရှိအစိုးရတွေဓာတ်ဆောက်တယ်နော်ဓာတ်ဆောက်တယ်လမ်းဖောက်တယ်ဟုတ်တယ်မလားနိုင်ငံတကာနိုင်ငံကိုအုပ်ချုပ်ရေးမင်းလုပ်နေတာအစိုးရအာဏာရှိနော်ငါလို့ရှိရင်လုပ်လို့ရတယ်စသဖြင့်ရှိတယ်ကွာအဲ့လိုမျိုးရှိတဲ့ဟာတွေတောင်မှလမ်းဆောက်မယ်ဆိုရင်ပွဲပေးရတယ်နေကောင်းရတာရွေးရတယ်ဟုတ်တယ်မလားတကယ်တိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်နေသူတောင်မှရက်ကောင်းရက်မြက်ရွေးပြီးတော့သူ့အချိန်ခါနက်ခတ်နဲ့လုပ်ရတာခါလေးနဲ့နော်အချိန်ခါနဲ့သူကလုပ်ကြတာဟိုကဘာမဟုတ်တဲ့ကောင်ကွာတယ်မလားရက်ကော့တဲ့ကောင်မင်းဘေးနေမယုံဘူးမင်းရက်တွေပါစိတ်ဝင်စားလို့ဆိုတော့မဖြစ်သင့်ဘူးဟုတ်ရှေးအဲ့ဒါမဟုတ်ဘူးအဲ့ဒီအခါလေးရှေးမြန်မာမင်းတွေငါတို့ခေါင်းလောင်းကြီးဆိုလေဒီအခါလေးနဲ့အခါလေးနဲ့လုပ်တာပဲနောက်တစ်ခုကဒီငါတို့မင်းတွေလက်ထက်ကိုပြန်ကြည့်မယ်ဆိုအမရပူရာနန်းကနေပြီးတော့မန္တလေးနန်းကိုပြောင်းမဲ့အချိန်မှာတောင်မှဟုတ်တယ်မလားတွက်ခိုင်းသေးတာပဲဟိုဘာတော့မင်းတို့မဟုတ်ဘူးဒီဘောမင်းတို့မင်းခေါ်ပါမင်းတို့မင်းလားဘာကြီးတော့မင်းလားဘာတော့မင်းဖြစ်မလားသမိုင်းတော့နည်းနည်းညံ့တယ်အဲ့ဆိုအဲ့ဒီမှာတောင်မှ तू ကတွက်ချက်ပြီးတော့မှ तू ကဒီမန္တလေးမြို့နန်းတီဖို့အတွက်ဒီ၄တောင်ဖြစ်ဖို့အတွက်ဟုတ်တယ်မလားတောင်တမန်အင်းရှိရမယ်သူအင်္ဂရက်တွေအင်းရှိရမယ်တောင်ရှိရမယ်သူရဲ့အချက်ချာနေရာဘိုးဒေသစသဖြင့်အဲ့လိုမျိုးနဲ့ယူဆတွက်ချက်ပြီးတော့မှဒီ ARD မြစ်ကြောင်းအတိုင်းနဲ့ရောဟုတ်တယ်မလားဘင်းရဲ့နန်းကနေထွက်ပြီးတော့ဗနက်မိနစ်လောက်သွားလိုက်တာနဲ့ဒီမှာမြစ်ကြောင်းနဲ့ချက်ချင်းအောက်မြမှာပြုတ်တန်းဆင်းလို့ရတယ်တိလားကျွန်တော်ပြောပြတာအခုမန်းလေးဆိုခေါင်းဝင်စိတ်မန်းလေးနေပြီးတော့နားနေပြီးတော့မှနိုင်ဝက်လောက်ဘုံဆိုင်ကနေမောင်းချလိုက်ခေါင်းဝင်စိတ်ကိုတန်းရောက်ပြီးခေါင်းဝင်စိတ်ကအရင်ကတော့လှေနဲ့လှေကနေတခါလေးမြေအောက်ကျောင်းဆင်းရန်ကုန်မြို့တဲထဲထိန်းလို့ရတယ်အဲ့လိုမျိုးပေါ့သူအစီအစဉ်တရားနေတယ်နော်ဒါလည်းတွက်ကိန်းချက်ကိန်းနဲ့ပဲကွာသူအဲ့လိုမျိုးသွားခဲ့ရတာပေါ့အဲ့လိုမျိုးဆိုတော့အဲ့ဒါတွေကဟိုးရင်မင်းကတကယ်ကိုဖုံးကန်ကြီးတဲ့မင်းတွေဒါအခုလက်ရှိဖုံးကန်ကြီးတဲ့မင်းတွေတောင်မှဒီလိုမျိုးအချိန်ခါနက်ခတ်တွေကိုတယိုတရီလေးစားနဲ့ပေါ့ကွာဟုတ်တယ်မလားဟိုရှေးထုံးလည်းမပယ်နဲ့ဆိုတဲ့အတိုင်းပဲပေါ့အဲ့လိုမျိုးနဲ့သွားနေကြတဲ့ဟာကိုဒီဘက်မှာကတချို့ဟာတွေကလို့ line ပေါ်မှာကြွယ်ရတာဘယ်လိုလဲမသိဘူးမလားဖះမတပါကိုးွယ်ရမရှိလို့ဖះတရားတန်ခါမဟုတ်ဖះတရားတန်ခါလောက်တာလို့အချိုးရလေးဥစားလေးလည်းမပယ်နဲ့ဒါလေးလည်းလုံးတင်နေသူ့အလေးနဲ့သူတို့ရေးပါတယ်ကွာဟုတ်တယ်မလားအဲ့လိုပုံစံမျိုးဘုန်းကြီးတွေတောင်မှမင်းလာပြင်းနေနဲ့လာခွင်နေနဲ့တော့ဘုန်းကြီးတွတ်ပြီးထုံသေးတာဟာဟုတ်တယ်မလားအဲ့လိုမျိုးဆိုလေအခုဒါကြောင့်အကြံပေးတဲ့သဘောတည်းနဲ့ပြောတာပါငါတို့ကောင်နေဆိုတော့ဟုတ်တယ်အခါတော့ပြီးအေးလေနော်ဈေးပေါ်လို့ခံတာမဟုတ်ဘူးဈေးပေါ်လို့ခံတာမဟုတ်ဘူးမြတ်စွာဘုရားရှင်ရဲ့ဖခင်မဲတော်တောင်မှမြတ်စွာဘုရားရှင်မွေးမဲ့ဟာကိုပုံနာနဲ့တွတ်တာလေဟုတ်တယ်ပုံနာတွေပါဆိုဒီဟိုဟာ
ဒီကတော့ဘယ်လိုခေါ်လဲငါတို့ပါဠိလို့ဆိုဘယ်လိုခေါ်လဲမြန်မာလို့ဆိုတော့ကတော့ဗမြတ်စွာဘုရားကိုကိုဝင်ရှိတယ်ထားပါတော့ပရိသေတည်တယ်အေးပရိသေတည်တယ်မြတ်စွာဘုရားရှင်ကိုရမေကြီးကိုပရိသေတည်တယ်ဆိုတဲ့အချိန်ခါမှာတောင်မှစင်နဲ့အိမ်မက်မတ်တဲ့ဆိုတဲ့နေရာမှာပုံသားတွေကိုမေးရတာဟုတ်တယ်မလားဟုတ်ကြလားအေးခုတော့ဒီဟာတွေကိုမေးရတာမေးတဲ့အခါမှာဟာဒါတကယ်ကိုစัจ java ရင်းမြင်ဖြစ်မဲ့သူဖွားမြင်ပါတယ်အမှန်တကယ်ပြောကောင်းဆိုကောင်းပြောတာဒါမြတ်စွာဘုရားရှင်ကိုရမေဖြစ်သွားတယ်ဆိုတော့ဒါစัจ java ရင်းမြင်ပဲဟုတ်တယ်မလားငါပြောတာ ခုပြရတယ်စัจ java ရင်းမြင်ဖြစ်မဖြစ်ဖျားဖြစ်မယ်အဲ့လိုပုံစံမျိုးပေါ့လောကကိုအလင်းဆောင်မဲ့သူကမမအောင်နော်ဘေးနေမှာလည်းအသုံးတော့ရေးကြီးသေးတယ်နလန်ပေးဟုတ်တယ်လေကျွန်တော်ဟောတာမမဟုတ်ဘူးအခုဗုဒ္ဓဖြစ်သွားတယ်ဒါလောကကိုလင်းဆောင်တာပဲမမဟုတ်အကဲမြတ်စွာဘုရားကချောတော်ငေါ့ကြီးမှာတရားမကျင့်မနဲ့မင်းစစ်တိုက်လို့ရှိရင်လည်းဟာဒါတိုင်းပြည်ကိုအုပ်ချုပ်မင်းလုပ်တာကျွန်တော်ဟောတာမမဟုတ်ဘူးလောကကိုလင်းဆောင်တာဘေးနေမှာလည်းဘေးတင်ဆရာတွေနော်မင်းလို့လိုက်မင်းကျိတ်ဆောင်တွေ့ဘူးပါလေဘာလဲတို့ဝလာမေးတယ်ရှင်တမီးရီးစားနဲ့အစဉ်ပြေချင်တာဆိုအမလီပြေရအောင်ဟောပေးတဲ့ဆရာတွေရှိတယ်ဟုတ်တယ်ဟုတ်အဲ့ဒါကြောင့်တော့ပတ်သက်နည်းမြောင်းမှာမူတည်အဲ့လိုမျိုးပတ်သက်တော့9000လောက်တင်လိုက်တယ်ဆိုတော့နည်းနည်းတမီးကိုနောက်ထပ်ဆရာရဲ့ရန်မှန်လိုက်တာဘာဖြစ်နေကြဖြစ်တယ်ရော့9000ဆိုအေးညီမလေးပြေးမှာမွေအမောင်းနဲ့ဆိုင်သေးတယ်ရှင်းပြမှာမင်းနေရတယ်ရရအကြီးကျယ်လုပ်ခဲ့တာရှိရတယ်ဟုတ်တယ်မင်းပြောင်းနေမှာဆိုရင်ရရကြီးလုပ်ခဲ့ရရှိသူတို့မင်းဖုန်းကိုကြပြီဆိုရင်သူတို့ရရအကြီးကျယ်လုပ်ဟုတ်တယ်ဒါလူတွေအနေနဲ့ဆိုလို့ရှိရင်လောက်တာပဲလေငါတို့ဆိုလေကိုတိုင်းဘေးင်းဆန်တော့နောက်မှတစ်ခါလီကတော့ပါအိမ်ဟောကမှာလူမလာလို့ရှိရင်ကျွတ်တော်ဘရသွားပြီမမင်းရရပြေးစီရတာပဲဟာမင်းအုံညွန့်ဝဲသားရအောင်အုံညွန့်မင်းငါတို့မတ်မိနေရအုံညွန့်9ညွန့်1000တော့မတ်မိနေပြီကိုရီလာမတ်မိနေဆရာရေလိုပဲလားအေးအုံညွန့်ပို့ဆန်ကွာကိုကနဲ့ကိုတော့ရရချီရတာအဲ့ရရချီရတယ်နော်ကိုဟာကိုတော့မှန်းတင်တာမဟုတ်ဘူးဒီလိုနေ့မျိုးသွားမင်းရရချီနောက်နေ့ပြန်လာဟောကမှာလူတန်းပြေးတယ်ဒါဟိုပွင့်လင်းပြပြတာငါတို့လည်းပွင့်လင်းမရှက်တတ်ဘူးသီလားဟိုဟောစားပြောပြီးတော့လည်းခံတာဟုတ်တယ်ဒီပညာတွေကိုကိုယ့်အတွက်ကိုမှကောင်းကောင်းမသုံးနိုင်မယ်။များအတွက်ကိုမှဟုတ်ပါဗျာကျွန်တော်ပြောပြမယ်အခုချိန်နေမျိုးလက်ဖွင့်ပေးတယ်တို့လာဘတိတ်တိမီးတိုင်ထုံးပေးတယ်တို့လက်ပွင့်နဲ့ဖျောင်းနိုင်ပေးတယ်သူတို့ကိုယ်တိုင်ကြွကြော်မှနေနေပဲနဲ့လို့မဟုတ်ဘူးသူများလက်လိုက်ဖွင့်တယ်တို့လုံးနေလေဟုတ်တယ်ဖွင့်အောင်လေဟုတ်တယ်စင်ပြေပြီဆိုတော့ကကျွန်တော်ဒီပညာကိုသူများအတွက်သုံးပေးလေအဲ့ဟို line ပေါ်မှာဟိုဟာလေးမာတီလေ marketing လာဟိုပိန်သေးကြော်ညာတဲ့အမျိုးသမီးလိုဖြစ်နေပိန်သေးကြော်ညာတဲ့အမျိုးသမီးလေသူရောင်းနေတာပိန်သေးတဲ့စီကြတယ်ပေါ့ကွာဒီလက်ဖက်ချက်ကိုတောက်လို့ရှိရင်စီကြတယ်ပေါ့တနေ့ကို2ခွက်ပုံမှန်တောက်ပေါ့သူကြည့်တော့ကောင်းပပွားကြီးနဲ့အဲ့လိုမျိုးပေါ့ဒါဗလိန်းတာတော့မဟုတ်လေသဘောထားပြပြတာပါကိုတော့အရင်ဖြစ်ရမှာသူကိုကြီးတွေ့တာကြိုက်တယ်လူတယောက်ပါမင်းလည်းရမ်းဆွမ်းထက်တယ်ငါလည်းရမ်းဆွတ်တယ်ဒါပဲအဲ့လူတယောက်ပညာရေးမင်းလိုင်းမှာအာမကျင်းနေအဲ့လူတယောက်ကိုမင်း4နှစ်တွင်ချမ်းသာအောင်လုပ်ပြီးလိုက်ဒီပေါအောင်လုပ်ပြီးလိုက်ဒါဆိုမင်းတက်တဲ့ပြန်လူ2ယောက်ပါတဲ့လားမင်းလည်းတယောက်ယူလဲငါလည်းတယောက်ယူဟုတ်တယ်မင်းလည်းအဲ့လူကြီးပေါအောင်လို့ငါလည်းကြီးပေါအောင်လို့ပဲဘယ်ကောင်ပူဆွမ်းတယ်လဲအဲ့ကြောင့် fight ညရှင်းပြီ reset ဒါကောင်းတဲ့နီလန်နဲ့အယူပေးတာဟုတ်တယ်အဲ့ဒါကခုနောက်ပိုင်းဆိုပိုဖြစ်တယ် TikTok ပေါ်မှာဟိုလူကဆရာကြီးပါညာ post တင်သွားဗီဒီယိုတွေရိုက်ဟာငါတို့မီးတွေဟိုပွဲတွေပြင်ဗီဒီယိုပဲရိုက်ငါတို့လည်းရိုက်တတ်တာပေါ့ဟဲ့ဘယ်လောက်ကုန်လဲရိုက်တတ်တာကိုရိုက်ရင်အကြီးကြီးတွေပြောလို့ရတာပေါ့ဟုတ်တယ်မလားတွန်းပြောလို့ရတယ်ကွာ line မော်ဟာပဲလေနော်ပြောလို့ရတယ်တကယ်တမ်းပညာပြိုင်ရင်မင်းစင်ထိုးလိုက်လူ2ယောက်ခေါ်ဟုတ်တယ်တက်ခဲ့လူ2ယောက်အေးမင်းကလည်းအဲ့တယောက်မင်းတစ်နှစ်တွင်ကြိုက်ဆုံး၄နောင်ရွေးလိုက်မင်းလည်းကြိုက်မြန်ခေါ်လာခဲ့တယ်မင်းဒီလူတစ်နှစ်တွင်တိုးတက်အောင်လုပ်ပြီအေးမင်းကလည်းမင်းပညာနဲ့ဒီလူကိုတိုးတက်အောင်လုပ်ပြီတစ်နှစ်ပြည့်တဲ့ခါကျလို့ရှင်အဲ့လူ2ယောက်ရှင်ကြည့်လိုက်ဘယ်ကောင်တိုးတက်တော့တိုးတက်တဲ့ဆရာနိုင်တာပဲတိုးတက်တဲ့လူနောက်မှ reset กว่าဆိုတော့ logic ပညာတွေပြော logic ဆရာတွေပြောနေတာမင်းပညာပြိုင်ရင်အဲ့လိုပြိုင်အားချောင်းနေတယ်ကွာသိရမလားအဲ့လိုတခါယောက်ျားကြီးတက်မင်းနဲ့အားချောင်းတယ်ကွာအဲ့လိုမကျင်းတဲ့အပြင်မှာချင်းထိုးလိုက်ကွာနော်ယောက်ျားချင်းလက်သီးနဲ့ထိုးလိုက်ဖျောင်းနိုင်တယ်ထုံးနေနဲ့မီးဖျောင်းလိုက်ကုန်နေအုံးသေးတွေကုန်နေအုံးသေးတွေကုန်နေအုံးသေးတွေပွဲနဲ့ကောက်တိုက်မနေနဲ့အဲ့ပွဲတိုက်ရတယ်တခါလေးချင်းရှိသေးငါတွေးမိအောင်ကွာဘယ်လိုလဲဆိုလို့ရှိရင်ဟိုမပြောပွဲအုံပွဲတယိုတလေးတစားဆက်ဆန်ခြင်းတဲ့ခါမှာကြာရင်ဖះကမ်းမှာဥထိပ်ပန်ထားပြီးပွဲကြီးကိုကိုင်းပြီးတော့မလို့ပွဲကြီးကိုတိုက်ပြီးတော့ဥထိပ်ပန်ထားပြီးတော့လှုပ်တယ်သူတို့တောင်းရင်လေပွဲကြီးနဲ့တော့ပွဲကြီးနဲ့တောင်းဟိုလှုပ်တယ်သူတို့နည်းနည်းအစင်မပြေတဲ့ခါကျတော့ဘာလို့လဲဆိုပွဲတွေစောင့်ကန်ဓမ္မတွေနဲ့ခုတ်အဲ့လိုတွေလည်းတစ်ခါလေးကြားလည်းရှိသေးတယ်ဆိုတော့အဲ့မှာလည်းရှိပါတယ်ပွဲမောက်ပွဲလန်ဆိုတဲ့ပညာရက်ကလည်းရှိပါတယ်သို့တော်ညာလည်းဒါကြောင့်မလို့ तू လက်ဝဲလို့ပြောတာလေတဲ့မလားဒါလက်ရမှာတော့ဥထိပ်မှာထားတယ်သို့တော်ပွဲရဲ့တမိုင်းချောင်းကိုကျွန်တော်လိုက်ပြီးလေ့လာကြည့်တဲ့အချိန်မှာပထမဦးဆုံးကျွန်တော်တို့ပွဲတွေဆိုတဲ့ပေါ်လာတဲ့အချိန်မှာကျွန်တော်ငါပြောသေးနှစ်ဖီးအုံးသီးတစ်လုံးပဲရှိတယ်ငါပြောသေးတစ်ဖီးကိုလက်အုပ်တစ်ခုနှစ်ဖီးကိုတစ်လုံးဒီသူကဒီအုံးသီးတောင်မှာသူကကြွတ်မီးကိုဒီနောက်ကဒီစပင်ပေါ့နော်သူကနောက်ခုထားလာသူအဲ့လိုကြွတ်မီးနော်အဲ့ဒါသူက
နောက်ထပ်တစ်ခုကကျွန်တော်ဒီအုံးသီးကိုပေါ့နော်ဒီဘယ်လိုခေါ်မလဲအညာကိုဒီနောက်မှာထားပြီးတော့ကျွန်တော်တို့ဒီအရှေ့ပိုင်းကိုသူဖြတ်ကြည့်လိုက်တဲ့အချိန်မှာဒီအပေါက်၃ပေါက်ကဒီအရှေ့မှာမြန်မာယူပေါ့နော်မြန်မာယူဒါအပေါက်ဟုတ်တယ်အပေါက်၃ပေါက်တော့ဒါမျက်နှာဒီဘက်မှာတို့အိန္ဒိယယူဆမှာကျတော့အဲ့လိုမဟုတ်ဘူးရှင်ရှိပါပေါ့ရှိပါကျတော့သူမျက်လုံး၃လုံးကိုအဲ့၃ပေါက်ကိုသူယူတာဒါလည်းသူတစ်မျိုးပေါ့ဒါယူဆဒါစပေါ်လာကစားမှသူကဒီလိုလက်အုပ်ချီထားတဲ့ပုံစံကြော်ပွဲဆိုတာဘာဖြစ်လို့ငါပြောသီးအုံးသီးကိုရွေးလဲဆိုငါပြောသီးကဘယ်ဟာသီးရှာရတယ်အုံးသီးဘယ်ဟာသီးရှာရတယ်ဟုတ်တယ်လွယ်လင်းတကူရလာတဲ့ပစ္စည်းကိုဂါရောဆမင်္ဂလာအနေနဲ့ကျွန်တော်တို့ဒါလူကြီးသူမတွေကိုကြောကြတယ်နော်ဒါကျွန်တော်တို့ယူတည်သမှုကိုထုတ်ဖော်ပြသတဲ့နေရာမှာ၃ရင်းနဲ့မှတစ်ဆင့်ကျွန်တော်တို့ဒီမမြင်အပ်တဲ့ပုံကိုယ်တွေကိုကျွန်တော်ယူတည်သမှုမှာပြသကြဟိုရင်တော့ကျွန်တော်တို့ net တွေပါတယ်ပူဇော်ပတ်တာမှာလက်ဖက်တရုပ်ကွန်းတရားတဲ့လက်ဖက်တရုပ်ကွန်းတရားနဲ့လည်း net ဆက်လို့ရတယ်ခြေကိုင်းတနာဘွေးရနေတာဘူးပြလာတာဟုတ်တယ်ဟိုဒါဒီကွာပြည်ရှင်များကိုလည်းပလိန်းတာမဟုတ်ပါဘူးဒါဟိုကျွန်တော်အမေဆိုလို့ရှိရင်အရင်တုန်းကသူကကျွန်တော်ဆိုလို့ရှိရင်မြင်းပြူရှင်နဲ့ဆက်ဆက်တဲ့ဟာပေါ့နော်ကျွန်တော်တို့ရဲ့ဒီဆွေစဉ်မျိုးဆက်ကမြင်းပြူရှင်နဲ့နည်းနည်းအပတ်သက်ရှိတယ်ပေါ့ဗျာဟိုnet line တော့ကျွန်တော်တို့သိတော့နားမလဲပါဘူးရိုးရခုံပါပေါ့အဲ့လိုမျိုးရှိတယ်ဟုတ်လားအဲ့လိုမျိုးရှိတယ်ပေါ့အဲ့နေရာမှာသူကဘလို့ဆိုတော့အိမ်ကအမေကအိမ်အောင်ကြတော့တခြားမျိုးမှာအိမ်အောင်ကြတာဖြစ်တဲ့အတွက်ဒီမြင်းပြူရှင်ပွဲကျင်းပတဲ့ခါမှာကြာလို့ရှိရင်မသွားနိုင်တဲ့ခါကျတော့သူကအိမ်ကအမေကဘလို့လုပ်လို့ဆိုလို့ရှိရင်သူကလူရှင်းလေးပဲသူကစတီးလေးမှနေပြင်လိုက်တယ်လက်ဖက်လေးကွန်းလေးစလိတ်လေးပြီးရင်ဖျားရလေးထွန်းနေအမွှေးရလေးထွန်းနေအိမ်ကနေလမ်းပြီးတော့ရေးသားပြီအိမ်ကနေလမ်းပြီးတော့မှပူဇော်တယ်အယိုသေးပေးတာပေါ့ကွာနော်အဲ့လိုပုံစံမျိုးပေါ့ဟိုနတ်တွေကူတော့ကိုးကွယ်လို့တော့မဟုတ်ဘူးနော်ဟိုဂါရောစာနီးပါတော့ဆိုတာပဲဥမာနတ်တွေဆိုတာကလည်းအေးပေါ့နတ်တွေဆိုတာကလည်းကျွန်တော်တို့အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ထက်တက်ကြီးဘွားကြီးတွေနော်ကိုဦးကြီးဟိုဘလို့ကိုအေးပေါ့ကိုယ့်ရဲ့ဦးကြီးဘိုးကြီးပေါ့အဖွားကြီးပေါ့အဲ့လိုပုံစံမျိုးအနေနဲ့ထားပြီးတော့မှကိုကလိုရင်အကူကြီးလေးတောင်းတာပေါ့ကဲအဖွားလောက်ပါအောင်နော်ဘယ်လိုလေးရှိတယ်နော်ခမရတို့ဒီလိုလေးပြပြလေးလေးတော့လုပ်ကြနော်ဒီလိုလေးတွေရှိတယ်ကိုကအဲ့လိုမျိုးတွေသွားတာပေါ့နော်အဲ့လိုမျိုးရှိမယ်အဲ့ဆိုအိမ်ကအမေဆိုလို့ရှိရင်လည်းအဲ့လိုမျိုးလေးတွေသူကတက်နိုင်တဲ့ဟာလေးတွေပေါ့နော်အဲ့လိုတွေနဲ့ဆက်ပြီးတော့မှဟိုဂါဝရအိမ်ကနေပြီးတော့လှမ်းပြီးတော့ဂါဝရပြုတဲ့ပုံစံမျိုးလေးတွေသွားကြရမျိုးလေးရှိတယ်လိုတယ်ဗျဟုတ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ဒီခုနောက်ပိုင်းမှာပေါ့နော်ကျွန်တော်တို့ဒီခစ်တွေပြောင်းလဲလာရင်မြန်မာငါတို့ကတိတ်ပံခစ်ကြီးဆိုပြီးရောက်တဲ့အချိန်မှာ21ရာစုကိုရောက်လာတဲ့အချိန်မှာရိုးရာကိုပယ်တယ်ရိုးရာနက်ကဘယ်လိုစဖြစ်လဲဆိုတော့ဒါဟိုပါပေါ့နော်ပထမဆုံးကျွန်တော်ဥမာဆိုပါစို့ဒီတစ်ပင်ရဲ့ net ကြီးကိုလင်းနေမြန်းနဲ့သွားကြတော့ရတယ်မိသားစုလေးကိုစောင့်ရှောက်ပေးပါဘာညာဆိုတော့တားလေးမွေးလာတယ်သမီးလေးမွေးလာတယ်အဲ့သားလေးနဲ့သမီးလေးကခေါ်လာပြီးဒီ net ကြီးကိုစောင့်ရှောက်ပေးပါဆိုတော့ net ကိုပြရင်နဲ့အဲ့သားနဲ့သမီးကမှသားကလည်းဟိုဘက်ကမိန်းမတယောက်ကောက်ယူတယ်သမီးကလည်းဒီဘက်ယောက်ျားတယောက်ကောက်ယူတယ်အဲ့မိသားစုနှစ်ခုကတခါပြန်ပြီးတော့ထပ်ပြအဲ့လိုနဲ့ဆွေမျိုးတွေပွားလာတဲ့အခါမှာဒီဆွေစဉ်မျိုးဆက်ကြီးတစ်ခုလုံးကိုသူကစောင့်ရှောက်လာခဲ့တဲ့ဒါရိုးရ net ဆိုတာရှိတယ်ဒီပုဂ္ဂိုလ်ကလည်းဒါသူ့ကိုလက်ဖက်တရုပ်ကွန်းတရားလေးနဲ့တိမှတ်ပြုတ်ပွေးအောင်လေကိုရီကိုစောင့်ရှောက်လာတယ်ဒီဘက်ခင်မှာရိုးရကိုပယ်လိုက်တဲ့အချိန်မှာကျွန်တော်တို့အခုပယောဂတွေစစ်တဲ့အခါမှာရိုးရတိုက်ကြီးမိတာများတယ်အင်ဂျင်နဲ့မလဲသူ့ဘဝပြပြနဲ့စောင့်ရှောက်လာတယ်အေးဟုတ်တယ်နော်သူလက်ထက်ကျမှတော့ပြောတောင်ပြောမခံချင်ဘူးအေးဟုတ်တယ်နော်အဲ့လိုမျိုးရှိတယ်ဟိုအဓိကတော့ကတော့သူ့နေရာလေးနဲ့သူသွားတာကောင်းတယ်နော်ငါတို့မြန်မာလူမျိုးတွေဖြစ်နေမဲ့အတွက်မြန်မာလူမျိုးတို့မြည်သည်ရိုးရဒလေးယဉ်ကျေးမှုအလေးအထတွေနဲ့ဆက်နေမှာဖြစ်တဲ့အတွက်ကြောင့်ဒါတွေကပယ်လို့ဘယ်လိုပြောမလဲကောင်းပယ်လို့လည်းမကောင်းဘူးကွာတင်မလားဟိုအရန်ကြီးကိုးကွယ်ကိုင်းဆိုင်သွားကြရင်ကြလည်းမကောင်းဘူးဆိုတော့ဘယ်ရမဆိုကွာဘဲလန်လေးဖြစ်နေဖို့တော့လိုတယ်ပေါ့နော်ကျွန်တော်တို့ဘေးနေမှာဆိုလည်းသုံးတဲ့စကားရှိပါတယ်ဘေးနေကိုလည်းမေးရာခိုင်နှုန်းကြီးမယုံနဲ့ကျွန်တော်ဆိုအဲ့ဒါပြောတယ်မကျွန်တော်လည်းရာခိုင်နှုန်းကြီးမယုံနဲ့ကျွန်တော်လည်းလူပဲမှားနိုင်တယ်အဲ့ကြောင့်မို့တချို့ဧည့်သည်တွေပြောတယ်ရေတရားဆိုတာကန်ထောက်ပံ့ပဲမဟုတ်ကန်ထောက်ပံ့ဟုတ်တယ်အဲ့လိုပြောတာဟိုကျင်းစီဖြစ်ရမယ်လို့ငါတို့မဆိုဘူးအဲ့ကန်ထောက်ပံ့မယ်ရှင်းဦးငါတို့လည်းမသိဘူးဥမာအိမ်ချိုင်မြေရောင်းနေဆိုပါဆိုရေတရားလုပ်တယ်ဆိုဘယ်ချိန်ရောင်းထမ်းမလဲမေးငါမဖြေတယ်ဟုတ်တယ်ဟုတ်မဟုတ်ရေတရားဆိုငါတို့စမ်းလုပ်ကြည့်ရတာလေနော်လုပ်ကြည့်ရတာဟိုလုပ်တယ်ဆိုတာအစင်ပြေနဲ့ပြေသွားမယ်မပြေနဲ့မပြေသွားဘူးဟုတ်တယ်မလားပြေတယ်မပြေဘူးနှစ်ခုပဲရှိမှာခုနပြောသလိုတင့်တော်တဲ့ဓာတ်ကလေးကိုပေးလိုက်ရအေးပေါ့အဲ့လိုပုံစံမျိုးပေါ့ဆက်တဲ့ဟာလေးပေါ့ငါတို့ကဒီရေတရားကိုလုပ်လို့ဒါဖြစ်မှာမယ်ဆိုတဲ့ဟာမျိုးငါတို့အာမဘန်းကြီးမခံနိုင်ဘူးမှန်မှန်ကန်ကန်သွားနေတဲ့သူတွေတယောက်နေနေပေါ့နော်ဒါပေါ့မှန်မှန်ကန်သွားနေတဲ့သူတွေတော့မင်းဗစတက်ချက်ပြောနိုင်တာပဲအမ3လတွင်ရောင်းထပ်မယ်6လတွင်ရောင်းထပ်မယ်မတော်ကွာတစ်ပတ်တွင်ရောင်းထွက်သွားလဲညိုကွာအမြတ်ပဲဟာမင်း3လပြောတာတစ်ပတ်တွင်ရောင်းထွက်တာဟုတ်တယ်မို့လား5% တော့10% တော့เนาะအဲ့လိုတွေရှိသေးရနော်ရေရောင်းထပ်မယ်ဆို330တော့အရင်340တော့ဟာပွဲသားခါတော့330 40မရောက်ဘူးဘင်းစရာရေရောက်တော့လုပ်ပေးကောရေရောက်ကျွန်တော်တို့ကတော့ပယောကကုတိုင်းနဲ့ပတ်သက်ပြီးတော့လေကျွန်တော်တွေ့တယ်ဒါဘယ်ခိုင်းတော်ရဲ့လို့တော့မပြောလို့ပါဘူးများသောအားဖြင့်ပယောကကုတယ်ကုတဲ့အခါမှာဘာဖြစ်လဲပေါ့နော်မင်းတို့ဘယ်သူကြီးကလာပြီးတော့ဘာလုပ်လိုက်စမ်း
ဘယ်သူကြီးကလာပြီးတော့ဘာလုပ်လိုက်စမ်းလက်ဝဲကိုသိန်းလက်ရကိုသိန်းလမိုင်းကိုနားလေလက်ဝဲကိုသိန်းလက်ရကိုသိန်းလမိုင်းဆိုတာကျွန်တော်တို့အခုပယောကလာကုတဲ့အချိန်မှာဒီပယောကဝင်လာရှင်ကျွန်တော်တို့ဟိုသူ့ရဲ့အသက်နဲ့ခံတာကိုတရားကိုလည်းအခန်းရတယ်ကိုယ်ကိုလည်းခဏငှားရတယ်ပေါ့နော်မင်းကုသခွင့်ပြုလားပြုတယ်သူကိုနိုင်နှုတ်ဖျားခွင့်ပြုတဲ့အရာကျွန်တော်ပြုတဲ့အခါမှာကျွန်တော်တို့ကဒီဂိုင်းတော်ရဲ့အမိန့်တော်ပြန်တန်းတွေဘာတွေရွတ်လိုက်တဲ့အချိန်မှာဘေးနားမှာလက်ဝဲကိုသိန်းလက်ရကိုသိန်းလို့ခေါ်တယ်ကျွန်တော်လမိုင်းနေပေါ့ဒါကလည်းဘာဖြစ်လို့ဂိုင်းပညာအဲ့နေရာကျတော့တာတယ်ဗျဒီဂိုင်းတော်ကိုစောင့်ရှောက်ပြီးတော့ဂိုင်းတော်ကမှတဆင်အနှံထားတဲ့ဟာတွေကကျတော့ကျွန်တော်ခုနပြောသလိုပေါ့နော်ကိုနှုတ်ကတော့ပြောလိုက်ကြဗျာသူ့ပိုင်ဂျိုးနဲ့တုတ်လို့ပါဘူးဒါတချို့ခုနာမည်ကြီးနော်ဟိုတို့ဂိုင်းတော်ကြီးဖြစ်တဲ့ဟိုရွှေရင်ကျော်ခိုင်းတော်ကြီးဆိုလို့ရှိရင်တစ်ချိန်ကတော်တော်နာမည်ကြီးခဲ့တာဘယ်လိုနာမည်ကြီးခဲ့ရွှေကျော်ခိုင်းတော်ဆိုကျွန်တော်ဂိုင်းကပ်ပြလို့ရှိရင်ရင်တော့ဆိုကားတော်လက်ကားစီခိုင်းတာဟုတ်ခုနောက်ပိုင်းရွှေကျော်အိစာတရားမေဒီစေခိုင်းတော်မြက်ကြီးကဒါတကယ်ကောင်းမွန်တဲ့လုံးဝအသက်ခွဲထုတ်ထားတဲ့ဂိုင်းတော်ကြီးဖြစ်ပါလျက်နဲ့ပေါ့နော်လူပေါင်းစုံတွင်းမိတဲ့အခါကျတော့ခုနောက်ပိုင်းဂိုင်းတော်ကြီးရဲ့နာမည်တော်တော်ပြက်နေပြီဆိုတော့ဒါများသောအားဖြင့်အဲ့လိုမျိုးပယောကကုတဲ့အခိုင်မှာကျွန်တော်တို့တွေ့ရတာလေးတွေကဘာလဲဆိုတော့သူပြင်ကျွန်တော်လက်ဝဲပညာရှင်တိုင်းအမေရင်ကြော်နဲ့မကင်းဘူးမင်းတို့ရေရင်ကြော်ခေါ်လိုက်ဘာညာဆိုတော့ရင်မောင်တက်မိပြောနေတယ်နောက်ဟိုနေရာဟိုနက်ကလာခဲ့စမ်းဒီနက်ကလာခဲ့စမ်းပေါ့နော်38မင်းနေရောနောက်ထပ်ဒီခြားသောနက်တွေရောပေါ့နော်နေနဲ့ငါနဲ့ပြောနေတယ်ဒီကိစ္စကြီးကအဆင်ပြေရလားမပြေဘူးကွာဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကိုယ်တိုင်အခုဒါကျောင်းဆရာဦးနဲ့တောကူတော်တောင်ကူတော်ဘာညာတော့ဒိဋ္ဌန်ကြီးထွက်တဲ့အခါမှာကျွန်တော်တို့ဆရာရဲ့အဖိုးဖြစ်တဲ့ဒါတန်လင်းအဖိုးဦးဝင်းရွှေကိုယ်တိုင်မှာလဲမြို့ဝင်မြို့ထွက်နေဝင်မြို့ထွက်ရွာဝင်ရွာထွက်ဂယုစိုက်ပါခွင့်တောင်းပါဟုတ်တယ်သူ့ရဲ့ဆိုင်ရာသူ့နေရာကိုရောက်ရင်သူ့နေရာကိုခွင့်တောင်းရတယ် ဒီ level လေးတွေပေါ့ပန်ကြားမှာဟုတ်တယ်ဟိုလက်အသိပေးတာပေါ့ညီတို့ခီးတွေပါသွားနေတယ်လို့ပဲလေမျိုးဝင်ပြီးဟုတ်တယ်ဟွန်လေးပြီးပြီးရိုးသေးကျွန်တော်လာပြီကွာဘယ်လိုပြောမလဲဟုတ်လာတယ်ပေါ့သူတို့နေပြီကွာခဏဖြတ်တန်းဝင်ပြပါခဏနေထိုင်ဝင်ပြပါဒါအခုငါတို့ပဲသွားဟိုအဲ့ဒါကျွန်တော်မှဒုံးတယ်တခုရှိတယ်ကျွန်တော်ဆိုမန်လေးခဏသွားမန်လေးမှာဘင်းသွားဟောမန်လေးမှာဘင်းသွားဟောပြီဆိုလို့ရှိရင်မန်လေးအပိုင်နဲ့ကျွန်တော်ပတ်သက်ဘာလို့ဆိုမန်လေးမျိုးတွေမှာကျွန်တော်ဟောတဲ့ဟာတွေကျွန်တော်လုပ်ပြီးတဲ့ရတရားသို့မဟုတ်အဆောင်တွေအစီအရင်တွေစီလို့စီပေါလို့တာတွေပဲဖြစ်ဖြစ်ဒီမန်လေးမျိုးတွေမှာကျွန်တော်အခြေပြုပြီးတော့မှလောက်ကင်နေရတာဖြစ်တဲ့အတွက်ကြောင့်ဟိုးရင်တိတ်ဘဝတော့ငါဒီမျိုးဒီနေရာဒီဒေသတွေမှာဘာတွေဘလို့တွေရှိကြတယ်ဖြစ်ပျက်ခဲ့ဆိုမသိဘူးဆိုတော့လောဆယ်မှာတော့ဖျားပွင့်တာတော့မှကြာလာပြီဒီဖျားမပွင့်ခင်ရှေ့ကဒီကကုတန်ကောလောင်ကတ္တဗဂေါတမစသဖြင့်တော့ဒီလိုမျိုးဖျားရှင်လက်ထက်တီကလေးကဒီနေရာကြီးကဥမာအရင်ကတော့တင်ញိုင်ကုန်းကြီးဖြစ်ကောင်းဖြစ်မယ်ကတော့ပါဟုတ်တယ်မလားရှင်ဘရင်နန်းဆောင်ကြီးလည်းဖြစ်ကောင်းဖြစ်ခဲ့မယ်ဘုံကြီးเจ้าတွေလည်းဖြစ်ကောင်းဖြစ်ခဲ့မယ်ဆိုတော့ဟိုးရင်ရှေးဘဝအတိတ်ဆက်ဆက်ကဒီနေရာကိုမှီတွင်းနေထိုင်ကြခဲ့ရတဲ့သူတွေကမကျွတ်မလွတ်တဲ့ဟာတွေလည်းရှိသေးတာပဲဆိုတော့ကိုကကျွန်တော်ဆိုမန်လေးရောက်ပြီဆိုတာ ਨੇ အရင်ဆုံးမန်လေးဘူဘူကြီးဒါအခုလောလောဆယ်မှာဟိုဖြစ်တယ်မန်လေးဘူဘူကြီးခွင့်တောင်းရတယ်ဘူဘူကြီးခင်ဗျာကိုကတလေးတစားနဲ့ပေါ့ဆိုလို့ရလောက်ချီမှာကိုဝိတ်နေတာမျိုးတော့မဟုတ်ဘူးတိုးတော်ညာလဲအယူသေးပြီးတဲ့အနေနဲ့ဘူဘူကြီးဗျာဘူဘူကြီးအပိုင်ဟုတ်တယ်မလားမန်လေးမြို့ဒါဘူဘူကြီးအပိုင်ကိုရောက်ပြီဆိုတော့ကျွန်တော်ပေါ့နော်ကဲကျွန်တော်နေထူးသည်ဒီမန်လေးမြို့အတွင်းမှာဒီဘေးနေရရဟောပြောတာတွေအဆောင်စီရင်တွေပြုလုပ်တာမျိုးတွေကိုကျွန်တော်ဒီမန်လေးမြို့အတွင်းမှာလုပ်ပေးမှာဖြစ်ပါတယ်ကျွန်တော်ခွင့်ပြုပါလိုအပ်တာရှိရင်လည်းကူညီပေးပါနော်ဒီလိုလေးပေါ့ခွင့်ပန်နေပေါ့ဗျာနော်အဲ့လိုလေးတွေသွားရတာပေါ့ဟိုဒီကိုနေရင်တော့ဆိုအဲ့ဘဲရောက်အဲ့တမျိုးလုံးမှာကွာဘဲရောက်ဟိုအချင်းလေးရောက်တယ်မန်စီဖြစ်သည်အဲ့ရောက်တဲ့သူတို့မျိုးမှာရှိတဲ့အဓိကအထင်ကြီးဖះအောင်ရင်ဆုံးသွားတယ်ဟုတ်တယ်ဒါငါတို့ရဲ့ညီကူနှစ်ယောက်ထုံးတယ်ဒါတချို့နေရာဆိုလို့ရှိရင်ဒါကျွန်တော်စားသူတော်ရှိသေးတယ်လေမြို့မှာစောင့်တော့9မျိုးရှင်နယ်မှာစောင့်တော့မြင်းဖြူရှင်ဟုတ်တယ်မြင်းဖြူရှင်တော့ကျွန်တော်4မျိုးရှိသေးတယ်ခွာပြူခွာနီခွာညိုခွာနဲ့ဆိုခွာနဲ့တော့ခွဲသေးတာခွာပြူဆိုတာရွှေဘိုချုပ်ဒါခွာနီဆိုလို့ရှိရင်ဒါရေစကြိုချုပ်ဟုတ်တယ်အဖြူခွာညိုဆိုလို့ရှိရင်ဇီးကြောနောက်ခွာနဲ့ကြော်တလိုင်းဆိုတော့လော့လေသူဟိုဆက်ဒီဆက်ကရင်နဲ့ဗမာကလားနဲ့အဲ့လိုရှမ်းအဲ့လိုမျိုးလေးအဓိကဆိုလို့ရှင်တာတော့ဗျာသိမလားကိုကနိုင်နေပိုင်နေထားပါအောင်ပြီအောင်တော့မလေးမစားတော့မလုပ်ရဘူးဒါပေါ့ဘာဖြစ် respect ရှိရဥမာကြီးတွေလေဥမာကျွန်တော်ကိုစမိုင်းကိုလာလဲဘာဖြစ်ဖြစ်ကိုကသူများအိမ်ကိုရောက်သွားတယ်ဆိုရင်သူများနေကိုရောက်သွားတယ်ဆိုရင်သူ့ကိုတော့ respect နေနဲ့အရင်ဆုံးလေး respect ထားရမယ်ဗျာဟိုကျွန်တော်ခေတ်စကားလေးပြပြ respect ရင်ပေးရမယ်ကိုကနိုင်နေဆိုတိုင်းသွားဖြစ်ရင်အကယ်၍များကို၌ကကန်အကြောင်းမလှပြီပေါ့နော်ကန်နေနေသည်ရှိတော့ဒီကောင်းနဲ့လာပါမင်းစောင့်နေပါနိုရထားမင်းအောင်ကျွေးပြုတ်ခဲ့ပြီးရှောသွားတယ်အေးလေအဲ့လိုနိုရထားမင်းဆိုလို့ရှိရင်ဒါသာသနာပြုမင်းဒါတမိုင်းမှာဟုတ်တယ်လူပုဂ္ဂိုလ်တော်ဖြစ်တယ်ဒါဆိုကျွန်တော်တို့ပယောကကုသတဲ့အခါမှာဥမာဆိုပါစို့ဗျာဒါကိုနေတူအိမ်ကိုကျွန်တော်တက်လာတယ်ဟုတ်တယ်ခင်ဗျာဘာဖြစ်ညာဖြစ်ကျွန်တော်အားပါဆဲမယ်ခင်ဗျာခွင့်လွန်မလားဟုတ်တယ်ဒီလိုပဲလေဒါသူ့နဲ့ရောက်လာပြီခက်တီနဲ့သူ့ကိုအမိတ်ပြန်တန်းထဲမှာထည့်ပြီးတော့ကင်နေတဲ့
လူတွေလည်းရှိတယ် ဟုတ်တယ် ကိုရမှာပြောထားတဲ့လူတွေထောင်းငါပိုင်တဲ့ထဲမရောက်သေးလို့ ဟုတ်တယ် ရောက်လာရင်ဒုက္ခရောက် ဟုတ်တယ်အဲ့လို ဆို မျိုး တော့ဒါများသောဖြင့်ဆရာကြီးစင်ញင်သိနေပေါ့နော် အေးပေါ့ဟိုဒါကျွန်တော်တို့ကဘလို့မှပြောနေရတော့မဟုတ်ဘူးဒါအပြုသဘောဆောင်တဲ့စကားပါနော်အဲ့တော့ အတွေ့အကြုံပြော အေးပေါ့အပြုသဘောဆောင်နေချင်တာပေါ့ဒါအခုဒီဟာနားထောင်နေထင်မှငါတို့ဆရာကြီးလေးပိုင်းပါမယ်ဟုတ်တယ်မလားငါတို့ထက်အကြီးကြီးတွေပိုင်းပါမယ်ငါတို့ထက်ဝါရင်းတဲ့လူတွေပိုင်းပါမယ်သို့မဟုတ်ဝါနုတဲ့သူတွေဒါလိလာတဲ့သဘောနဲ့လုတ်တဲ့သူတွေလည်းပိုင်းပါမယ်ဘာဖြစ်ဖြစ်ကိုရီကြုံရတဲ့အတွေ့အကြုံတွေနဲ့ဆက်ဆက်တဲ့ဟာလေးတွေပေါ့ကွာဟုတ်တယ်မလားဟိုငါတို့အပြုသဘောဆောင်နေမှာပြောတာပဲဘုတို့ကတော့ငါတို့ဗလိန်းနေရမျိုးတော့မဟုတ်ဘူးတိုးတော်ညာလဲကိုယ့်ရဲ့စိတ်ထဲမှာခံယူထားတာတော့ခုနကငါပြောသလိုမျိုးပဲဗျာကိုကနိုင်နေဆိုတာငါထန်တန်းဆရာတောက်ကွာငါတို့နေဘယ်ပြောကလာမလားတယ်ပါကြပါညာနိုင်ထားတယ်ပဲဆိုပါတော့ဒါပေမဲ့နိုင်တယ်လေနိုင်တယ်ငါဆရာတယောက်ဖြစ်နေတာပေါ့ဒါပေမဲ့ဆရာတယောက်ဆိုတာလေတစ်ချိန်မို့တစ်ချိန်မှာမင်းဇန်ရှောအောင်ရှောနိုင်တယ် ဒါပေါ့ ငါပြောဟုတ်တယ်မလားကန်နေကောင်းနေနိုင်တယ်ဘယ်ဘယ်မှကန်ကောင်းပတ်ဆိုတာမရှိဘူးဟုတ်တယ်မလားအဲ့လိုရှိတာဟိုဥမာမတော်တရောကကိုတခုလုံးပြီးလို့ပညာပြတ်တယ်ပဲထားပါအောင်အဲ့ချိန်ကျရင်ကိုနိုင်တဲ့ကောင်လားဟာငါတို့ဒီကောင်ကြီးတော့ပညာပြတ်ပြီကွာတွယ်လိုက်တော့မှ6ရင်6ရင်ဘယ်လိုလုံး ဒါလေ လာဆောင်လာ စား ဆောင် တော့နော် ဒါလေဘယ်လိုခေါ်မလဲဒါဟိုဗလိန်းတာတော့မဟုတ်ဘူးဗျာမပြည့်တဲ့ဦးကတော့ဘောင်ခတ်တာပဲ ဟုတ်လေ ဘာဖြစ်လဲတကယ်သူပရိစိတ်တရားထိုင်လုပ်နေကြတဲ့ဆရာကြီးတော်တော်များများသွားကြည့်လာသမျှလူနဲ့စကားတောင်ကောင်းကောင်းပြောတာမဟုတ်ဘူးသူတို့မှဒါမျိုးကြီးတွေပြောဖို့နေနေတာတာ ဟုတ်တယ်နော်ဒါအခုမှပညာဆက်ယူခါသားမှာပညာမှန်လေးတွေရှိတယ်ဒါအခုဒါကျွန်တော်တို့အနေနဲ့ကကျွန်တော်တို့ဒါဒေါကီလမ်းစဉ်မှာကျွန်တော်တို့ဒါရှောက်လန်းလာခဲ့တာလည်းနှစ်အဖြစ်9နှစ်6နှစ်9နှစ်ရှိပြီပေါ့နော်အခုမှဆောက်ရှောက်လန်းတဲ့ဆရာတွေအတွက်လည်းဒါမူတီစကားလေး ဟုတ်တယ် ဒါပြောပြချင်တာလည်းဖြစ်တယ်နောက်ထပ်ဟိုဒါကို့အထက်ကဒါဆရာများကိုလည်းဥထိတ်ထားခြင်းဖြစ်တယ်ပေါ့ ဟုတ်တယ် နော် ဟုတ်တယ်အဲ့လိုမျိုးပြီးတော့တခုရှိတယ်ဗျသူကလူကဘယ်လိုလဲဆိုလို့ရှိရင်ဥပမာခိုင်းပညာဒီနေ့ယူလိုက်ပြီဆိုပါစို့တလားနှစ်လားလောက်ကိုကအကြက်မှတ်လေလားပြောကကုလို့ရသွားပြီသူကဘလို့ဆိုလူက emotion ကဖြစ်တာပါတိလားနော်ခိုင်းပညာယူထားငါပြောလို့ပြောက်နေအဲ့ကိုကြောက်သွားတာဘာဖြစ်နေရပြီဆိုတော့ anyway ခေါ်ဝင်လာဦးဝဲဘာညာရေးတယ်မယ်ကောတောက်ဖောင်းဘောပူနေပါညာသူရဲ့ခံစားချက်က feeling ရကွာဟောငါစွာလာပြီလားပေါ့ အဲ့ဒီ feeling ဝင်သွားတဲ့ဟာအဲ့နည်းနည်း short ရှိရနော်အဲ့ feeling ရလေသိလား short ရှိရဘာလို့ဆိုကိုတိုင်းကခိုင်းပညာကိုယူကာသဟုတ်တယ်မလားဆိုလို့ကျင်တာယူကာသယူပြီးတဲ့အချိန်ခါမှာခိုင်းရဲ့ပညာတမစင်သွားအလာရကိုကဆရာတယောက်နေထားတစ်ခုမှရှိသွားတဲ့အတွက်ကြောင့်ဒီလိုမျိုးမကောင်းသောဒီပါပအနေရရန်သွယ်မိစ္ဆာစသဖြင့်ဒါမျိုးတွေကိုကနိုင်နင်းနဲ့စိုးတော်ညာလဲကို့မှာအကျင့်တီလာတာတစ်ခါပြန်ရေးကြီးသေးတာသူချိတ်ဆက်ရအောင်ပါလीနော်ဆိုရင်ကခိုင်းပညာယူလေလို့ပြောကတန်ကူလို့ရမှန်တယ်တိုးတော်ညာလဲကိုကဒါကိုအစွမ်းထအောင်ကိုရဲ့အပြုတ်မှုလေးနဲ့ဒေးလာထိန်းချောင်းပြီးတော့မှကိုကတဖြည်းဖြည်းနဲ့မြင့်အောင်မြင့်ရတာဟိုဘာဖြစ်ဖြစ်ကြီးတဲ့သူဆိုလို့ရှိရင်ငဲသူကလေးသားတာပဲလေဆိုတော့ကိုကဒါမြင့်အောင်လုပ်ထားမယ်ဆိုလို့ရှိရင်ကိုထက်ငဲသူတွေကဟုတ်တယ်မလားဟိုဘယ်လိုရလဲကိုလေးသားမှာပဲအဲ့လိုပုံစံမျိုးပေါ့ဆိုတော့ကျွန်တော်ဆိုနေတော့မှပြောရကူရေဆောင်မှပြောရကူရေဆိုတော့မှဥမာသူတို့ဝူးရဲဘာညာလုပ်နေဆိုလို့ရှိရင်ဟဲ့အဲ့လိုမလုပ်နဲ့ပြည်လေအကြောင်းသွားတာကျွန်တော်ဆိုလို့ပြည်လေအကြောင်းဟဲ့နေဒီကလေးမလေးလွတ်လိုက်တော့နေနေနေမအေးစီးနေဟာငါလည်းအေးစီးနေခြင်းနဲ့အဲ့လိုမပြောချင်ဘူးအဲ့လိုမျိုးတွေ မြစ်တန်နေပေါ့ အေးမြစ်တာနေပေါ့တော်မလားပြပြလေးလေးဒီကပြပြလေးလေးဖြစ်အောင် တချို့နေရာကျတော့လေမြစ်တာမရဘူးပြ အေးပေါ့ ဒါကျတော့ဘလို့မြစ်တာမရဘူးလဲဆိုတော့ကျွန်တော်တို့ဝင်ရောက်ပူးကတ်နေတဲ့သူတွေမှာကလေတရက်တည်းလူကလူပြလူပြောလို့နားလိမ့်မယ်တရက်လူပြောလို့နားမလဲ ဟုတ်တယ်အဲ့ဒါလေ အချိန်နေချိန်ခါပေါ့ အေးပေါ့အချိန်ချင်းခါပေါ့ဟုတ်တယ် လူလဲလည်း တချို့အေးပေါ့ပြောလို့မရတဲ့ကောင်ကြောင့်လေထပြင်းပေါ့ တရက်လောက်ကိုမပြောဘူးတစေလောက်ကိုမပြောဘူးတရက်တစေဆိုတော့ဘယ်ကလာဆိုတစ်စေကပေါ့တစ်စေကဆို6လန့်တက်တော့ကြောင်းဒါနောက်ခေါ်ပြောင်းလာနေတစ်စေကနေတစ်စေဖြစ်သွားတာတရဲဆိုတာကြောတော့သူရဲပေါ့သူကအတင့်ရဲတာ ရဲတာ သူရဲတာသူကတချို့ဂုတ်တွေပါချိုးပါညာအဲကောင်သူပြောတပတ်နီးနီးပေါ့ ပေါ့ ပါဝါမြင့်သွား ရိုးမြင့်တယ် ရိုးမြင့်သွားသူကဒီတစေဘဝမှာသူကပါဝါမြင့်သွားပြီရှင်မှာအောက်ကကောင်ကြီးပြန်ခိုင်းတယ်ဒီဘဝဒီခန္ဓာမှာပျော်မွေးနေတဲ့ကောင်ဒီလိုကောင်တွေကိုကြီးပေးပြီးတော့ဥမာဆိုပါစို့ဒါပုံနကဆက်ရခင်းနေဆိုလို့ရှိရင်ကျွန်တော်တို့ဒီထဲမှာထမင်း9စုပ်အမဲ9တုံး9 9ကောင်9တော့အမိကောင်မဖြက်အထဲတွေကဦးသေးကလေးစားမထုတ်ပါဘူးကောင်လိုက်အဲ့လို9အောင်မှာ9ကောင်ခေါင်းကိုစိုင်တာဆိုတော့ဒါကလည်းဘာသဘောကိုဟိုနင်းဖြစ်တာလဲဆိုတော့ပုံနကဆက်ရခင်းနေဆိုတာကျွန်တော်တို့ကတကယ်အမဲ9ပိတ်တာဘာလို့ဆိုအမဲ9ပိတ်တာထမင်း9ပိတ်တာ9 9ပိတ်တာဒီလိုကျွေးတယ်ဒါပေမဲ့ကိုရဲ့ဇရီသဘောဆောင်ပြီးတော့ဒီလိုလုပ်တာအမှန်ရှင်းရှင်းပြောလို့ရှိရင်တော့ပုံနကဆက်ရခင်းနေဆိုဟိုပုံနကနဘလူမင်းကုရနမင်းတူတော့ပြောတာမဟုတ်ဘူးဒါသူ့ရဲ့နာမည်ကပုံနကဆက်ရကျွန်တော်ပြောတယ်ဟာအာလောက်ကထိုးထားတယ်ဆိုအာလောက်ကအောင်တယ်ပေါ့အာလောက်ကဘလူးမင်းရဲ့စင်းဆောင်ပဲသူ့ကိုသောတာပန်ဖြစ်နေပြီဒီတော့နာမည်ကအာလောက်က လူတချို့လူငယ်တွေလည်းအဲ့ဒါမှား ဟုတ်တယ်အဲ့တို့ဒီ
သက်16 19 18စသဖြင့်ပေါ့အဲ့လိုတက်ကြွတဲ့အရွယ်မှာဆိုလို့ရှိရင်ကျွန်တော်ဆို line မတင်နေမလားအာလာဘကစေးထိုးနန်းဘာညာဆိုတော့အားကြထိုးနေတာယူလေးတွေပေါ့နော်တချို့လေးလိုတာပေါ့ဒီနည်းနည်းမတွေးတတ်လားပေါ့ဗျာတချို့ဆိုရင်ဆရာကာယာထိုးနေတာကျွန်တော်ပြီးနေတာဗျာဘယ်လိုပုံနကထိုးတယ်သူတို့ပုံနကကြီးဝင်လာပြီးအေးပုံနကကြီးဝင်လာပြီးတော့အင်းရှိသေးတယ်ဝက်ကုန်းဆိုရင်ကုန်းရမယ်ကုန်းဆိုရင်မကုန်းတဲ့ကောင်တွေအများကြီးပဲကုန်းဆိုရင်နာရှူးပေါ့နာရှူးဖို့ရှောက်ဘောနေမဟုတ်ဘူးဟုတ်ပြလားသူအာလောကဆေးတို့ဘာလို့အဓိကသူကဒီဒေါက်တာတစ်နှစ်စရှိတဲ့ဟာကိုပြီးတယ်နောက်ထပ်သူကဒီခွန်အားကိုဖြစ်စေတယ်ပေါ့။အိုးပလီပေါ့ဗျာငါရဲ့ဝိုင်းချုပ်လည်းမရဘူး။အေးပေါ့အဓိကဒီစိတ်အားထက်သန်နေတာပေါ့ဗျာနော်။ဒီလိုပါဝါကိုရစီရဲ့ဆေးကိုကျွန်တော်တို့ကလူတွေကိုဖာနေအာလောက်ကဘလူးမင်းကျန်းငယ်ရမ်းငယ်တုန်းကသူ့ရဲ့ဒီပါဝါလေးဟဲ့သူနဲ့တွတ်တူလုံးကိုကျွန်တော်တင်စားပြီးတော့အာလောက်ကဆေးတော်ဆိုပြီးနာမည်ပေးလိုက်တယ်။သူကလူတိုင်းကသူနားမလဲတယ်ပြောအာလောက်ကဘလူးမင်းသောတာပန်ဖြစ်ပြီးတာဘာလို့ရှင်းပြမလို့တော့အေးတူတယ်အဲ့နေရှင်းပြတော့ခက်ရနော်အဲ့ကောင်ကြီးလေးဆိုတော့ထောင်းတော့ကျွန်တော်ခုနကပြောတဲ့ဟာလေးပေါ့နော်ကျွန်တော်ဒီပြောကကုတယ်ဆိုတော့သူရဲပေါ့ဒီလိုကောင်ကြီးတွေကိုကျွန်တော်တို့ကခိုင်းလိုက်ပြီခိုင်းလိုက်လို့လှုပ်လိုက်တဲ့အချိန်မှာ तू ကဒီတစီလို့ခေါ်တယ်တစ်စီက6လမ်းမို့အတွက်လှုပ်လိုက်တဲ့ဟာတွေမှာကျွန်တော်တို့ကအိမ်တအိမ်ဥမာဆိုပါစို့အတိုက်ဒါကျွန်တော်တို့လက်ဝဲမှာလှုပ်ထရှိတဲ့ဟာလေးတွေကတခုဆိုရင်ကျွန်တော်ဖျားမြေနတ်စင်မြေတိမ်မြေတင်းချိုင်းမြေဒီမြေလေးမျိုးကျွန်တော်တစားပစိုးသွားတယ်တမားတို့ခေါ်နေပေါ့တနည်းအားဖြင့်ပြောမယ်ဆိုတော့လူသေးကောင်ရဲ့ပစိုးအဲ့ပစိုးနဲ့ထုတ်ပြီးတော့အဲ့လိုအိမ်ရဲ့ယာဟုတော့မှာထိုင်တာမထိုင်အဲ့ဒီအိမ်ချောင်းဝန်းတနေရာမှာပြစ်ထားတယ်ပြစ်ထားရင်မှဒီနေရာကို तू ကပြောရင်မတဲ့တဲ့မြေကြီးပဲသွားပြီးအေးပေါ့တုတ်တန်မြေနဲ့တိမ်မြေနဲ့လည်းမတည့်ဘူးအဲ့ပေါ့ဖျားမြေနဲ့ဒါဒီရောရီထည့်ထားတာဖြစ်တဲ့အတွက်တော့ तू ဓာတ်မတည့်ဘူးတစားပစိုးနဲ့မှထုတ်တာပိုးပါစိုးသွားအဲ့တော့ဟိုကတွဲပြီးဆိုတဲ့အချိန်မှာကျွန်တော်တို့ကအဲ့နေမှာပါလေတချို့ကအိမ်ကိုအရင် तू များသောအားဖြင့် तू တမိသားစုလုံးကိုစော်ရင်အိမ်ဦးနဲ့အတိုက်ဆိုတာရှိတကယ်ခေါင်ကိုဖြုတ်တာအိမ်ဦးနဲ့ဖြစ်တယ်ဒီအမျိုးသားပေါ့နော်အိမ်တရဲ့အမျိုးသားကိုတချို့လည်းအသက်အကြီးဆုံးလူကိုဖြုတ်တာဟုတ်တယ်နှိမ်လိုက်တယ်ဦးနှိမ်ဦးချိုးချလိုက်တယ်ဆိုရင်ဒီတမိသားစုကောင်ခိုက်တာအေးပေါ့သူဆက်ခံစားရတယ်ပေါ့ဒီကောင်ကြီးမရှာနိုင်အောက်ကကောင်နေငတ်ပြီလေဟုတ်တယ်သူဒီဓာတ်ကိုတဲတာအိမ်ဦးနဲ့တိုက်တော့ပေါ့ထောင်းတော့ဒီအိမ်တွေကိုတိုက်ဆင်လိုက်လို့ကျွန်တော်တို့ကတစီကိုလွှတ်လိုက်တယ်ဆိုရင်ခုနကပြောသူမေတ္တာနဲ့ရတယ်ဟောမလုပ်ပါနဲ့မင်းဒီလိုမလုပ်နဲ့မင်းငါမကြောက်ဘူးလားဘာလားညာလဲဖျက်လျှောက်လိုက်တုံးတောင်ပြေးတယ်သူရဲကြတဲ့ကောင်လည်းမဟုတ်သူတို့ကဝါရင်သွားတာဖြစ်တဲ့အတွက်လည်းပါတယ်လို့နောက်ထပ်တစ်ခုကလူမဟုတ်ဘူးတရေကပြိတ်တာတစ်မျိုးပဲပြိတ်တာဆိုတာ तू ခေါင်းထဲမှာတည်တယ်ဘာလဲ तू ဘိုက်စားတယ် तू စားရမယ် तू ခိုင်းတာအောင်မှ तू ပြောထားတဲ့ပမာဏကို तू ထပ်စားရမှာအေးပေါ့ तू ဒါကိုမျောလင့်ချက်နဲ့ तू ကဒီမှာလာလောက်တာဖြစ်တဲ့ကြောင်လို့မင်းစွန့်ဆိုလည်းမစွန့်ဟော तू ဒါအောင်မအောင်ရင် तू ဟိုမှာတီးခံဟုတ်တယ်ဆိုတော့အဲ့နေမှာတင်းထားတာတော့ပြန်သွားရင်ဒုံးနဲ့ဆောင်တယ်ပြန်သွားဒုံးနဲ့ဆောင်တယ်အဲ့တော့ तू ဆရာလုတ်တဲ့လူကမမထန်ထန်ပြောရတယ်အေးပေါ့နော်အဲ့နေရာမှာအလွန်ဆုံးကမထန်ထန်ပြောရတယ်ထပ်ပြောမယ်မထန်ထန်ပြောရတယ်လက်မပါဘူးလက်ပါတဲ့ဆရာတွေဒီမှားတယ်ပယောကဝေနာရှင်ကိုလက်ပါလို့မရဘူးလက်ပါဆရာလည်းမလို့မိန်တော့ပြန်မပြန်တချို့ဆရာတွေလက်ဖွားကိုခေါင်းပေါ်မိုးချလိုက်တယ်ဒါသူတို့တချို့ဒါဂိုင်းတော်တွေမှာဆိုဒါပယောကကုတာများပြားတဲ့ဂိုင်းတော်တွေမှာဆိုရွှင်ကျော်ရှိမယ်အိဆာတရားမိတ်တိစေဂိုင်းရှိမယ်ဒီဂိုင်းတွေမှာဆိုကျွန်တော်တို့ဒီမှာလက်ညှိုးတွေမှာသူတို့စီးပေါက်ရတာရှိတယ်ပြန်ဟုတ်တယ်ဘာဖြစ်လို့သူတို့ဒီမှာအခုဒီမှာဒီစေးတော်အမှန်နဲ့သူတို့ဒီဟင်းသားဘရာပေါ့နော်ဒါတို့တက်တူးမိန်နဲ့ပဲဖြစ်ဖြစ်ဒီစေးတော်နဲ့ရောပြီးတော့မန်ဒန်နီရွတ်ပြီးတေးချာဆရာသမားထိုးပြီးအနှံပေးလိုက်တယ်ပြောဒီလက်မှာအဆောင်ရှောက်ရှိတယ်ဆိုတော့သူကပေါ်ကောင်းကလောအောင်ငိုပြီးဟဲ့နင်းဘာဖြစ်တယ်ညာဖြစ်တယ်ဆိုဟိုတုံနေအောင်ကြောက်တာပယောကမှန်လို့ရှိရင်တုံစင်းရတယ်အဲ့ဒါလို့ဟုတ်လေမလားအဲ့တော့လေချောင်းတိုင်းနာမလို့တော့ပြီးလို့ကဲအဲ့ဒါဘာဟိုနင်းဖြစ်လဲဆိုတော့အခုခေတ်မှာကျွန်တော်တို့ကစိတ်ပယောဂရှိရလူပယောဂရှိရတကယ်ပယောဂရှိဟုတ်တယ်စိတ်ပယောဂဆိုတာမိမိကိုပယောဂရှိနေတယ်ထင်မှတ်တာအဲ့ချိန်မှာပဲတိမ်ငယ်သွားတော့ဘာဖြစ်လဲဆိုတော့ငါပယောဂရှိတာပဲလို့ထင်ထားပြီးတော့ပတ်လေတကယ်ပယောဂဝင်လို့ရပါဘူးဟုတ်တယ်သူခွင့်ပြုပေးလိုက်တယ်ပုံစံမျိုးဖြစ်သွားကိုယ်စိတ်ကိုလေဒေဝပညာရှင်တွေနဲ့သွားတူမယ်လို့ချို့ဒီဒေဝပညာရှင်တွေမှာဆိုလို့ရှိရင်သူတို့ရဲ့ခေါင်းဆွဲနဲ့ဆိုတာအဲ့ဒီနက်ကိုအပ်တယ်ဆိုတာရှင်းပြောရင်ဟိုဘယ်လိုခေါ်မလဲအချိန်မရွေးပေါ့နော်သူခန္ဓာကိုယ်ကိုမှီပါကပ်ပါနော်ဒီပုဂ္ဂိုလ်လည်းအထူးတလဲကိုးစားပါတယ်ပေါ့ဆိုတော့နတ်ဟောတဲ့အခါမှာလည်းဒီပုဂ္ဂိုလ်နဲ့ဟောတာဟောတဲ့အခါမှာဒီပုဂ္ဂိုလ်ရဲ့ဟိတ်ကိုစီးပြီးဟောတာရှင်းပြောလို့ရှိရင်ဒါဒီနတ်ရဲ့လမိုင်းပဲဖြစ်ဖြစ်ဒီတချို့ပုံနကဟာစီဟောဖေးတယ်ဒီနတ်ရဲ့လမိုင်းပဲဖြစ်ဖြစ်သို့မဟုတ်ဒီနတ်ကိုယ်တိုင်တော်သကောင်းပေါ့နော်ဒီဘက်ပိုင်းနေမှာဆိုလို့ရှိရင်ဒါဒီလိုသူခန္ဓာကိုယ်ဟိုဝင်ရောက်ပူကပ်ခွင့်ပေးထားတာဒီတရားဝင်ခွင့်ပြုထားတာဒီလိုပဲစိတ်ပယောဂဆိုတော့ကိုယ်စိတ်ကတင်ငင်နေဖြစ်တဲ့အတွက်ခုကောက်စေတယ်အင်းရှိကနတ်ကြီးလုံတာ
ခဏကောက်စေကိုကြီးကျော်ဆိုရောက်လာတာဟာတကထက်စစ်လိုက်ဟိုဘက်တင်းချိုင်းကောင်ဖြစ်သွားပြန်ဟာသူအမျိုးမျိုးတွေဖြစ်ဒါပေမဲ့အဲ့ဒါပယောကမဟုတ်ဘူးလားဆိုတော့တကယ်တက်တဲ့စီးတော့တကယ်တက်တဲ့ဆရာနဲ့စစ်ကြည့်တကယ်ဟုတ်တယ်ဒါပေမဲ့ဘာသူ့စိတ်ကိုအရင်ပြင်ရတယ်အဲ့ဒါကြတော့ဒီစိတ်ပယောကဟုတ်တယ်သူတို့ရဲ့စိတ်ကိုကြောက်လေသူတို့ကိုယ်တိုင်ပြင်မအောင်ရတာဟိုနော်တချို့ဆိုရှိရလေတချို့ဆိုတခုဆိုကျွန်တော်ဆိုလို့ရှိရင်ဥမာကျွန်တော်ဟောင်းရမှာဆိုရင်ပယောကစစ်ချင်လို့ဆိုလာတယ်အဲ့လိုမျိုးပေါ့ပယောကစစ်ချင်လို့လာတယ်ဆိုရင်ကိုကစစ်ပေးမရှိဘူးဒါတစ်ခါလာတယ်စစ်တယ်မရှိဘူးဟာနောက်3ယောက်လောက်လဲလာငါမရှိဘူးကြည့်ပဲဖြေထွက်နေဟာငါအမြန်တစ်ခုဖြစ်လာပေါ့နော်ကိုယ့်ကိုပြန်သုံးတတ်သေးရဟုတ်3ယောက်ပယောကလာပြီးစစ်တယ်လာစစ်တော့လေမရှိဘူးလို့ပဲဖြေထွက်တာဟုတ်ဘာမှလည်းဖြစ်တာမရှိဘူးလက်တွေပါလည်းခွဲခိုင်းနေစိတ်နဲ့တခါပြန်စစ်တယ်ရေတွေပါတောက်တယ်ဘာမှဖြစ်တာမျိုးလည်းမရှိဘူးပူရင်းအေးရင်းမရှိဘူးဆိုတော့ကိုယ်စိတ်ကိုကမလုံဆရာဖြစ်တဲ့သူကမလုံဟာငါအမြန်ပညာတွေမြန်တစ်ခုခုမြန်ဖြစ်နေလို့လားငါအမြန်တစ်ခုခုမြန်စီးတွေပါဖောက်ထားလို့ပညာတွေပြတ်သွားလို့များပယောကမဝင်တာမျိုးလားဆိုတော့ကိုဒီဆရာအနေနဲ့လည်းကျွန်တော်ဆိုပြန်ပြီးတော့မှဖြစ်ဘူးလေတိုးတော့ညာလေအဲ့လိုမျိုးမဟုတ်ဘူးတကယ်ရှိနေတဲ့သူကြတော့ဘာမှတော့စစ်စရာမလိုသေးဘူးထိုင်တာနဲ့တွေကိုသူ့မှာဒီလိုကြောက်အဲ့လိုမျိုးအဲ့လိုအချိန်ခါမျိုးတွေရှိတယ်ဒါအခုကျွန်တော်လောဆယ်မှာဆိုဘန်ကောက်ကနေပြန်လာတော့ဆိုလို့ရှိရင်ဘန်ကောက်မှာဆိုလို့ရှိရင်တယောက်စစ်ခဲ့တာရှိတယ်သူဆိုလို့ရှိရင်ကျွန်တော်ကအမိတ်ပြန်တယ်မကြွရသေးဘူးဘုံတော်နနာကန်တော်နနာညံတော်နနာဘာမီလိုနဆက်ကြတော့ကွာမျိုးရှင်အဲ့လိုဦးကောင်းကိုစောင့်ရှောက်တော့မူကြပါတေကုံတတိဆိုပြီးမှအဲ့လိုမျိုးလေးကျွတ်တာပဲရှိသေးတယ်ဒါဖះရှင်တွေကိုကိုယ့်ရဲ့ဦးကောင်းပေါ်မှာတင်လိုက်တာအရင်ဆုံးဒီဝေဒနာရှင်ရဲ့ပေါ့လာကူတဲ့သူရဲ့ဦးကောင်းပေါ်မှာဘာဖြစ်ဖះတရားအဓိကရေးကြည့်တယ်ဖះတရားကိုအရင်ဆုံးကိုယ့်ရဲ့ဦးကောင်းပေါ်မှာနှလုံးသွင်းလိုက်တာအဲ့လိုနှလုံးသွင်းလိုက်တာလေးပဲရှိနေသေးတယ် तू ကကြောမင်းနေပူလာ तू ကြောမင်းနေဆရာကျွန်တော်ကြောမင်းနေပူတယ်ဒါပေမဲ့ तू ကတော့အဲ့လိုချက်ချင်းထုတ်ပြောတာမျိုးတော့မဟုတ်ဘူးတိုးတော်ညာလဲပြီးတော့မှတကယ်လက်တွေ့စစ်ဆေးပြီဆိုတော့မှကျွန်တော်များတော့ပဲလက်မှာပဲစစ်တာမြင်ရဟိုလို6တွေပါလို့စစ်တာမဟုတ်6တွေပါစစ်တယ်ရှင်ကျွန်တော်ဟိုတယ်တွေမှာလည်းသွားနေရဆိုတော့ခင်ဟဲ့6ကြီးမြောက်ဆိုစင်မပြေဘူးလေလက်တွေမှာပဲစစ်တာမြင်ရတော့ကျတော့လက်မှာတော့မပူဘူးဆရာကြောမှာပူတယ်ဟုတ်လားအခုအဲ့ဒါဆိုဘယ်တော့မှပူတာတော့ဆရာရရောက်ချင်းမပူနေတာအဲ့လိုမျိုးပေါ့အဲ့ချိန်မှာကျွန်တော်ပြန်ကြီးမှတွေးမိတာဩဟိုရှေးတုန်းက3-4ယောက်လောက်ငါစစ်ခဲ့တုန်းကသူတို့ဘာမှပူတာအေးတာလည်းမရှိဘူးပယောကဝင်တာမျိုးတွေပါလည်းမရှိဘူးတိုးတော်ညာလဲဒီတယောက်မှာကြတော့ကိုတောင်မှဘာမှအမိန်ပြန်နေပါလိမ့်မပြောရသေးဘူးအမိန်လည်းမပြန်ရသေးဘူးဘာညာဟဲ့ချုပ်ထားတဲ့ဘာညာမလုပ်ရသေးဘူးဗျာသူ့မှာခံစားနေရပြီအဲ့လိုပုံစံမျိုးပေါ့အဲ့မှာကျွန်တော်ဆက်မိသွားတာအုံနောက်ထဲမှာဒိုင်းရှေ့ရလာခဲ့တဲ့သူတွေအကုန်လုံးကသူတို့ရဲ့စိတ်မှာဟိုကတစုံတယောက်ရဲ့ပြောလိုက်တဲ့အားကြောင့်သူကပြန်တွေးလိုက်တော့ဗောနော်တစုံတယောက်ရဲ့ပြောလိုက်တဲ့အားကြောင့်သူတို့ကပယောကရှိနေရလို့ထင်ပြီးတော့ငါးစီရောက်လာပြီးတော့ပယောကလာစစ်တာပါလားဆိုတဲ့အတွေးမျိုးတွေးမိတာအဲ့ဒါနဲ့ပြန်လဲစဉ်းစားပြီးတော့ဟုတ်တယ်သူတို့ကရှေ့မှာဘေးနေနဲ့ဘေးနေမေးခဲ့တာတချို့သူရှိသေးတယ်တားတော့မေးခဲ့တာတဲ့တားတော့မှာတဲ့ပယောကမိနေလို့ပြောလို့မလို့တဲ့ဆရာစီမှာလာစစ်တာဆိုဟာငါပြန်စဉ်းစားငါကိုယ်တိုင်တားတော့ဟောလာတာပါတားတော့ကြည့်တာကပယောကရှိရလို့အဖြေမထွက်ပါဘူးအဲ့ဒါကိုတားတော့ဆရာကနေဟောလို့လာနာမည်တော့ပြောတော့တားတော့ဆရာနေဟောလိုက်တာဒါပေမဲ့ तू ကလည်းနည်းနည်းတော့ respect ရှိပါတယ်ဟို तू လည်းဟိုသူ့ရဲ့ role တစ်ခုရှိမှာပါဒါတော့ဟောလိုက်တာပယောကရှိတယ်ဆိုမှဟောလိုက်တယ်တိုးတော်ညာလဲ तू ကတော့ပြန်ပြောလိုက်တယ်ဆရာတယောက်စီမှာပြန်စစ်ကြည့်ပါဆိုမှတော့ तू ကပြောလိုက်တယ်ဩဆိုတော့တရားတော့ဆရာတော်နည်းနည်းကျေးဇူးတရားမလို့ဖြစ်နေမလိန်လိုက်တာပေါ့ကွာပြောမယ်ဆိုလို့ရှိရင် तू အဲ့ဒါဆိုတော့ဘေးရင်သွားမေးတယ်ဘေးရင်သွားမေးတဲ့နေရာမှာ तू ဘလို့ဆိုတော့အဲ့လူတော့ကန်ညံ့နေကွာမင်းစီးပွားရေးလည်းစစ်မဒီလူကစီးပွားရေးလည်းစစ်မပြင်းနေဘူးလှုပ်လည်းစစ်မပြင်းနေဘူးရီးသားလည်းပြဿနာတက်သေးတယ်ငွေကြေးတွေလည်းဆုံးရှုံးထားတယ်စစ်မပြင်းနေဘူးဆိုလူတယောက်ကဘေးရင်သွားမေးတဲ့ခါမှာအဲ့ဘေးရင်ဆရာကနေနင်းအဲ့လိုမျိုးတွေဖြစ်နေတာကပယောကမိနေလို့ဖြစ်နေတာပါဆိုပြီးမှစိုက်ဝါးကြီးထက်လွတ်တဲ့ခါမှာဟိုကောင်ကလစ်ပြီးအဲ့ဒီစိုက်ဝါးတွေအဲ့လစ်ပြီးတော့မှလေအဲ့ဒါတခါပယောကဆရာကြီးကိုတခါထက်ရောက်ပယောကဆရာနေပြီးတော့မှအမှန်ကန်တဲ့တွေ့ရင်တော့မဟုတ်ဘူးနော်ဟိုမပြောလို့နော်အလိန်ညာနဲ့တွေ့ရင်တော့တခါနင်းပွဲထိုးရမယ်ဘာညာအဲ့မှာတောင်းလျှောက်အဲ့လိုပြဿနာတွေအများကြီးပဲအဲ့ဒါကြောင့်ကျွန်တော်လူတွေကိုပြောတာအမဘေးရင်တွက်ကြည့်ယုံနေပယောကရှိတယ်ဆိုတော့အမမသိဘူးဒါကျွန်တော်အမှန်တိုင်းပြပြတာဘယ်လိုပဲဖြစ်အမှန်တိုင်းပြပြတာအမကျွန်တော်ကိုယ်နဲ့ဘေးရင်ဟောနေရပဲပယောကမိရလို့အမအဖြစ်မထွက်ဘူးတိုးတော်ညာလဲအမကန်ညံ့နေတယ်နှိမ့်နေတယ်ကန်သလာညံ့နေတယ်ဘလို့ဂျူစီဂျူနေဖြစ်နေတဲ့အတွက်ကြောင့်ဘလို့ပြဿနာတွေကြုံနေရပါတယ်ဆိုတဲ့အဖြစ်မျိုးတော့ထွက်တယ်အဲ့လိုမျိုးကန်နေညံ့နေပြီးတော့အလုံးစုံညံ့နေပြီးတော့အစင်မပြေနေတဲ့ဟာကိုပဲရမရရှာလို့မရတော့ပယောကမိပါတယ်ဆိုပြီးမှရမရှာပြီးတော့မှလွတ်လိုက်တာတချို့တွေအဲ့လိုတွေရှိသေးတာဒါလည်းကျွန်တော်ဆက်ဆက်ပြီးမှပြပြတာပါအဲ့လိုလေးကြီးပေါ့အဲ့လိုတွေရှိသေးတာအဲ့ဆိုတော့လူတွေကိုလည်းပြောချင်တာဘေးရင်တွက်ကြည့်ုံနဲ့ဘေးရင်ကတော့နည်းနည်းထားပါတားတော့ကြည်ုံလောက်နဲ့ပြောရရှိတယ်ဆိုတာမသိနိုင်ဘူးဘေးရင်တွက်ုံလောက်နဲ့လည်းပြောရရှိတယ်ဆိုတာဒီမလွယ်မပြောနိုင်ဘူးပြောကရှိမရှိဆိုလို့ရှိရင်အဲ့လိုတကယ်ဆရာကြီးနဲ့မှန်ကန်ပေါ့နော်တကြွမ်းနဲ့ဆရာကြီးနဲ့အဲ့လိုမျိုးစစ်ဆေးကြီးမှာပဲသိနိုင်တယ်ပေါ့နော်အဲ့ဒါလည်းအရေးကြီးသေးတယ်အဲ့ကိစ္စကလည်းဒါမှမဟုတ်ဆိုရင်အဲ့ဒါဘေးရင်ဆရာကြီးရဲ့အကွက်တွေပေါ့နော်တခါတချို့ကြလဲ
ချို့ဆရာကြီးကြော်တယ်တမနည်းနည်းပါဟောရတယ်ကွာဟောရတယ်တလုံးသားမှန်တဲ့ခါမှာရှုံးကြည့်ပြီလေဒါမင်းရဲ့သူကကိုဖြစ်နေရတယ်တိုက်ဆိုင်တာကိုရှုံးကြည့်ပြီဆိုတော့ဘာတွေကဘလို့ဖြစ်နေလို့အဲ့ဒါပွဲထိုးခဲ့ဘဏ္ဍသိန်းချဟမ်မင်းလည်းပွဲသွားပဲသမားငါပြောသည်တပီ8000ပဲရှိမယ်အုံဒီတလုံး8000ပဲရှိမယ်ငါပြောသည်3ပြီးဝယ်မင်း9000လောက်မကုန်ဘူးကွာပွဲထိုးဖို့အတွက်အဲ့ဒါကိုပွဲထိုးဖို့ဆိုတောင်းတာ3သိန်း4သိန်း5သိန်းပြီးအဲ့ဒါပဲရောက်ဒီမှာကုမတီတော့တယ် ပြီးအဲ့ဒါပဲရောက်ပြီးအဲ့ဒါပဲရောက်တော့ဆိုတော့အိတ်ထဲရောက်အဲ့လိုရှိနောက်တစ်ခုကဟိုနက်လူတာရှိကွာဘာကြီးအောင်မြင်သွားလို့ဆိုပြီးမှဆွဲကြိုးကြီးတွေတို့ဘာတို့ကွာ ဟုတ်တယ်နတ်မှာတော့ချီ အေးနတ်မှာတော့ချီတာကွာအဲ့ဒါဘလူးရမလဲအဲ့ဒီဆရာပဲရတာဗောငါပြတာနော်အဲ့လေအကယ်၍ကိုကယူသေးခြင်းနဲ့ဟိုဖြစ်နေတယ်ဆိုလို့ရှိရင်တို့တို့အတွက်အလူပြုတ်နော်အဲ့လိုလေးတွေ သူတို့ကုသိုလ်ပေးရမှာ ကုသိုလ်ရေးဆိုတော့ယူသေးဗောနော်တလေးတစားဖြစ်တဲ့ပုံစံအဲ့လိုပြုတ် ပေါ့နော်ဒီပယောဂတွေမှာလက်ပါတာတွေစိတ်ပယောဂပြဿနာမရှိဘူးဗျာသူကလူပယောဂပူရတာကနှစ်သက်တာသူရှိကြရင်ထားခုံလိုက်ရမှာထားကလိုက်အေးဗောဟိုဖျားထီတင်တို့ဒါမှမဟုတ်အဲ့လိုမျိုးပွဲတစ်ခုခုအဲ့လိုစူဘူဘောဟိုတစ်ခေါက်ဟိုနဂါးတွေပဲဘူးတာလားကိုခွေခောက်ကုန်တာလေ သူကအဲ့လိုမျိုးတွေဒါလူပူးပေါ့လူပူးဆိုတာပယောဂလိုမျိုးဟဲ့လက်ပြန်ကြိုးဟိုဘသူကတုတ်လဲဟဲ့ညာလိုကတုတ်လဲဟဲ့ဆိုတကယ်ပယောဂမိတဲ့သူကတော့တကယ်ဖမ်းတုတ်မဲ့လက်ဝဲကိုယ်တင်လက်ကိုယ်တင်လမိုင်းရှိတယ်မမိဘူးလူပူးနေတာခက်တီတီနဲ့ရှူဝါထလုံနေတာဆိုလို့ရှိရင်လေဆရာပြန်လဲပဲညင်နေမှာ ထောင်းဆိုရိုက်လိုက်လို့ရှိရင်ဟိုကငါပယောဂပူးနေတာဘာညာဆိုပြီးအနာရှိရတဲ့ကောက်ဆော်လို့ရှိရင်အဲ့ဆရာလည်းပဲအဲ့ဆရာခေါင်းခွဲတယ်ဟုတ်တယ်အဲ့ပြန်လာရှိသေးတာအဲ့ဒါဖြစ်ရင်တော့တစ်ခေါက် line မှာတက်လာသေးဘူးလဲတော့မသိဘူးအဲ့လိုနည်းနည်းတော့ကြာပါပြီအဲ့လိုထွက်ပြေးရလေးတခုနေနေ line မှာအဲ့လိုမျိုးပေါ့အဲ့ဒါလေးရှိအေးဗျာပြောရင်ကြည့်နေပြိတ္တတွေတော့မသိဘူးဗျာကျွန်တော်တို့ခါတော်နားနေပြီနော်အေးတော့အဲ့တော့ဒီနေ့ကတော့ဒါတို့ကလည်းခုမှပထမဆုံးကွာintro ဝင်တဲ့အနေနဲ့အဲ့လိုမျိုးလေးတွေအကြောင်းအရာလေးတွေပေါ့ဒါဆိုအခုဆိုတော့တော်တော်စုံပါတယ်ငါတို့ဒီထန်လန်းတွေ online နဲ့ပတ်သက်တာတွေဘေးနေအကြောင်းတွေရောတာတော်တွေရောနော်နှစ် line တွေရောငါတို့အကုန်လုံးတော်တော်စုံနေပြီဆိုတော့ငါတို့ဒါတော့ဒီနေ့ပြီးသွားပြီပေါ့နောက်နေ့ကျလို့ရှိရင်ငါတို့ပြန်ပြီးတော့မှစကားဝိုင်းလေးပြန်လုပ်ကြမယ်အဲ့လိုမျိုးတခြားဆရာတွေကိုလည်းဖိတ်ခေါ်နေတယ်ကွာနော်ငါတို့လည်းလို့ဆုံးနေပေါ့ဘာဖြစ်စကားဝိုင်းလေးတစ်ခုပေါ့ကွာအဲ့လိုမျိုးပေါ့ငယ်တုန်းကဆိုရင်ငါတို့ဖုန်းတွေပိုင်းမပေါ်ခင်တော့ဆိုရင်အဲ့လိုရှင်တို့ရန်လေးတောက်ရင်ငါတို့ကိုရီခစ်တော့နည်းနည်းမှီသေးရကွာဒီလားအဲ့လိုတငယ်ချင်းတွေ wifi မှာလက်ဖိတ်တန်လေးသွားစကားလေးပဲလေးပြောဖုန်းတွေပိုင်းမရှိသေးဘူးလေတော့အဲ့လိုမျိုးလေးပေါ့အဲ့လိုပြောဘာဖြစ်ဘူးသူတက်ဖလဲဖြစ်တယ်ကွာဒီလားချင်းအတွေ့အကြုံဖလဲဖြစ်တယ်ဒါလေးလောက်ရမယ်အတွေ့အကြုံဖလဲဖြစ်တယ်ပြီးတော့ကိုယ့်ထက်အကြီးကဲဆရာသမားတွေပြောတာတွေဆိုလို့ရှိရင်လေကိုရီကပြန်အကြားရလဲကိုကဘူးသူတက်ရတယ်ပေါ့ကွာနော်အဲ့လိုလေးလည်းရှိတယ်ဆိုတော့ဒါဒီလိုစကားဝိုင်းလေးလုပ်ဖြစ်တာလဲငါတို့စိတ်ကူးလေးလည်းကောင်းတယ်ကွာနော်နောက်လည်းငါတို့လူလေးလုပ်ချင်တယ်တခြားဆရာလေးလည်းခေါ်ဖို့အတွက်တော့စဉ်းစားထားတယ်နော်အဲ့လိုမျိုးလေးတွေစဉ်းစားထားအဲ့လိုမျိုးလေးပေါ့အခုဒါညီကုန်းရုပ်စကားအနေနဲ့ကိုဟေးဘာပြောချင်လဲမသိဘူးပြောချင်တာကတော့ဗာလဲဆိုတော့ဒီပေါ့ပြောကနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကျွန်တော်တို့ဒီဘေးရင်းတွေဒါတော့တွေဆိုတော့အဲ့ဒါတွေအားလုံးနဲ့ပတ်သက်ပြီးတော့တကယ်တက်ကြွတဲ့ဆရာတွေစီမှာပေါ့နော်အဲ့လိုမျိုးလှုပ်စေခြင်းတယ်ဘာလို့လဲဆိုတော့ဒီတာမန်လူတွေအနေနဲ့ကဒီကိုမေးတဲ့ဆရာတကယ်တက်လားမတက်လားမသိဘူးလေနော်ဒီဟုတ်တယ်တက်တဲ့ဆရာနဲ့တွေ့ကိုကပို့ပြီးဒုက္ခရောက်မှာဟုတ်တယ်ဆိုတော့တက်တဲ့ဆရာနဲ့တွေ့ရင်ကိုအတွက်ကောင်းတယ်ဟုတ်တယ်အဲ့ဒါမျိုးအဲ့တော့မင်းတကယ်ကြီးပြောရင်မယုံနဲ့အဲ့အရေးကြီးတော့ပဲအဲ့လိုတေချာပြီးတော့ဝေဖန်ပြီးတော့တေချာခွဲခြားစေခြင်းတယ်ဟုတ်တယ်အဲ့ဒါပဲပြောနေတာကျွန်တော်တို့အဓိကမှာကျင်တာတော့စကားကြီးပြောရင်မယုံနဲ့အဲ့စကားကြီးပြောတဲ့ကောင်တွေပဲအဲ့ဆောက်လွဲလောက်ထောက်လောက်တာတကယ်ဆရာကြီးတွေကကိုယ်တော့အေးဆေးနေနေတာကိုယ်တော့အေးဆေးနေနေတာတကယ်လူတွေကပြောတော့ဖြစ်နိုင်မဖြစ်နိုင်ပြောလိုက်တယ်လူတယောက်နားလည်နိုင်တဲ့နေထောက်သူပြောဟုတ်တယ်အဲ့လိုမျိုးဖြစ်နိုင်တယ်မဖြစ်နိုင်ဒီမလို့ဟိုလိုမျိုးဖြစ်ရမယ်ဆိုမျိုးရှိဘူးကငါ့ကိုလာမေးဆိုသိမလားအင်ချမ်ပီရောင်းထွက်မယ်အင်ချမ်ပီရောင်းရဲလို့ရှင်တာဘယ်လောက်ကြလဲအမှကျွန်တော်တသိန်းခွဲယူတယ်ဘယ်ချိန်ရောင်းထွက်မသိဘူးအဲ့တော့ငါ့ကိုပြန်ကြည့်တာဟာမသိဘူးဒီဆရာမသိဘူးတဲ့ပြန်ကြည့်ဟုတ်တယ်မှာကျွန်တော်တကယ်မသိတာဘာလို့ရရအမှလောက်ကြည့်ရတာဒါကြီးအိမ်ရောင်းထွက်မယ်ဆိုတာအမှကျွန်တော်နဲ့မဆိုင်ဘူးကျွန်တော်ရရလုတ်ပြီးုံပဲဝယ်မဲ့သူနဲ့ဆိုင်တာဟိုမှာဝဲချင်းမဝဲဘူးငါလည်းဈားတွေကပွဲသားဖြတ်လို့ရှင်ပြတ်ဦးမှာကျွန်တော်ပြောတာအဲ့ဒါရလုံးမဲ့ပတ်စံအမပွဲသားကောင်းကောင်းငှားလာထွဲကကောင်းကောင်းပေးလာပြီးရောငါတို့ကောင်တွေရောရိုးတသားပဲသိမလားလှုပ်ချင်လို့မလှုပ်ချင်နေကွာမင်းမလှုပ်လို့လဲကိုရီးယားအေးစီမပြတ်သွားဘူးငါတို့အိမ်နဲ့ယာနဲ့အေးစီစင်ပြီးပဲပြဿနာမရှိဘူးသို့တော်ညာလဲလူကကိုရလိမ်မစားချင်လိမ်မစားချင်တာဟုတ်တယ်ဟုတ်တယ်မပေးချင်ဘူးဟုတ်တယ်ပြောချင်တာလဲအဲ့ဒါပဲဒါကျွန်တော်လည်းပြောချင်တာအဲ့ဒီခုနပြောသလိုပေါ့နော်လောကီပညာကိုလုံနေရင်လည်းအမှားပါသွားတဲ့ဆရာတွေကိုပြောချင်တာမဟုတ်ဘူး
လိန်စားနေသူတွေအကောင့်နာမည်မှာဆရာကြီးအောက်လန်းဆရာကြီးဦးဘသူနော်အောက်လန်းဆရာမကြီးဒေါ်ဘသူအာဒီလိုမျိုးတက်ထားတယ်နောက်ထပ် profile မှာကိုပုံမတင်ထားဘူးတဲ့မလားလက်ပုံလေးတွေဘာလေးတွေညာလေးတွေပြစားလို့ရှင်ဂျင်းတော့လုံးဝမယုံနဲ့အဲ့ဒါ ဟုတ်တယ်အဲ့ဒါယုံနေဟုတ်တယ် ပြီးရင်အဲ့လိုကိုကြီးပြောသလိုပဲကြီးတွေလျှောက်ပြောနေအောင် အဲ့ကြီးတွေပြောတဲ့ကောင်တွေအဲ့လိုပဲအမင်း TikTok မှာဆို TikTok မှာဟာဘာမော်အောင်ညာမော်ရင်အောင် ပြီးအဲ့နောက်တစ်ခုသိပြီးနေပါလေဆိုတော့ no subsidy ကိုနဲ့အဲ့လိုအစီတစ်ခုလောက်ထားတယ်မအောင်မြင်ဘူးကိုကတော့ပြောတယ်မလားအဲ့တော့အဲ့ဆရာပြောတယ်မင်းထပ်ပေးရမယ်မပေးရင်မင်းမွေးတက်ဂရိငါကုန်တိကွယ်ဘာလို့ဝင်ညာလို့ ဟုတ်တယ်မျိုးနဲ့ကိုအားချောင်းတာ အားချောင်းနေတာ အားချောင်းတာမင်းတခါတိုက်ဘလော့ မေခင်တော့9သိန်းလောက်ရင်ကုန်တာပေါ့ဗျာ အဲ့လိုမျိုးရှိရဲအားကြောင့်အဓိကဒီလောကကြီးတွေမှာရေရာလုံးမယ်အစီလုံးမယ်ဆိုရင်အားချောင်းတဲ့ကောင်တွေပေါ်ပါတယ်အဲ့လိုစကကြီးပြောတဲ့ကောင်တွေပေါ်ပါတယ်စကကြီးတွေပြောတဲ့ကောင်တွေမယုံနဲ့အကြီးတွေပြောတဲ့ကောင်တွေချိုးအောင်နေမင်းလေလုံးကြီးလို့ပြောတာနော်ဖင်ကန်ချင်းလေးတော့ပေါ့အဲ့ကောင်တွေပြောတာနားထောင်လို့ရှိရင်ဒါပွင့်လေးပြပြတာမင်းအဲ့ကောင်တွေပြောတဲ့ဟာတွေနော်အမဖြစ်တဲ့အစီရင်ကိုဆရာအမဖြစ်စေခြင်းတဲ့ပုံစံကိုအမမျိုးသားနဲ့အမနဲ့ဘလို့ဖြစ်စေခြင်းတဲ့ပုံစံကိုဆရာတို့ကဘလို့တွေလုပ်ပြီးမှဘလို့ပွဲထိုးပြီးမှဘလို့တွေလုပ်ပြီးမှဘာပွဲတွေကဘလို့လူကပေးမယ်ဘဲဟောအပ်ပြီးတော့ဘလို့လုပ်ပြီးမယ် no မယုံနဲ့နော်မင်းကိုနေထူးသူမှလာအဲ့လို့ရှင်ဘာလုပ်ပေးမယ်လဲမပြောဘာလုပ်ပေးလဲမပြောအမအချင်းအကဲကျွန်တော်မှတို့ကြည်ရလုပ်ပေးပါအမကိုလည်းအစီအပြေချင်းနဲ့ပြေးလိမ့်မယ်အောက်ပြရှင်းလေးဘယ်လိုပြေးလဲဆိုမသိရဘူး ဒင်းကောင်းလေးပြေးလိုက်တယ်ချင်းချင်းခင်နေ ကြီးခင်နေအမရမ်းမဖြစ်နဲ့ ရမ်းဖြစ်နေလေးလေးမမ လိမ္မာနေအဲ့လိုမျိုးနော်ကိုလည်းဆုံးမပေးတာနော်အတွဲဘေးလာမေးတောင်မှထချကြတော့ဆိုကိုကဆုံးမပေးတာအေးစီအဲ့လိုမျိုးနော်ဆိုတော့ ဘာမှကြည့်နေတယ် ဒီခုတင်ပါတယ်ပေါ့ မာဂျင်နာတော့လိမ္မာနေမစိုးနဲ့တော့ လိမ္မာနေမစိုးနဲ့ ဇူးနေ စိုးနေတော့ဗောနော် နောက်လည်းမလာနဲ့လာနောက်နဲ့ ကိုကြီးရောဘာမှကြည့်နေတယ် ငါအဲ့လိုမျိုးပဲကွာအဲ့လိုအကြီးတွေပြောတဲ့ကောင်တွေမျိုးနဲ့ကွာတေအဲ့ဒါပဲကြီးတွေပြောတဲ့ကောင်တွေပဲအကြီးတွေဖင်ချတော့မှာ ကဲအားစ ကဲဟုတ်ပြီ နောက်မှ ကဲ ပြန် အဲ့ ဆုံ ဆို ကြ ပြန် အောင် ဆုံးရမယ်ဟေးဟုတ်ပြီကဲ အားလုံးပဲ အားလုံးပဲ good night နိုင်နိုင် good night ပြောမလား good morning ပြောမလားမသိဘူး night ချင် night ပေါ့